အခုဟောပြောမဲ့ခေါင်းစဉ်ကပညာနော်မင်းတို့ရဲ့အနေနဲ့ကျေးဇူးတင်ဖို့ကောင်းတာကမင်းတို့မုံရဇာတိသင်္ဘွားဇာတိကျုပ်ကိုတင်မောင်သားသူစီစဉ်တာသူကသင်္ဘွားမဂ္ဂဇင်းကိုမင်းတို့တွေးမိလိမ့်မယ်တခြားမဂ္ဂဇင်းတွေနဲ့မတူအောင်ဖောက်ပြီးထွက်လာတဲ့မဂ္ဂဇင်းအဲ့လိုဖောက်ပြီးထွက်လာတဲ့ခါကျသူကအကြောင်းအရာခေါင်းစဉ်တစ်ခုကိုပေါ်တယ်မျက်နှာဖုံးအကြောင်းအရာဖြစ်နေထားပြီးတော့မှတကယ်ကိုလူငယ်တွေစာဖတ်ပြတဲ့ကိုတကယ်ကျိုးကျေစုဖြစ်လိမ့်မယ်လို့ထင်တဲ့ခေါင်းစဉ်တွေကိုသူကသက်ဆိုင်ရာပညာရှင်တွေတွေ့ပြီးတော့သူကတင်လေးရှိတယ်ဆိုတာစာကောင်းအောင်လုပ်တယ်ရောင်းကောင်းအောင်လုပ်တာမျိုးမဟုတ်ဘူးလူငယ်ကြိုက်အောင်လုပ်တာမဟုတ်ဘူးကြိုက်တဲ့ပစ္စည်းကိုလူငယ်ကိုပို့ပေးတာလူငယ်ကြိုက်အောင်ဆိုလို့ရှိရင်မင်းတို့သိတဲ့အတိုင်းပဲဖက်ရှင်တို့ဘာတို့ညာတို့မင်းသမီးမင်းသားပုံနေဘယ်မိန်းမဘယ်တော့ကအိမ်အောင်ကြတယ်ဘယ်လိုဖြစ်တော့ခလေးပဲနှစ်ယောက်ရနဲ့ဘယ်မင်းဟုတ်လားဘယ်မင်းသမီးကတော့ဘယ်တော့ဖြစ်ပါတယ်ဟုတ်လားဘယ်မင်းသမီးကတော့မဝင်လာကြိုက်တယ်မကြိုက်တော့ဆိုင်အဲ့ဒါမျိုးတွေထည့်တဲ့လူသားမျိုးမဟုတ်ဘူးဆိုတော့နော်အဲ့တော့အပြင်းနေစာမဟုတ်ဘူးအဲ့ဒါမျိုးကိုထည့်တဲ့ဒီမောင်တန်းကသူ့မျိုးဖြစ်တဲ့ဒီမျိုးမှာပေါ့အပြင်မှာရောကောလိပ်မှာရောဒီလိုပွဲမျိုးဖြစ်အောင်ကြိုးပမ်းတဲ့သဘောမလို့တကယ်မင်းတို့ကျေးဇူးတင်တဲ့စတင်နေတာဒီမောင်တန်းနောက်တစ်ခါခဏကပြောလို့ဘယ်เจ้าမှမဆိုเจ้าအုပ်ကြီးတွေဟာသူတို့เจ้าအုပ်ချောင်းထဲမှာတခုเจ้าကအစုဝေးလို့ရကနေတခုဖြစ်သွားမှာကိုကြက်သိမ်းတစ်ဖက်ဖက်ထားပြီးစောင့်နေကြတာသူတို့ဟုတ်တယ်မတော်သားဖြစ်သွားလို့ချင်းမလုံးလို့မို့လို့ဘာမှဖြစ်ဘူးလုံးလိုက်လို့တခုဖြစ်သွားသူကဒုက္ခအဲ့တော့เจ้าဆရာကြီးဆိုတာလေသူ့တာဝန်ရှိတဲ့ခါကျသူလည်းစိုးရိမ်မှာပဲနော်ဒါကြောင့်အဲ့ဒီဥစ္စာကိုခွင့်ပြုတဲ့ဆရာကြီးကလည်းကျေးဇူးတင်နေတယ်နောက်တစ်ခုကခဏဆရာကိုရဲပါခလားရဲပါအဲ့မင်းတို့ရဲ့ဆရာပေါ့ပြောလိုက်တယ်ကငါရင်နဲ့ထိခိုက်သွားတာတခုရှိနော်ထိခိုက်သွားတာဘာဖြစ်ဆိုသူ့ထောက်ရဆုံးသွားတယ်ဒီနေ့ရက်လေတဲ့နေ့ပဲဆိုအဲ့ဒါမင်းတို့တခုငါပြောမယ်လူကြီးလှုပ်လာလို့ရှိရင်နော်ကိုကြီးကိုတာပျောက်သွားတာမှတ်တာအဲ့ဒါမှလူကြီးခေါ်တယ်အသက်ကြီးတိုင်းလူကြီးမဟုတ်ဘူးအသက်ကဒီတိုင်းနေကြီးသွားဘာမှလုံနေဖို့မလိုတားလို့လည်းမရဒီတိုင်းကြီးသွားအဲ့တော့ကိုလူကြီးဖြစ်သွားပြီဆိုလို့ရှိရင်ကိုရေးကိုတာပျောက်ပြီးတော့ကိုတာဝန်ယူထားတဲ့ဥစ္စာကိုကြုံရောက်ထမ်းဆောင်ရတယ်အဲ့ဒါမျိုးမှကြီးညိုစရာကောင်းတဲ့လူကြီးလို့ခေါ်တာအဲ့တော့သူတို့လည်းကျေးဇူးတင်နေတယ်ကျန်တဲ့ဥစ္စာကတော့ထားပါတော့မင်းတို့ကဝေတို့ကတော့ကမ္ဘာခါလုပ်ပြီးထည့်ပေးတဲ့ကလေးနာမည်တော့မှတ်မိလိုက်ပါခုနပြောလိုက်တဲ့အခါတော်တော်ကြည်နူးခြင်းဖြစ်နေပါတယ်အားလည်းသိနေဒီကလေးတွေပါဖြစ်ဖြစ်လို့ပညာဆိုလိုက်တဲ့ဥစ္စာတွေကိုဒီကောင်းတဲ့နဲ့ဟောမယ်ဆိုတော့သူတန်မိုးထားရှာလို့တော့ဒီလိုလုပ်ထားပဲဆိုပညာတန်မိုးထားတဲ့လူတွေများလာမှတိုက်ရရှိပါမှာပညာကိုတန်ဖိုးမထားရင်ပညာတက်တဲ့လူကိုတန်ဖိုးမထားရင်အဲ့ဒီတိုင်းဘယ်တော့မှမတက်ဘူးနားလည်လားအဲ့တော့ဒီကဘာလုံးမှာကြည့်စမ်းကြည့်ပညာတက်တဲ့လူတွေကဥဆောင်သွားတာတို့ကမှဒီဘာဖြစ်လို့ကြုံဖြစ်ခဲ့ရတာပညာမတက်လို့ရုပ်တရက်ပြောလိုက်လို့ရှင်တော့ဟုတ်လားပထမစစ်ပွဲမှာမြန်မာအင်္ဂလိပ်မြန်မာစစ်ပွဲမှာဘာလို့လဲကြာဆုံးသွားလို့အာညာပေါ့ပြောလို့ရတာပေါ့ဒါမှမဟုတ်လားဘာလို့လဲကြာဆုံးသွားတာဘာလို့ကြာဆုံးတာလဲဟိုက20ကွဲတဲ့ဘုံနဲ့ပြည်ပြီးစိန်ကြောင်းလို့ဟာတော့ထုံးဆိုသိရောဟုတ်လားဘာလို့လဲဘသူကမျိုးချင်းစိတ်ရှိဆုံးပါလဲဘာလို့လဲဘသူကတတိကောင်းပါလဲမျိုးချင်းစိတ်နဲ့တတိတစ်ခုတည်းနဲ့လှုပ်နေလို့ရတာမဟုတ်ဘူးတိုင်းပြည်ကိုကာကွယ်တယ်ဆိုတော့ပညာနဲ့ကာကွယ်ရတာဘိုးကထုံးတော့ဘိုးကပြန်မထုံးတော့ဒီတိုင်းပဲဟုတ်လားရေးတဲ့အခါမှာတော့သမိုင်းမှာရေးတော့ဒီလိုရေးတော့ထိုးတဲ့ခါမြန်မာတက္ကသိုလ်ဒီနေချင်းကြီးကျော်မှုကိုရိုးချွန်ချွန်တက်ဆုံဆမ်းများကျိုးကတွန်းရမှာတော့လေလက်နေချင်းမမျှတော့ကြောင့်အညံ့ခံရလိမ့်မယ်ဟုတ်လားကိုရေးတော့အဲ့လိုညံ့ညံ့တာရေးတာအမှန်အတက်တွဲလိုက်ဟုတ်လားအတက်တွဲလိုက်လို့ရှင်မြန်မာတို့ဒီပညာမတတ်တော့ကြောင့်ပွဲကလေးကြီးဒါပဲပြန်ပြောမယ်ဟုတ်လားအဲ့တော့တိုင်းပြည်ကိုကာကွယ်ခြင်းလားပညာတိုးတက်စေခြင်းလားပညာဟုတ်လားဟိုရင်တော့ဆိုလို့ရှိရင်တရုတ်ပြည်ကင်းစေယူကနေခဏခဏဟောတယ်တာမောင်တစ်ထောင်ရှိတဲ့တရုတ်ပြည်သူလူထုကြီးဟာတာမောင်900ရှိတဲ့နားကိုကြီးမြောက်ဟောတာနောက်ပိုင်းကျမအော်တော့ဘာကြောင့်လဲဆိုတော့ဟောလက်နဲ့ရှင်တွေကတာမောင်ဘယ်လောက်သိကျင်တော့မရှိပါကျွန်တော်ခလုံးနှိမ့်လိုက်ပါမယ်သူကြီးတွေပြင်စိတ်ကနေပြီးတော့ဟုတ်လားကလောတော့ကစမ်းလိုက်တယ်တဲ့ဟုတ်လား
တာဝေးပြစ်ဒီညုကလ িয়াস ထိပ်ဖူး6ခုပါတဲ့တော့ဖွင့်နေပြီအောင်မြင်သွားပြီအဲ့ဒီညုကလ িয়াস ထိပ်ဖူးတစ်ခုတစ်ခုရဲ့ပောက်ကွဲမှုစမ်းအားကဟီရိုရှီးမားမှာချတဲ့အနုမြူဘုံနဲ့အစပြပြင်းတယ်။ကဲတခုတစ်ခုကိုပြောတာနော်6ခုမဟုတ်သေးဘူးအဲ့ဒီ6ခုလို့ဟာလို့ဗမာပြည်ကိုပြစ်လိုက်လို့ရှိရင်သုတ်တော့ပေးမယ်ဘုန်းကြီးတော်မကြမ်းဘူးဟုတ်လားဒါကြောင့်ဟုတ်လားပညာကိုတန်ဖိုးထားရလားမကောင်းပြီတို့သာပညာပနာမရှိသေးတယ်မလားသေးဘူးဟောပြောပွဲရဲ့ပနာမနောက်ပိုင်းမှာလာတော့မယ်အခုမှသေချာအခုမှစပြီးဟောတော့မှာဘုတို့ဒီနေ့ကလေးကိုပြောချင်တာကငါဒီလိုကမင်းတို့တွေနဲ့လို့အမြဲတမ်းပေါ့လေဆရာတပည့်အမြဲတမ်းရင်းနှီးပြီးတယ်တဲ့တို့မှလည်းဆရာလည်းငါ့ဘုမတစ်တလုံးဆရာပဲကျောင်းဆရာပဲတစ်တလုံးကျောင်းဆရာပဲလုပ်ရခဲ့တာကိုစာရေးဆရာကနောက်မှမတော်ဆဖြစ်သွားတာဖြစ်သွားပြီးတော့မှသူတို့နဲ့ပေါင်းပြီးဒီမောင်နှန်းနဲ့ပေါင်းပြီးခုတောင်ပြောပြောမြောက်သွားပြောရှောက်ပြောတယ်အခုတော့ငါဓမ္မဂတိရတစ်ပိုင်းဖြစ်နေအဲ့တော့ကျောင်းဆရာဆိုတဲ့ခါကျတစ်တလုံးကလည်းကျောင်းဆရာကလေးနဲ့နေလာခဲ့တာသူတို့ရဲ့ဘဝသူတို့ခံစားချက်ကငါခံစားချက်ဖြစ်ဟုတ်လားမင်းတို့ပြန်ပန်းစင်လာကြည့်ပါတက္ကသိုလ်မှာပထမနှစ်ဆိုတဲ့ကလေးဟာပထမနှစ်ကလေးကတက္ကသိုလ်ကျောင်းသားတွေကြည့်လိုက်ချင်မင်းတို့ရိုက်တယ်ငါပြီးတော့ဝါခန့်နေတာပထမနှစ်ဆိုလို့ရှိရင်ခါတဲ့ရောက်လာဘယ်ဆရာကမှမတားတယ်လို့ပြောတယ်ဘာအဲ့မှာဖြစ်လာတော့ဟိုအိမ်နာဘယ်နာသွားမှမသိဟုတ်လားအဲ့တော့အဲ့ဒီရေကဆရာတွေသက်ထားတာမှဒါမှမဟုတ်ဆရာဝန်ကတော့ချပြီးမင်္ဂလာပါလို့မှလားပြောဟုတ်လားအဲ့တော့ဒီစိတ်တင်ပါလေဆရာကြီးဟိုတော့အဲ့ဒါတို့ဘယ်လိုဖြစ်နေတာနော်အဲ့ဒီပထမနှစ်မှာကိုကြောင်ကြောင်ပဲအဲ့ဒီ second year ကြတဲ့ခါကျဘာဖြစ်လာလဲဆိုရင်ငါတက်ကလို့ကြောင်လားဟောလိုက်ကြောင်လားမြောက်ကြောဖြစ်လာဟုတ်တော့မော်တော်ကားပထမဆုံးစရတဲ့ကောင်လို့ပေါ့လူရှိမရှိဟောကြည့်နေအဲ့တော့ second year ရောက်လာလိုက်ပြီဆိုရင်သူကဘယ်လိုဆိုကိုယ့်အောင်မှာတရားရှိတော့သူကနောက်တက်လာတဲ့ကျောင်းသူစီသွားကြည့်လိုက်တယ်ကျောင်းသားစီမကြည့်ဘူးကျောင်းသူစီကြည့်တာအဲ့မှာဟာဒီနာမည်လေးရထားတယ်ရုပ်ကဘယ်လိုနေမလဲမသိဘူးပေါ့ပြီးတော့မှသွားကြည့်တော့မှဟိုမှာလမ်းနေလည်းမတတ်အဲ့ဒါ second year အဲ့ဒီမှာဒါကြောင့်မို့လို့ college ကျောင်းမှာအထင်းမရအခက်ဆုံးက second year အလုံးထိရခဲ့တဲ့ကောင်လေအဲ့ဘော်တော်ကစသိဘူးတဲ့ကောင်လေအဲ့ဒီကောင်လေအလုံးထိရခဲ့တဲ့ second year တတိယနှစ်ကြာတော့ပြန်ပြီးတော့နည်းနည်းလေးငြိမ်သွားတယ်တီးပါတယ်ဘယ်လိုသွားမလဲကိုစားတဲ့ဘယ်လိုကြိုးစားမလဲစာရေးတိုက်ဘယ်လိုသွားမလဲဆရာမတွေဘယ်လိုချင်းကမလဲမသိတဲ့ဥစ္စာဘယ်လိုနေရမလဲအကုန်လုံးအထုံးခေါ်တာပါကျောင်းနဲ့အသားကြပဲသတ္တကနေရောက်တော့နည်းနည်းလေးမျက်နှာညိုးလာတယ်ဘာကြောင့်လဲဆိုတော့ကျောင်းကထွက်ရင်အလုပ်ကဘယ်လိုလုပ်မလဲအဲ့ဒါလည်းတစ်ခုပေါ့ကျောင်းကထွက်လို့ရှိရင်သူနဲ့ခွဲရတော့ပဲဆိုရင်အဲ့ဒါလေးရတယ်ဘာပေါ့ပြောနေတာအဲ့တော့သူတို့ရဲ့ဘဝတွေထဲမှာဘာပါလာလဲဆိုတော့အခုကျတော့အရင်တော့ကနောက်ဆုံးနှစ်ကျမှအဲ့ဒါစဉ်းစားတာဖြစ်တော်လဲပဲအခုကျတော့ကျောင်းသားတွေကပထမနှစ်ကိုမတက်မိရကိုကအလုပ်ပဲလုပ်လဲဆိုတော့စဉ်းစားရတယ်။ဘာကြောင့်လဲလို့ဆိုတော့ငါကောလိပ်ကျောင်းကိုသွားတက်နေအချိန်ကုန်သွားမှာလား။ဒါနဲ့တည်းပြီးသွားမှာလား။ပြီးတော့ကြောင့်ဘယ်လောက်ရမှာလဲ။ဒီပြဿနာတွေခုဖြစ်လာ။ဟာဒီခုဖြစ်နေတဲ့အခြေအနေကြီးကလည်းအဲ့ဒီလိုပဲ။ဥပမာဆိုတော့ပညာတတ်တော့ဘာဖြစ်တော့ဆိုပြောလို့မရတော့ဘူး။ဘာမှဖြစ်ချင်မှဖြစ်တော့တာ။ဟုတ်လား။မဖြစ်ကြရရှိနေတာ။ရှိနေတဲ့ခါကျတော့ဒါဟာအချိန်ကုန်နေတာလား။အဲ့လိုစဉ်းစားတာ။ဒါအပြစ်မဟုတ်ဘူး။သူတို့မှလည်းဒီလိုပဲစဉ်းစားမှာမဟုတ်ဘူး။ကိုယ့်ဘာကိုအဲ့လိုစဉ်းစားတဲ့ကိစ္စသူ့တော့အပြစ်တင်လို့ပဲဖြစ်မယ်။အပြစ်မတင်ဘူး။သူတို့လည်းပဲမင်းတို့ပြောချင်တာဟုတ်လေ။ဘယ်လိုဖြစ်နေဆိုပညာတတ်ရောပညာသင်ရောအဲ့တော့သင်ပြီးတဲ့ခါကျတော့နောက်ဆုံးရတဲ့ဥစ္စာကျတော့ဒီရုပ်ပေါ့ Art and Science ကဆိုလို့ရှိရင်ဆရာမတို့အားတို့အဲ့လိုဟာမျိုးဟိုရုပ်စီးတို့ဒီရုပ်စီးတို့ကြတော့ရတယ်လားကတော့ဆို1000ကျော်လောက်ရအဲ့လိုဆန်နေဆိုတော့ဘယ်လိုလုပ်စားမှမလို့ကိုကျောင်းသားဘဝစားနေတော့အိမ်က2000-3000ပို့ပေးနေတယ်ဟုတ်လား5000ပို့ပေးနေတယ်အဲ့အလုပ်လိုက်ရတယ်1000နဲ့ဆိုအလုပ်မရခင်ကမှစားလောက်ပြီးတယ်အဲ့တော့တို့ဒီကနေ့ဗမာပြည်ရဲ့အခြေအနေနဲ့ပညာသင်ကြားတဲ့ကိစ္စဘာဖြစ်နေလဲဆိုတို့တောင်ရင်းကြီးကတိုက်စာတစ်ခုလိုပဲတိုက်စာဆိုရတနာတိုက်ပါတိုက်ကျောင်းမှာပေါ့ဥစ္စာဆောင်တွေဝင်ဆိုင်အဲ့တိုက်စာအညောင်းကတောင်ရင်းကြီးကိုရှေ့တောင်ခွေးတောင်တင်ကြောင်မင်းရဲ့နေတလင်းသာခြေရင်းမှာအတောင်200တုကြည့်မူးနစီတူလိုက်တာအတောင်ပြပြီးတော့မူးစီနစီအဲ့တော့ဟာမင်းတိုက်တာဘာတော့ကွာလေမူးနစီနေတာဘာလို့တိုးမှလဲတူကမှလဲကွာလူရှင်တော်တွေကပြောတယ်ကဆက်ထားပါနားတော့ထိုမူ
ဝင်းစီအားမယ်ကလမကြောက်ကြီးရှိဟုတ်ပြီကလမကြောက်ကြီးအောက်စီကြည့်လိုက်တော့ဘာလို့လဲကြောင်းကြီးတစ်စီးတယ်ပါမဲပေတော့အတိုက်စားအဲ့ဒါမျိုးလို့ဖြစ်တယ်တရားရလားဒီကပင်မစာတင်လိုက်တယ်ပြီးတော့ဘာမှဖြစ်မလားဆိုတော့သင်ရတဲ့ဥစ္စာအားနေအားရုံဒါမှမစိုးရိမ်ပါနဲ့ပြီးတော့ငါပြောနေတာကနော်ခက်မတည်ငြိမ်လို့ဒီလိုဖြစ်နေတာခက်တည်ငြိမ်သွားလို့ရှိရင်ပညာသမားတွေရှိရရောက်လာတယ်ဒီုံမှာနော်ဒါဖြင့်ခက်မတည်ငြိမ်လို့ဆိုတဲ့ခါကျတချို့ကငါ့ကိုပေါ့လေဟာဦးအောင်တင်ကပါသူ့အောင်ပါပုတ်ခတ်တယ်မှညာအဲ့လိုဟာမျိုးထင်ရတယ်တချို့ဟာတွေ့တယ်ဟိဦးအောင်တင်ကပြောရဲတယ်ဟိပါညာအဲ့လိုထင်ရတယ်မဟုတ်ဘူးငါတော့ကဒါအစိုးရကိုထိပါတာကိုအဲ့ဒီစေတနာတထိုင်ကြီးမပါဘူးဟုတ်လားသူတို့ကိုယ်တိုင်လည်းတကယ်ကိုကြိုးစားပန်းစားတည်ငြိမ်အောင်ထိနေတာသူတို့ကိုယ်တိုင်တောင်မနိုင်လို့မလို့တိုင်းပြည်ကြီးကကူညီပါဆိုတော့ထိသိရတော့တိုင်းသတင်းစာတဲ့နေတိုင်းပါနေကိစ္စဟုတ်လားမလို့သူတို့လည်းတည်ငြိမ်နေတာပေါ့အဲ့တော့တည်ငြိမ်လည်းတည်ငြိမ်နေမယ်လောကကြီးမှာဟုတ်လားလူတွေကချမ်းသာခြင်းသာသင်္ခါရလို့ထင်တယ်နော်ဆင်းရဲခြင်းလည်းသင်္ခါရဆိုတာမေ့နော်ဒီဘက်လိုက်ခိုင်းလို့မရပါနဲ့ဒီဘက်ထွက်သိချင်အနန္တကပြီးဖူးရတာပေါ့ဒီဘက်လာကြားလိုက်အားလားဒီဘက်ပေါ့တို့ခုလိုပေါ့နော်ကျင်သားရလားဘာစကားကြီးတာမိသားစုတာကျင်သားရနေပေါ့ဥစ္စာဘာဖြစ်ဒီလိုက်ဒီလိုတိုးဝှေ့စည်းနေတာအဲ့တော့တနေ့ကျတော့မင်းတို့တည်ငြိမ်လာမှာပါမတည်ငြိမ်ရင်တည်ငြိမ်လို့ရမယ်လူတွေကကဟာဆက်တယ်မှာချမ်းသာခြင်းမှသင်္ခါရထင်တယ်နော်ဆင်းရဲခြင်းလည်းသင်္ခါရနော်ညနာကွာကြောင်စီစီနေတော့လာတဲ့ဝင်နေရာချတာတဲ့ငါတို့နေရာချပြလိုက်အောင်မဒီဘက်တို့ထိုင်ကြတယ်ဒီမှာနောက်ကဝင်လာတဲ့ဒီကပိတ်နေတယ်ဒီဘက်ကလာတယ်ဒီပုံရင်ပြည့်ထားလိုက်တယ်ဘယ်လိုလုပ်တော့ပါမလဲအလုပ်တွေလေးကြီးတဲ့လက်တင်ခုံနေပါတယ်မထားဘူးအဲ့တော့သဝဲနာကတ်တင်တာတော့အဲ့မှာညောင်းတာနဲ့ပဲငါဒီလိုထိုင်းပြီနော်အခုလည်းပဲမင်းတို့နဲ့ဒီတိုင်းပဲနေပါပဲနော်နားညောင်းလို့ချင်းငါဒီလိုထိုင်းပါနော်အဲ့ဒါတို့ကဒါ class 2ဖြစ်သွားပြီဆရာပဲပေါ့ဆရာတယောက်ဖြစ်နေပါနော်ဒီမှာ class ထဲမှာပြောလို့ပဲပြောတော့နော်ရင်းနေပဲကိုယ်တပည့်ရင်းချတယ်ပြောလို့ပဲပြောနော်ဒီမှာတချို့လည်းပဲပါပါတယ်သာသိငယ်ဦးတဲ့တပည့်ဟောင်းနေလည်းပါတယ်နော်ဒီမှာလည်းပြန်တွေ့တယ်တပည့်ဟောင်းနေလည်းပါတယ်အခုပြင်မှာလည်းတပည့်လောင်းနေဆိုတော့အခုတော့မဟုတ်တော့တပည့်ဟောင်းလောင်းနေနဲ့ပြန်တွေ့ရတာဆက်ရအောင်နော်ဆက်လိုက်ကြအဲ့တော့ဝင်ပါလေလားပြတိလုပ်နေတယ်ဒီတော့ကြာမှပြောတော့မှဖြတ်ဝင်းနေတာကြာရင်နောက်ကနေပြောင်းမှုတိုင်းနဲ့ပေါက်လိုက်မင်းတို့ကဲနော်အဲ့တော့ဆင်းရဲကြီးတဲ့သင်္ခါရချမ်းသာခြင်းလည်းသင်္ခါရဒီလိုကြီးအမြဲတမ်းဖြစ်ဟာမတည်မငြိမ်ဖြစ်နေမှာပေါ့သူလည်းသင်္ခါရဆိုပြန်ကိုညင်ရလိုက်နောက်ပြီးတော့လူတွေဟာဘယ်တော့မှအကြာကြီးတည်ငြိမ်မနေတဲ့ဥစ္စာလက်မခံဘူးလူတွေဖြစ်နေလို့တည်ငြိမ်အောင်ကိုပြန်လုပ်လို့ရှိရင်အဲ့ဒါယုံကြည်အဲ့တော့တည်ငြိမ်ရလိမ့်မယ်သိချပါမင်းတို့ပြောနေတာလူငယ်တွေမှာကိုယ့်ကိုယ်သိယုံကြည်စေချင်ပါတယ်တချို့ကလူငယ်တွေပြတ်သွားမလားဒီပုံမျိုးကိုကြည့်လို့ရှိရင်တနေ့ကျပျက်စီးသွားမလားနောက်အနာဂတ်ခကြီးများပြတ်သွားလားဗမာပြည်ကြီးများပြတ်သွားမလားစိုးရိမ်ရတယ်ငါတွေ့တယ်ခရစိုးရိမ်နေပါနဲ့လို့လူငယ်တွေကသူတို့ခေတ်ကိုကောင်းတို့ဖတ်တို့လုံးမှာပဲဘာဖြစ်လို့လူဖြစ်နေလို့ပဲဟုတ်တော့ဆက်မင်းတို့တော့ဟုတ်တယ်လေတော့မှာပေါ့နော်ဟုတ်လားဘွဲရတဲ့လူတွေဟာတဲ့ဘွဲရတဲ့လူတွေကဘယ်တော့မှစိုက်ကားနေရမလဲဘယ်တော့မှနင်းနေဘွဲရတဲ့ကောင်စိုက်ကားနေတဲ့ခေတ်အောင်ရုပ်ကျင်တတ်တယ်ဘာကြောင့်လဲဆိုအဲ့စိုက်ကားသမားတွေရည်ကြီးလာလိမ့်မယ်အဲ့စိုက်ကားသမားတွေနင်းရတဲ့ဆိုတာသက်သာအောင်လုပ်ကြတာလိမ့်မယ်ဉာဏ်ရှိတယ်
ပညာတတ်ဖို့ပဲအခြေခံမယ်လို့ကအဲ့လိုပြောခဲ့တာဟုတ်လားဘာဖြစ်ဖြစ်ပညာတတ်ဖို့အခြေခံကိုကောင်းပြီပညာဘာကြောင့်သင်ရလဲဆိုတာအတူချုပ်ပြောပါမှာနော်နည်းနည်းလောက်တချို့ငါဟောပြောပွဲအခွင့်အရေးတွေမှာအကျဲပါတယ်သူကမကွေးဟောပြောပွဲခွင့်မှာဆိုအဲ့ကြောင့်အများကြီးပြောပြတာပညာကိုဘာကြောင့်သင်လဲပညာဆိုတာဘာလဲဟောပညာဆိုတာဘာလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့မင်းတို့တစ်ခုတည်းပြောလိုက်ပါမင်းတို့ဆယ်တန်းပြဋ္ဌာန်းချက်ထဲမှာသင်ရတဲ့ထဲမှာပါတယ်ဘာလို့လဲဆိုတော့တေကုသမီးကြောက်စာမှတ်မိတယ်နော်တေကုသမီးကြောက်စာထဲမှာဘာပါလဲဆိုဒီကောင်းမှုလိုရတဲ့အတွက်ကြောင့်တဲ့ဒီပါမရမင်းမစัจ जा မှာတဲ့ငါလေတဲ့နော်ရင်မဲ့ကြီးတော့မယောင်ရတတ်တော့ရင်မဲ့ကြီးတော့နော်နောက်ထပ်မြက်ကြီးတော့သူတို့နှိမ့်စစ်တတ်တော့နော်မိုက်တော့အကြောင်းကိုမသိတော့ဟောနောက်ဟာကြတော့ပညာရှိတော့အကြောင်းကိုသိတော့တယ်ဟောအဲ့ဒီဟာမောဟကိုပြန်တာအဲ့ဒီခေတ်ထဲမှာအကြောင်းကိုသိတော့ဆိုတာပညာရဲ့ဖွင့်ဆိုချက်ပဲငါအဲ့ဒီလိုဆုံးဖြတ်တယ်ပညာဆိုတာဘာလဲအကြောင်းကိုသိတာအကြောင်းကိုသိတာဘာလဲဆိုလို့ရှိရင်အကျိုးတရားရဲ့ရှိကအကြောင်းရင်း cause ကိုသိတာအဲ့ဒါအကြောင်းပဲမင်းတို့သိပ္ပံပညာဆိုတာဘာလဲအကြောင်းကိုရှာတာကြီးပဲမိုးရွာတယ်ဘာကြောင့်ရွာတာလဲဟောမိုးရွာခြင်းအကြောင်းကိုရှာတယ်အဲ့ဒီကလည်းအကြောင်းရှာတယ်အဲ့ဒါကြတော့အကြောင်းရင်းကိုမသိတဲ့ခါကျမိုက်တော့ဆိုအဲ့ဒါပြောတာနော်ပြောနေတာကသစ်တော်ဒီကျွေးလာတဲ့ဥစ္စာတို့မဟုတ်ပန်းလေးကျွေးကြတယ်ကကဘာဦးကစကျွေးခဲ့တာဒါပေမဲ့ကျွေးခြင်းရဲ့အကြောင်းကိုဘယ်သူမှမစဉ်းစားမိဘူးဒါပေမဲ့ညူတန်ကဘာဖြစ်လို့ကျွေးတယ်လဲအောက်ကျတယ်ဆိုတာဘာလဲဆိုတာသူစဉ်းစားရကနေကဘာမြေကြီးရဲ့ဆွေးနွေးနေတဲ့ဆိုတဲ့အကြောင်းကြီးကိုသွားကြည့်တယ်ပညာဆိုအဲ့ဒါလေနော်ပညာမရှိတဲ့လူကြတဲ့ခါကျတော့အဲ့ဒီဥစ္စာကိုမသိတော့မသိတဲ့အတွက်ကြောင့်မလို့ဟိုဟာယုံကြည်ဒီဟာယုံကြည်ဟုတ်လားနေမကောင်းတဲ့စိတ်ယောဂပဲပေယောဂဆရာပြရိုက်ပေးဟာဒါတွေကအကြောင်းမသိတာတွေပဲအကုန်လုံးဒီလိုဖြစ်နေတာလေသူပြောနေတာကနော်ဒီပညာကိုရှိလာမှအကြောင်းကိုသိတာအကြောင်းကိုသိတော့မှမိုင်မဲခြင်းကိုသိတာဆိုကြပါစို့မင်းတို့ကာလီဒါသဆိုကြားဘူးလားအဲ့ဒီကာလီဒါသကိုများတော့အဖြစ်အပေါ်ရန်လောက်လုပ်တယ်ကာလီဒါသပထမအဆုံးစပြီးဖြစ်တဲ့ဥစ္စာကသူရဲ့မင်းသမီးလေးတစ်ပါးရှိတယ်သူနဲ့တူနေတဲ့ကစားတဲ့မှုမတ်တယောက်ရဲ့သားရှိတယ်ကစားပဲဆိုတော့မှုမတ်ရဲ့သားသူ့အရွယ်ရောက်လာတဲ့ခါကျချစ်တယ်ဆိုကြောင့်သွားပြီးချီးဆိုတဲ့မှာကောင်မလေးကနင်းဟာတဲ့ဂျုံစကားပြောတာမဟုတ်ဆိုအဲ့ဒီမှာပေါက်လာတော့မှနောက်ဆုံးဒီမင်းသမီးနဲ့ထိုက်တန်တဲ့မင်းသားပေါ့ထိုက်တန်တဲ့သူလိုက်ပြီးရှာဖို့လို့တာဝန်ပြီးတော့မှသူကမှုမရသားဆိုသူ့အဖေတာဝန်ကျွန်တော်ယူရမယ်ကျွန်တော်တကယ်ဆိုရှာပေးပါမယ်ဆိုတော့ရှာတော့မှဘယ်လိုကိုလိုက်ရှာတယ်သူ့လိုချင်တဲ့အရေးချင်းကရုပ်သိချောထဲဝါခံရမယ်တင့်နေရမယ်ဒါပေမဲ့အင်မတန်မိုက်နေရမယ်အသုံးကြတဲ့အကောင်နဲ့ဒီကောင်မကိုရသိမယ်ဆိုတော့ရှာတာမင်းအရေးချင်းကမက်ရပညာမတက်ရဘူးအဲ့လိုရှာတော့မှတောထဲမှာသွားတော့မှတောထဲမှာဒီနွားကြောင်းတဲ့ကောင်တော့ပါအဲ့ဒီကောင်ကသူ့ပင်ချိုင်တဲ့ဥစ္စာကိုအောက်ကျတဲ့ဘက်ကနေခုတ်ထိုင်ပြီးခုတ်တာခုတ်နေတော့နောက်ဆုံးသိတိုင်းလည်းပြုတ်ကြသူပါပြုတ်ကြတာအဲ့ဒါမှဟာငါလိုချင်တဲ့အရေးချင်းနဲ့ပြည့်စုံမှာပြရတယ်အဲ့ဒါမှဒီကောင်ကိုတခါတည်းခဏကဘာလို့သေချကိုမင်းဝတ်မင်းသားအခမ်းအနားတွေနဲ့သေချလို့နေနေထိုင်နေလို့သင်ပြီးတဲ့အခါကျတော့မှသူ့ရဲ့ဘယ်တိုင်းပြည်ကဘရင်သားပါဆိုတော့သူ့ပိုက်ဆံနဲ့အကုန်ထားမယ်အချင်အရန်နေအကုန်အဆောင်ရောင်နေအစင်းနေနေလာတဲ့ခါကျမှတကယ်ချင်းပြီးတော့ကိုပေးစားလိုက်တာဗျာရှင်မြင်ကအဲ့ဒါကာလီတတာပဲမိုက်လုံးတော့အဲ့ဒီကမှကြည့်လိုက်တဲ့ခါကျသူကညအိတ်တော်မလို့ခန်းထဲဝင်သွားတဲ့ခါကျသူကမင်းမလာတော့ညဆိုထားပြီးတော့သူကကျူတယ်ပေါ့ကျူတယ်ဆိုတာမနေတော့ထိုင်တာလေးဖြစ်တယ်ဖြစ်ပြီးတော့ထိုင်ရမှာအဲ့ဒီမှာဒီမိန်းမမသိင်္ဂါတာမသိင်္ဂါတော့ငါဒီကောက်ကိုဒီတိုင်းမေးလို့တော့ပြောမှာမဟုတ်ဘူးသူမျိုးငါသိအောင်လုပ်မယ်ဆိုပကြီးကားတွေကိုရှောက်ပြနန်းထဲမှာရှိတဲ့ပကြီးကားတွေမကောင်းဘူးလားစစ်တိုက်နေတဲ့အခန်းလေးဗိသိက်ခန်းတဲ့အခန်းလေးအင်းဒါပဲဘာမှသိစိတ်မသားဘူးနောက်ဆုံးမရောက်တဲ့ခါကျမှကရစ်နာနတ်သူတို့ဟိနတ်ခရစ်ယာန်နတ်အဲ့ဒီနတ်ကဒီခရစ်ယာန်နတ်ကနွားเจ้าလူပေါ့ကောင်းမိတ်ခေါ်တော့နွားเจ้าနဲ့ကလေးမလေးနဲ့ပျော်မျိုးလေးရှိတယ်ပျော်ပါလေးရှိတယ်ပလီလေးတွေပါလေးမှုတ်ပြီးတော့တခါတည်းဒီငွေတန်းတွေပါလေးမှာပျော်ပါစီလေးရှိတော့အဲ့ဒီမှာနွားเจ้าနဲ့နရက်နွားကြီးကျလူမြင်ကြီးနားမှာခရစ်ယာန်နတ်ကငွေတန်းစီပြီးနေတဲ့ပုံကိုတွေ့လိုက်တဲ့ခါမှာအဲ့ဒီမြက်ခင်းမြင်ကြီးရဲ့ရှုခင်းကိုမြင်တယ်မှာအဲ့ဒီမှာသိတဲ့ဘောကြတာအဲ့ဒါကြားကြီးကြည့်တော့ကြိုက်သလားတဲ့ဆိုကြိုက်တယ်တဲ့ဆိုမှာဒါဟာတဲ့ဘာဒီဘယ်ဟာကြောင့်ကြိုက်လဲသိကောင်းတာပဲတဲ့ဒီနွားကြီးကြီးဆိုလို့ရှိရင်နဲရမဟုတ်ဘူးတဲ့နွားပြောတာမှငါဟာတဲ့ဒါပဲဖြစ်ဖြစ်သူတို့ဟင်းရဖို့မှနောက်ပြောက်ယူလို့မရဘူး
အဲ့ဒါမှ तू ကငါဟာတဲ့နင့်ကိုမပေါင်းနိုင်ဘူးတဲ့နင့်ကိုမပေါင်းနိုင်ဘူးဆိုတော့ငါတက်လို့ရှိရင်ငါတော့ပြောက်မှာနင်ပြေးမလားထွက်သွားမလားမပေါက်လားတပိုင်းကတာပဲအဲ့ဒီတော့မှပြေးပါမယ်နင်လိုပညာမရှိတဲ့လူငါမပေါင်းနိုင်ဘူးဆိုတော့အဲ့တော့မှကြောက်ဆုံးထိတ်လာပြီးတော့မှပြေးတာပြေးကနေပြန်လာပြီးတော့မှကျွန်တော်ကိုတဲ့တခုတော့ကိုညီပေးပါအဲ့ဒီပညာဆိုတာဘယ်မှာရနိုင်လဲအဲ့ဒီပညာဆိုတာနင်သွားကျင်သွားဆိုတော့ဟိုးဘက်မှာရှိတယ်တော်ကြီးတခုကအဲ့မှာ face ပေါ့ရသိကြီးပါရှိအဲ့ဒီရသိကြီးရဲ့ကာလီဆိုတဲ့ရသိကြီးအဲ့ဒီဖြူသွားကြီးအဲ့ဒီမှာတော့ပညာနဲ့ရရင်ရမှာတဏှာလို့ပြောလိုက်တာအဲ့ဒီမှာအမှုယူပြီးတာအဲ့ဒီရသိကြီးကမှရသိကြီးရဲ့ခြေပမိုးကိုတခါတည်းပြပင်းနဲ့ပေါက်တော့မျက်ရည်အသွယ်နဲ့ခြေပမိုးကိုဆွတ်စိတ်ပြီးတော့မှခမဲတော့ပညာသိပြီးပါလိမ့်ပါလားအဲ့တော့မှသူကြည့်ငါကအပူနဲ့မင်းမာတဲ့မိခဲပြပုံဖြစ်နေတာမင်းဟာလောကမှာရှိတော့ပညာရှင်တို့ရဲ့ထိတ်ထက်မှာတရဖူဆောင်းအောင်မတက်တဲ့သူဖြစ်နေမယ်ဆိုအဲ့ဒီသိပြီးပြပြောချင်တာကကာလီဒါသာဖြစ်လာကြတော့ဆိုတာဘာကြောင့်လဲအကြောင်းကိုမသိတဲ့လူကစားဒီလိုသိခိုင်းကိုဒီအကြမဲ့ဘက်ကထားပြီးတော့ခုတ်ချရင်ကြားလိုက်မယ်ဆိုတာကိုသူမသိတာခိုင်းစမ်းတာပညာဒါပါပဲဒါကြောင့်အကြောင်းကိုသိတော့ဆိုတဲ့စကားလုံးလေးဟာအင်မတန်အဓိပ္ပာယ်ရှိတယ်လို့ဘယ်လိုပြောနေတာအကုန်လုံးဟာအကြောင်းကိုမသိလို့ရှိရင်ဘာမှအဓိပ္ပာယ်မရှိတော့အကြောင်းကိုရှားရတာကြီးပဲအဲ့အကြောင်းကိုရှားခြင်းနေပြီပညာဒါကြောင့်မလို့မင်းတို့တခါလေးကျသင်္ချာတွေပါလေးပေါင်းနေပြီးတဲ့ဆိုဘာကြောင့်လဲဟောတာအပေါင်းလက္ခဏာဒီဘက်ကိုကြောင်းလိုက်ရှင်ညီမရဲ့ဒီဘက်ကြောင်းဘာကြောင့်နှုတ်ဖြစ်သွားလဲဒါရဲ့အကြောင်းရင်းတွေအကုန်လုံးရှိတယ်အဲ့ဒီအကြောင်းရင်းတွေကိုသေချာကိုသင်ပေးနိုင်မှသင်ချာမှလည်းပညာပါတာဒီကအလွတ်ကျက်กว่าဆိုလို့ရှိရင်ကျက်ပြီးအောင်လားကျက်ဆယ်ရမယ်ဟုတ်လားကြတဲ့ခါကျဟုတ်လားဒီကအမှန်ကောင်းကစိတ်ကျက်ကလို့စိတ်မှုကျက်မှုကျက်ကလို့ဟုတ်လားတပီလို့ကျက်ဖြစ်ပုံတခါအကုန်လုံးနော်အဲ့ဒီအကြောင်းရင်းကိုရှားပြီးတော့သိအောင်လုပ်ရတာပညာဒါဖြင့်ကောင်းပြီပညာသင်နေဆိုတာမင်းတို့ငါတို့မှသင်ရတယ်လို့ထင်နေတယ်နော်တိရစ္ဆာန်တွေမှလည်းသင်နေဆွဲကြောင်းမလို့ animal education ဆိုတာကြားဘူးလား animal education ငါကတော့မကွေးဟောပြောဝဲခွေတယ်မှာဆိုအဲ့တော်များကိုချက်ပဲဆိုတော့ဒီမှာအကျဉ်းတော့နည်းနည်းထည့်ကြရမှာတိရစ္ဆာန်မှာကျမကြီးကောင်ကရှေ့ရပါတယ်ကောင်းတယ်နောက်ကကြက်ကလေးကတီးတယ်ဟုတ်လားမင်းတို့တွေ့တယ်ဘောင်းမီတို့လေးတွေနဲ့မင်းတို့ငယ်ငယ်တုန်းကတည်းကသူတို့လည်းလိုက်သွားတာဟုတ်လားလိုက်သွားတဲ့ခါမှာကျမကြီးကကျက်လိုက်တယ်ဟောတာသာဒီဟာသာသူသိမရတယ်ကျက်လေးတွေကအနာပြီးနဲ့အော်တယ်ရှဲ့ကြတယ်ကျမကြီးဒီကောင်ပါအော်တယ်ဟိုနောက်ကျန်နေခဲ့သူ့အုပ်ထဲမှာပေါ့ဒီမှာတခုတည်းအမိတာပါစားမှာလားအနာသွားတယ်အဲ့ဒါမလို့နဲ့ပလတ်စတစ်ကြီးသွားမှာဟုတ်ပဲကျက်ထွက်သွားတော့ကျက်လေးအော်တယ်မစားအောင်ဆိုတိုက်တာဟုတ်လားအဲ့ဒီကျတော့ education ပေါ့ဟုတ်လားဟုတ်လားကြောင်လေးမှာလည်းဒီလိုပဲကြောင်မကြီးနဲ့ကြောင်လေးတကောင်ချောင်းတယ်ဆိုမမြင်အောင်ချောင်းရတာချောင်းတယ်ဆိုမမြင်အောင်ချောင်းမှာပေါ့မမြင်အောင်ချောင်းအိဗယ်မရှိတော့ဘူးသိလားကြည့်ပါလားချောင်းတယ်ဆိုတော့မမြင်အောင်ချောင်းရတာဒါမှကြောင်မကြီးကကြောင်လေးမြင်အောင်ချောင်းတယ်ကြည့်စမ်းငါသားဟောဒီမှာအမေလက်သက်ဒီလိုထားတယ်ဟုတ်ပြီလက်အဲ့ဆိုတာငါသားမင်းအမေကိုကြည့်ရတာအမေအားမအောင်ကြည်သွင်းစမ်းအားထည့်စမ်းအမေကကြောင်ကတကယ်အားရတယ်ဆိုကြောင်မေးကဒီလိုတောင်းပြီးအဲ့လိုလေးဖြစ်နေတယ်တိထားကြည့်တာမားမရှိအမေကြီးကဒီတိုင်းလေးပဲသူကဒီချာကြီးမရှိတယ်ဆိုတော့ဒီအမေကအဲ့တော့ပြီးတော့မှတခါတော့ပြေးဦးလိုက်ပြေးဦးပြီးတော့ပြန်ခေါ်လိုက်ပြန်ဦးလိုက်စက်ကလေးကစားထုံးလိုက်ကြောင်မိုင်းနဲ့ကြောင်လေးနဲ့ပြက်ထားပြီးလေပြီးတော့ကြောင်လေးထားခဲ့အဲမင်းတရားလေးကျင်းနဲ့ငါအသွားစားချလိုက်အောင်မယ်ဟောအဲ့တော့ကြောင်လေးကတခါပြန်ပြီးဟုံးမပေးပြီးခဲ့တယ်လောက်ရတယ်ဒါလည်းတော့မှစက်ကလေးခွဲခါပိုင်းကျိုးလေးခွဲလိုက်ဒုံးမလို့အချီလုံးလေးခွဲလိုက်ခုံးပြီးတော့ဂျုံတိချပြန်ဖမ်းလိုက်တကောင်နဲ့ကစားနေမင်းတို့မတွေ့ဘူးလားကစားနေတယ်လို့ထင်နေမှာအဲဟုံးမလုပ်နေတာဟုတ်လားသူတို့မဘင်းလို့နဲ့လိမ်ပါတယ်မင်းတို့ကောင်ကဟောမှမပြီးဘူးမင်းတို့ကောင်ကခဏညံ့နေကြောင်ကမဟုတ်ဘူးကြောင်ကသိကျိုးလွန်နေအဲ့တော့အဲ့ဒီအချိန်မှာမင်းကသွားပြီးတော့မင်းဂုလေးကျိုးလေးဆွဲကြည့်ဟာကြောင်နဲ့မင်းနောက်ကလိုက်ခုတ်ထားတွေ့ဦးမှာပေါ့ဟာလိုက်မသားတော့မှသူသိတယ်ဗျမင်းလိုက်တယ်လိုက်ပါနဲ့မိအောင်ပါနဲ့မင်းကပြန်ပြီးတော့မှဘုနာတဲ့မင်းပြက်ခုနကဂုလေးကျိုးလေးဟိုဘက်ပြစ်လိုက်လို့ရှင်မင်းကျိုးပြစ်တောင်လိုက်တာဟုတ်တယ်မလားသူကလည်းကျေးဇူးတင်တယ်မင်းကိုဟာအချိန်မိုးကြည့်ရှင်ခုမှရတယ်မပေးရဘူးအဲ့ဒါမင်းကြောင်မကြီးကိုသွားပြီးတော့အဲ့လိုဆွဲကြည့်ပါလားဟုတ်ပေါ်သွားဆွဲကြည့်တယ်ကြောင်မကြီးကမလိုက်ဘူးဘယ်သွားဘွဲရပြီးတယ်ပြီးတော့အဲ့တော့ကြောင်အဲ့ဒီလိုပဲ animal education ဆိုတာအဖြစ်မြင့်တဲ့ဒီ higher creature အဖြစ်မြင့်တဲ့တိရစ္ဆာန်ဖွင့်ရမှာ education ရှိတယ်ငှက်ဒီမှာလည်းရှိတယ်အဲ့ဒါရှောက်မပြောတော့ဘူးနော်ပြောလို့ရှိရင်သိစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီငှက်ဒီရဲ့ education ပါတကယ်တော့ထုံကျင်းတော့မယ်လေ
မင်းတို့ဥပမာဆိုရပါတော့ဒင်ကြီးငှက်တည်ဒင်ကြီးငှက်ဆိုတဲ့ကောင်မျိုးကအော်ကြကောင်လေထဲမှာပြန်ပြီးတော့ရေထဲငါဖန်စားတာသူ့ရဲ့ life ပါတော်ထူးတဲ့ life အဲ့တော့ဖန်စားတော့သူကရေထဲကိုဇက်ဆိုထားတယ်ပေါ်ဖမ်းပြီးယူသွားအတက်ရောက်တဲ့သူ့သားသမီးကိုကျွေးတကောင်ကြီးဟိုကောင်တော့ကြီးနဲ့ကျွေးတဲ့ဟာကပညာပြရတယ်ရော့ခေါင်းမက်ကမျိုးမှတ်ထားပြက်ကငါ့ကိုခေါင်းမက်ကမမျိုးပဲနဲ့အမိဘက်ကမျိုးပါရှင်းမယ်ဆူးတော်ကလေချောင်းထောက်တော့မှာအဲ့ဒီကစပြင်ရတယ်ပြီးပြီးတော့မှတော်လေးပြန်နိုင်လာပြီနည်းနည်းလေးအမွေးတောင်ဆုံးပြီဆိုတဲ့ခါကျတော့အပြန်သေးလို့မရသေးဘူးနည်းနည်းအတောင်ဖြတ်နေပြီလားတင်းနေပြီးတော့မှငါကထွက်ခဲ့ဟုတ်ပြီအဲ့ဒီခိုင်းကနေခိုင်းနင်းမိခိုင်းလို့ဟာခုံးရအမေရှိတယ်ဟုတ်လားအဲ့တော့ဟိုကောင်ကဒီလိုသူကအဲ့တော့မှသူက balance လောက်တရုံရှိသေးတယ်ငှက်တည်းရဲ့ခြေတော့ပြက်တည်းရဲ့ခြေတော့ကမင်းတို့လိထားတယ်ဒီလိုတောင်စဲကျိုးနေတာအဲ့ဒါကိုဒီလို balance လုပ်တော့ဒီလိုသူကရရတာဟုတ်လားအဲ့ဒါအနေထိုင်ကြမှာဒါမှမဟုတ်ဘတ်ကားတွေပါဒီမှာရန်ကုန်ရောက်လို့ရှိလို့ရှိရင်ဒီတချို့နားမလဲတော့တောင်းထားတယ်တောင်းထားရင်လဲလိုက်တယ်ဟုတ်လားဘတ်ကားကြည့်ရဆိုကြောက်သေးတော့ဒါပြောတာတော့ဘာလဲအဲ့လိုလေးလွှဲပြလိုက်မလဲတော့အဲ့တော့ကငါလည်းငှက်တွေကိုကြည့်ရအဲ့ငှက် education ကိုကြည့်အဲ့ဒီလိုနောက်ခိုင်းတစ်ခုလားဟုတ်ပြီပြန်နိုင်လာကမှပြန်နေတာဟုတ်ပြီဟိုဘက်လာနေဒီဘက်ပြန်နေတာဟုတ်ပြီဒီဘက်နည်းနည်းဝေးတဲ့ခိုင်းလာခဲ့နောက်ကျဒီပင်ကနေဟိုဘက်တော်မဲပြန်နိုင်ရတယ်ဒါတို့အချိန်ကပညာအဆင့်ပြီးသွားတယ်ဟာလားအချိန်ကပညာအဆင့်ပြီးသွားပြီပြီးသွားတဲ့ခါကျအဲ့ဒီကြတော့မှအထက်တန်းပညာကိုသင်တော့ဟာလားအထက်တန်းပညာအဆင့်မော်နာကောလိပ်သွားမှာသူကလည်းမော်နာကောလိပ်တွေပဲဘယ်လိုခေါ်သွားဆိုရေကန်ကြီးကိုခေါ်အဲ့ဒီရေကန်ကြီးဒီဘက်မှာသူ့ပင်ကရေကန်မောသိခိုင်းကြီးမိုးပြီးတော့နေတဲ့တပည့်စုခေါ်တယ်အဲ့ဒီပေါ်ရောက်တဲ့ခါကျမှသားတွေအကုန်လုံးလာဒါတွေလာကတန်းစီအမတ်မဟိတ်တုံးလေးအဲ့ဒါမှလုပ်ပြီးတော့မှနေစောက်ပြီးတော့နေငိမ့်အာရိငိမ့်ဒါအရေးကြီးဆုံးသင်္ကန်းစာငိမ့်ရင်းနေတယ်အရေးကြီးဆုံးသင်္ကန်းစာဟုတ်ဆုံးမင်းရွာစီလို့နေငါမရနိုင်ဘူးဒါကြောင့်မလို့ဗျိုင်းနေပါတွေကလဲထဲမှာမတ်တက်ရတဲ့ခါကြည့်တယ်အယုတ်ကြီးချထားတယ်ငိမ့်အဲ့ဒီငိမ့်ရင်းနေ patient ဒီခံကြတို့မှအရေးကြီးဆုံးသင်္ကန်းစာအဲ့ဒီလိုငိမ့်နေတော့မှဟိုကောင်နဲ့အမေဘာလို့လို့ပါကြည့်ဘာမှမသိဘူးဒီနေ့ပထမဆုံးမော်ယာကောလေးရောက်တာအဲ့လိုဖြစ်နေသူလည်းသိအဲ့ဒီလိုဖြစ်နေတယ်မှာရေထဲမှာငါးတော့မှဖြတ်နေဆိုပေါ်လာတော့အဲ့ငါကိုဖမ်းပြီးမေးရဖမ်းပြီးတော့ပါလာရောတာအဲ့လိုဟာအမေငါတို့ကိုဒီလိုရှာကြည့်တာပါသူသိတာဒီတရက်နှစ်ရက်သုံးရက်လေးနှစ်လောက်တဲ့ခါကျတော့ဒီကငိမ့်ငါတော့ချက်နေပွားတယ်ဟိုကောင်လေးပြည့်အမေကိုဖမ်းဆိုတော့မပေးဘူးငါ့ကိုတခါတဲ့ခါးလေကနေကြိုက်ပြီးတော့သိခိုင်းနဲ့ဖန်ဆိုနေချက်သုံးရက်ချလိုက်ပြီးအောက်ပြန်လှုပ်လိုက်ဟာအမေပဲနဲ့လှုပ်လိုက်ပါလေဒါငါမူးနေတော့ရုပ်တယ်မကူးနိုင်အဲ့တော့စားလဲစားနေတော့တတိကောင်းဆုံးကဖရိတို့ဖမ်းပြီးတော့ရလာသားလိုက်တော့အဲ့တော့မှကျန်တဲ့ကောင်နားတာကွာငါအဲ့တော့နောက်ကြတော့မှငါချက်ခနဲ့ပေါ်တော့ဟိုကောင်ကတော့လိုက်ဒီကောင်ကတော့လိုက်အဲ့ဒီလိုတုတ်တက်သွားပြီဆိုတော့မှအဲ့ဒီမှာနောက်တစ်နေ့ရောက်တဲ့ခါကျအမေကကိုင်းသားတော့မင်းတို့ပွဲနေတယ်မယ်အခုတော့ထက်တဲ့ပညာဆင်မင်းတို့အောင်သွားပြီဟုတ်လားထက်တဲ့ပညာဆင်ပြီးသွားပြီကိုင်းမင်းတို့သွားပြီတော့ကိုလာကိုခွဲကိုစာကိုရှားကြဒါပညာရေးမဟုတ်လို့ပါလေဟုတ်လားဘယ်လိုလဲနဲ့ချင်းကိုဖန်ဆားတဲ့သိန်းတို့ဘီလုံးလေးတွေပါဖန်ဆားသိန်းတို့ဂျိုးသိန်းတို့လင်းရောင်တို့စွန်းတို့တိုးကြတဲ့ခါကျဒီတဲ့ပိုအဆင်ပြေတာပညာဘာလို့နဲ့ချင်းဖန်တာဟောလို့ပြန်တယ်ဒီပြန်အမေကိုဒီလိုစားတယ်ပဲ့ဘယ်လိုဖြစ်ရလဲအဲ့လိုဟောလို့အောက်ထိုးချလိုက်တယ်ဒီလက်ချက်အမေပြန်တက်ပြပါဟာအကုန်ပြန်တခါလေးကမင်းတို့တွေ့ဦးလိမ့်မယ်အထူးဖြင့်ဂျိုးသိန်းတွေလုံးလို့ရှိရလေထဲမှာအတောင်ခတ်တာဒီတိုင်းကြီးဘယ်လိုလဲတွေ့ဦးလားဒီနေ့တမီးရောထားတာရအောင်မင်းလေမအောင်မင်းအနားမှာအတိုက်ထဲမှာသားသမီးရှိတယ်ကြည့်လားပါကြည့်အမေပြန်လိုက်အမေတော့ခါတော့ကြအမေထားကြည့်တိလားရက်ထားယူနေလို့တဲ့ဟယ်လီကော်ပတာဆိုအမေကရီးနေအဲ့လိုလုပ်ပေးတာအဲ့လိုပြန်တက်လာတဲ့ခါကျတော့မှသူ့ကိုပေးတော့အစာကျွေးတယ်ခါတိုင်းတော့ကျွေးတယ်အဲ့ဒီနေ့ရောက်တဲ့ခါကျဖေဖြစ်တဲ့တော့ဆက်ကောင်ကိုရတယ်ဒီလုံးလေးပြစားလေးကြီးရလာတော့ဆိုသွားလို့ချင်းနေတွေ့ဘူးဟိုးအမြင်ကြီးကိုတက်ပြတယ်တက်တော့မှအပေါ်ကနေအဲ့တက်ပေကောင်ကိုတစ်ချရဒီကောင်ကတက်ပေကောင်ကိုလိုက်ခါတာလေတွေကနေတော့အပေကိုဖမ်းနိုင်မှာအရှင်ဖမ်းနိုင်မှာကြားရတဲ့ဥစ္စာဒီကောင်မမိတော့လွတ်သွားတယ်နော်မေးရအောက်ကဖြီးဖမ်းထားတယ်ပြီးတော့မေးရဟိုးဘောကိုပြန်တက်သွားတယ်ဖေးရအောက်ဆင်းလာတယ်ဆက်ချလိုက်တယ်အဲ့ဒီနေ့တနေ့လုံးမှမရဘူးတော့မစားနဲ့တော့ဟာမင်းတို့ရဲ့မိဘတွေကနော်အဲ့လောက်တော့မပြေဘူးတော့ဆောင်းဝဲကြလို့ဆူတော့သမင်းမစားဘူးဆိုတော့ဘယ်တော့မှမလုပ်ဘူး
မင်းတို့ဘဝဘလောက်သက်သာလဲသူတို့ရဲ့ဘဝပိုးကျန်တယ်မင်းတို့ဇာဝကျုံနဲ့ငိုးတဲ့ဆောက်ဟာတိုင်းခေါကမခုမှငိုးပြီလေခမင်းစားအောင်လားဟဲ့သွားလာလားနေစတေရှိုးတို့စိုက်ကြည့်ဆိုင်လို့သွားကြည့်လေနေပါအဲ့လိုပြောတော့ပြောတာကောင်းပါလားခမင်းစားလေခုမှငိုးပြီခင်းကောင်းဆိုတာနှိုက်ကြည့်ငါမလျှော့ချင်ဘူးပြောနေတာကအဲ့ဒီငှက်တွေရဲ့ပညာရေးကြတော့မင်းတို့တဲ့တောင်ပြင်းထန်ပါတယ်လို့ဒါကိုပြောနေတာပါအဲ့တော့ပညာရေးဆိုတာဒါနော်နောက်တစ်ချက်ကပညာသင်တယ်ဆိုတာတိရစ္ဆာန်နဲ့လူနဲ့ခွဲလိုက်လို့ရှင်မြင့်တဲ့တိရစ္ဆာန်ဥမာဒီကောင်တို့ဘာတော့မှ education မရှိသူတို့ချင်းပညာပေးကြအောင်လို့သူက instinct နဲ့သွားတာအစိမ့်နဲ့တိရစ္ဆာန်အစိမ့်နဲ့တိရစ္ဆာန်အဲ့ဒီတိရစ္ဆာန်နဲ့ပို့ပြီးများစွာတဲ့အစိမ့်နဲ့လူမှကြတော့ပညာရေးကကြီးလာတာပေါ့ကြီးလာတော့ဘယ်လောက်ကြောင်ကြီးလာလဲဆိုတော့တိရစ္ဆာန်များမှာမိဘကသိပေးဆိုလဲအဲ့ဒီလူမှကြတော့မိဘသိမပေးနိုင်တော့ဟုတ်လားဒီမောင်က MBBS ပဲဒါမဲ့သူ့သားတငယ်တန်းကြဟိုမူယိုအပ်တာသူမသိနိုင်ဘူးမသိနိုင်ဘူးလေဘယ်နဲ့လုံးလဲသူ့ဘာသူ MB မှာဘာတွေဖြစ်နေလဲဘွဲတွေ2000လောက်ပါနေတယ်သူ့ဘာသူကိုဆိုလို့ကြာလီပေါင်းတော့မိတ်ကုန်မလားမသိအဲ့ကြတော့ကိုသားမျိုးပြောတယ်ပြည်တယ်ဟုတ်လားသိပေးပါမင်းတို့ကဆရာသိမ်းကငါသားမျိုးသိမ်းပြီးတော့မင်းတို့ရဲ့ထမိတ်တော့ငါတို့တာဝန်ယူပါမယ်ဆိုတဲ့ပြီးတော့မှလူသားသားပြပေါ်လာတာဆရာဒါကြောင့်မလို့မိဘရဲ့တာဝန်ကိုယူရတဲ့အတွက်ကြောင့်မလို့ဆရာကိုမိဘနဲ့တကိုင်းနဲ့ထားပြီးတော့ယူရကြတာတဘောအဲ့ဒါကောင်းပြီဒီကြောင်သိက္ခာတော်တရားနည်းနည်းလေးဘဝရဟာလေးတွေကကျွန်တော်ထည့်ပြောလိုက်မှာပါဗျာလေးတွေသူလည်းနားဆောင်နေမှုရနော်ဘုဖေးမြတ်နဲ့ငါလည်းပထမတိုင်မယ်တော့ကတော့အဲ့ခွေးထဲမှာပါလို့ဆိုတချို့ကချင်ရမယ်လို့ဒီမှာအောင်းမိတာဆိုတော့ခုနည်းနည်းမင်းတို့ပါတော့ငါလည်းပြောချင်သေးပေါ့တော့လေးပြနိုးတယ်ဟုတ်ကဲ့ချစ်ပြကောင်းတဲ့ကလေးတွေဆိုတော့အကုန်လုံးကြည့်တဲ့ခါကျတော့လည်းတကယ်ကတော့ဒီမိတ်လေးပါဆိုလည်းဒီမဲ့မုံရဝရဆိုတော့ကြည့်တဲ့ခါကျလက်စိတ်ထဲမှာဒီလောက်ချောလိုက်မယ်လို့ခုကျတော့တော့ဆရာတင်ရေးလို့ပေါ့တော့မြိုင်ကြီးလန်းရုံနှမ်းလူဘဲကြရိုက်လို့ထူထူအသားထီအောင်နေမခဘူးအေးရေးမဟုတ်နားတော့မင်းတို့နားမလဲပဲနဲ့အဲ့ရခန်းနေရတာမင်းတို့ပြောမလို့မင်းတို့အရာအကောင်တွေကိုတီးသွားတာနားတော့သိရဘဲကြရိုက်လို့ထူထူအသားထီအောင်နေမခဘူးအေးရေးမချိုးပဲနဲ့ဆာတော့တိုးလို့ဖြူဆရာတင်နန်းတော်ရှိရအဟုတ်မှန်တာတွေ့တာရေးလူမေပြိုရွယ်လေးရွှေဖို့ဒီလိုရင်နာဘာမရှိဘူးပြီးတော့မှပညာရှိသူသိရပါလေအမှန်တွေးယူတော့ရှောဝါကောင်ကဟုတ်မှပြီသဘောကျဟိုကနောက်ကဟုတ်ခဲ့သွားတာမသိဘူးတရားကိုကစားရတာဖြစ်ပါလိမ့်မယ်ရှေဝသူတရားကိုလေကြည်စားပါတဲ့တချင်နဲ့တူပါလေဘုံလည်းချက်ပါတယ်ပညာရှိသူသိရပါလေအမှန်တွေးယူပါအဲ့တော့ကောင်းပြီခဏကလူအားလုံးမှာလူနဲ့တိရစ္ဆာန်နဲ့ဘယ်သူကတာလဲဒီမေကိုထွက်လာဟုတ်လားလူကတာတယ်ပြောတာလေဒါပေမဲ့လူကနေရာကမှာတာလားဖြစ်မိလိုက်တဲ့ခါကျပြဿနာပေါ်ပြီဟုတ်လားလူဘယ်တော့အားရှိတယ်ဆင်မမိဘူးလူဘယ်တော့ပြေးတယ်လဲသမီးကိုဖြစ်တာမမိဘူးဟုတ်လားလူဘယ်တော့ထိအောင်မင်းဟောတတိကောင်းလဲစိတ်ကိုမမိဘူးလူဘယ်တော့ထိအောင်နှာခေါင်းကအစွမ်းချက်တယ်အဲစိတ်ရှိကိုမမိဘူးဒီလိုမဲ့လူထောင်လောက်ရှိတဲ့မှာမဲ့အဲစိတ်ရှိခွေးကသူ့ပခင်အနံ့ကိုသူပြီးတယ်သူရှာရတယ်လူမရဘူးကဲဟာတိရစ္ဆာန်ကလည်းအများကြီးမလို့လားဟာသူကကျွန်တော်ကြောင်းနဲ့ပြင်ရေးစနစ်နဲ့စီလုံးပါတီနဲ့ကောင်းစီနဲ့သမုဒ္ဒရာနဲ့မဝါဒနဲ့နဝါဒနဲ့ကာယီခဝိနဲ့အဲ့လိုဟာတွေနဲ့ကျွန်တော်အကုန်လုံးနေတတ်ပါတယ်စီလုံးနေတတ်တယ်မင်းလေမထွားနဲ့ပြားကိုမပြီးဘူးဟုတ်လားပြားတော်ကမင်းတဏှာမှာပန်းတော်ကြီးတစ်ခုတွေ့တယ်ဆိုချက်ချင်းပြားကိုပြန်ပြီးသတင်းပို့တာသတင်းပို့တဲ့ခါမှာသိနေတာကတန်းညဒါတော့မလုပ်တော့ဘူးပေါ့ဟောတော့သူတို့မှပြားကြခိုင်ပုံလေးတွေပါတယ်မရှိသေးဘူးအဲ့တော့ပြားကိုတက်ပါပြီပြန်ရတယ်ဒီကြီးနဲ့ပြန်ရတယ်သူ့ပြန်လာလေးဘယ်တော့ပြန်လဲသူ့ပြန်တဲ့ဥစ္စာဒီသွားမယ်ခကြီးကွာဝေးတမိုင်ဝဲဒီမှာတမိုင်လောက်ပတ်ပြန်တယ်ကျန်တဲ့ပြားတွေဒီကောင်ကြည့်နေဘယ်တော့ကြာပြီးတော့ဝေးဆိုထိုးဝင်လိုက်တဲ့ဥစ္စာဒီပန်းတော်ရှိတဲ့ရမ်းမြန်တာဟောနောက်စုတမိုင်ခန့်ကွာတယ်ဝိကြီးကောင်းတော့ပန်းတော်ကြီးတစ်ခုရှိ
တရေဖို့အဲကြောင့်ဒီကပြားတယ်ချီလေးအင်းမဣဇခံအပြန်ကွာသွားပါတော့ဝိရိဘာနဲ့ဆောက်ကြပါလေဟိုပြားဝိပေါင်းဝိတွေယူလာတယ်ကိုယ့်အတိုက်ကိုသိချပြန်ပြီးယူလာတယ်အဲစတိုးကနေမှသိချထားပေးတယ်ဘယ်ပြားကမှပြားယူကိုမှောင်ခွေသေးသွားမချဘူးကြည့်လားပြားတော့ရဲ့နိုင်ငံတော်ကဘယ်လောက်ကောင်းလဲသူတို့နိုင်ငံတော်ကိုထိပါလို့ရှိရင်အကုန်အမေခံတုတ်တာတယ်အမေခံတယ်နော်ဗျာမိမြိုင်တွေကြားတဲ့ကိုမိရောက်ထက်ကိုဝင်ပြီးတုတ်တာအမေခံတာပဲလေဘယ်တော့ကောင်းလဲဘယ်စီလို့နဲ့နိုင်ငံတော်လဲတို့လူဘယ်တော့မှမပြီးနိုင်ဘူးနော်အဲ့ခဏကပြောခဲ့တဲ့တိရစ္ဆာန်တွေကတို့တဲ့တာတာတွေအများကြီးရှိတယ်ဒါပေမဲ့တိရစ္ဆာန်အကုန်လုံးတဲ့လူကလာတဲ့ဟာဘာရှိလဲအဲ့လိုစဉ်းစားလိုက်တဲ့ခါကျမှလူကလာတဲ့စာ၃မျိုးပဲတွေ့ရတယ်ကျိုးကြောင်းပညာရှိတယ်တစ်ကျိုးကြောင်းပညာရှိတယ်နှစ်ကိုကျင့်တရားရှိတယ်မနေ့ကပြောရတဲ့စာကိုကျင့်တရားသုံးအလှပေါင်းခံစားရခြင်းဖန်တီးရခြင်းဒီ၃မျိုးမှာဘယ်တိရစ္ဆာန်မှလူကိုမမီတော့ဟုတ်အလှပေါင်းခံစားခြင်းဖန်တီးရခြင်းတိရစ္ဆာန်မှာရှိတဲ့ဘာညာနဲ့ပြောကြတယ်ဟုတ်လားတိရစ္ဆာန်တွေမှာလည်းတောင်းမကိုတောင်းဘိုးကလူယုံတဲ့အခါမှာဒီလိုအမေတွေပဲချမ်းပြီးတော့သူ့ဘာသူရှိုးပြပြီးတော့ဟာဒီလိုရှိုးရလည်းရှိရပဲကြည့်ပါနောက်ဆက်ရှိုးပြီးပေါ့အဲ့လိုလုပ်လို့လူယုံတဲ့တယ်ဆိုတယ်ဒါမှဘာသာဆက်ဘာပြောလဲဆိုတော့ကျုပ်အဲ့ဒါသိမယုံကြည်ပါဘူးတဲ့ဘာလို့ဓမ္မကိုတဲ့ဓမ္မကိုအဲ့လိုလုပ်နေကျုပ်ကအမှန်မထင်ဓမ္မကိုရိထားကြတယ်ဓမ္မကြီးမဆိုင်ပါခက်ရှယ်လေးပါပဲတဲ့သူကဒါအမှန်သိကြီးမဆိုင်ပါဘူးတဲ့ဘာပဲဖြစ်ဖြစ်လူတော့မခံစားနိုင်ဘူးအလားပါလူကတော့အလားပါကိုကိုယ်ဖန်တီးရင်လည်းခံစားနေတယ်ဟောဒီနောက်ကကြည့်ပါဒါရေးမထားပါမသိလားသိတယ်အယောင်မခွဲအောင်မရဘူးအဖြူနဲ့လို့တော့မရဘူးလားဒါပေမဲ့အနီးအပြားအစိမ့်စိုက်ကြည့်တာဗျဟုတ်လားအဝါစိမ့်ပြအဲ့ဒါလေးလုပ်တာခိုးတဲ့ဒီဘဲကိုဘဲလဲလုပ်တာဟောတွေ့လားပေတိုင်းပြီးလုပ်ထားတာဟုတ်တယ်လေဟုတ်တယ်ဒါသူတို့ဒါဘဲလန့်ခေါ်တယ်ဟိုကဒီဘဲစီဝါခေါ်တယ်မြင်ရတဲ့စီဝါအကုန်လုံးကတို့ကခံစားရတယ်လေအလှပေါက်နားနဲ့ကြားရတဲ့အလှရှိတယ်မျက်စိနဲ့မြင်ရတဲ့အလှရှိတယ်ဒါမျက်စိနဲ့မြင်ရတဲ့အလှဘာလို့ဒီစီဝါတွေဘာလို့ကြဲဆိုတော့လူကကိုယ်ကတခါတည်းနှလုံးကုန်တာစလက်တက်စီးနဲ့ဝါနဲ့ခုံရတာဟုတ်တော့လားကြောင်းနောက်ကြီးနောက်ကနေထောက်ပံ့ကြရရတယ်ဒီပြည့်ချက်ကြောင်းရဲ့ဒီပြည့်ချက်ကိုယူလိုက်ရတယ်အဲ့ဒီမှာလက်ရှူးဆိုသွားပြီးတော့သိအောင်မဲအဲ့ဒါနှလုံးလောကဖြစ်ပြီးတစ်ခုဖြစ်ဟုတ်လားအဲ့တော့သူကလည်းစီးနေဝါနဲ့ဟုတ်လားဒီလိုလုံးလိုက်ပြက်လေလက်ပဲရှိဒီဘက်တစ်ခုမျက်လုံးဒီဘက်တစ်လုံးဟုတ်လားခြေတစ်ခုဒီဘက်တစ်ခုတစ်ခုတခုလေးချင်းနှောက်ကြအလဲဖတ်ချိတ်တယ်စီးရိုက်သွားတယ်ဟုတ်လားစီးနေဝါနဲ့လူမလည်းစီးနေဝါနဲ့ဒါစီးဝါကိုမကြိုက်ဘူးဆိုတာလကားပြောတာစီးဝါကိုသိတယ်ဟုတ်လားအမြင်စီးဝါဆိုတော့နားနဲ့ကြားရတဲ့စီးဝါအကုန်လုံးလူကဒီအလှပကိုခံစားရတယ်နော်ဟုတ်ကြားဦးလိမ့်မယ်ရောင်းလို့ဝယ်လို့အတန်တူတဲ့ခေါ်သူထုထုအတန်ပန်တူတဲ့ကျမတို့ကဂီတနားမလဲဘူးချင်းလေးပါသိပါတော့မပါဘူးဘာညာခါတာသူတို့အများကြီးပြီးတယ်အလုံးလုံးကိုဗီဇာမှာပြီးတယ်ဥမာညညရေလို့ခေါ်လိုက်ရှင်းအမေဒီကနေ့ကိုယ်ကငါးပေါက်သားဆိုငါးပေါက်သားအန်တိုင်းကြီးကမိနေတာနော်ဒါမို့လို့ရောင်းလို့ဝယ်လို့အတန်တူတဲ့ခေါ်သူထုထုအတန်တူတဲ့ဟုတ်လားမြင်လားလာပါအလိုလိုပါပါလား老魏，哎呦，我那个看咱那电视的，我表达吧，不要咱们讲小表达嘛不，来，那六点半你了，然后6点半你了，6点半咱们家里要了，心里或心里要钱，咱们里边说哪里都没有要了，要了怎么？သူရောင်းပုံရောင်းကြဒီလိုမျိုးလေးမဟုတ်တာအဲ့တော့တမ်းများပြည့်သိချိုတယ်ပေါ့တစ်လုံးမှငါက10ပါးနှလုံးသုံးလုံးကြတယ်အဲ့တော့မှသိသိချိုတဲ့ချိန်ပေါ့ပါဝေကြီးတမို့ကြီးတဲ့ချိန်ပေါ့အဲ့မှာဆိုဘယ်လိုကြောင်းဆိုတမ်းများသည်တစ်လုံးငါးပြ10ပါးကို3လုံးဝယ်ခြင်းဝယ်လိုက်မဝယ်ခြင်းနေကြအဝေးကြီးမှမခေါ်နဲ့ပြန်မလာတော့ဘူးလာအဲ့ဒီကောင်ပဲတမ်းများသည်ဖမ်းဝယ်နေရတယ်ဟုတ်လားအဲ့ဒါကဆိုကြမယ်နော် music မှာပါမယ်ဆိုတာတမ်းများလေး
တမယာဒီလောကပြဆက်ရဖို့သုံးလို့ဝယ်ရင်ဝယ်လိုက်ဝယ်ရင်နေကြအဝေးရမှာခေါ်နေပြန်မလာဘူးဟာတော့မှဒီကောင်ကအရက်ထဲမှာရောင်းတာတမယာဒီအတန်အချေစုပ်ဘယ်လိုခေါ်လဲကြိုက်လို့လဲဟာလားဆိုဒါမျိုးဖြစ်မှာပါသူကအဲ့လိုမပြောဘူးတိုက်ခဏတမယာဒီတလုံး၅ပြားဆရာကိုသုံးလုံးဝယ်ရင်ဝယ်လိုက်မဝယ်ရင်နေကြအဝေးရောက်မှမခေါ်နဲ့ပြန်မလာတော့ဘူးတဲ့ဟောနားထဲမှာချိုးတာပဲအဲ့ဒါဟာပြောရင်လည်းဒီလားတို့ကအလှပကိုခံစားရတယ်ဆိုတဲ့သဘောကိုပြောရင်လားဟုတ်လားဒီနေ့မပြောနဲ့ဟုတ်လားကမလေးနေနဲ့ဇဝေလေးကလည်းခံဒီလိုလုပ်ဆိုတာကိုတို့အင်းကြီးရယ်ကြည့်ပါလားဘာလို့လဲအင်းကြီးလို့ဒါစကားကြီးလို့ဟောတယ်လားလဲကြလေးပါလေးနဲ့ပါဠိကိုလေးတွေပါလေးနဲ့ဘာလို့လဲအင်းကြီးလို့ကျန်စားအင်းကြီးလို့တချို့ကအင်းကြီးလက်ကဘယ်နေရာထွက်လာမှမသိလိုက်ဟုတ်လားဘာမှဇဝေလေးဆိုဟိုလိုလုပ်ဒီလိုလုပ်ဟိုလိုလိုက်ဒီလိုဆက်လေးဟုတ်လားအဲ့ရဒီစဉ်းစားကြည့်ပေါ့အမျိုးမျိုးလုပ်လာခင်ဗျတကယ်စဉ်းစားကြည့်ဘယ်တရိษံမှကိုယ်အမွေးနဲ့ပတ်သက်ကြလောက်လို့မကျုပ်အဲ့ဒါတော့မှမင်းအမီးလို့ပါလို့အမီးပါလို့ချင်းမျိုးထဲမှာပန်းလာဝရီအမီးပြင်ဆိုင်တော်မလေးတွေဆိုလည်းအဲ့မှာသွားရအမီးတွေကိုချူဆွဲကြဖဲသားပြေမင်းတို့ကောင်းလေးကတော့လူလစ်တဲ့လက်မှာအမီးနဲ့စားလိုက်ရတော်မလေးပြာလေးဆိုတော့အမီးနဲ့စားဝဲချတော့တဲ့လာတော့မင်းတို့တော့အဲ့လိုလုံးမဲ့ကောင်းလေးပေါ့ကွာစားအဲ့တော့ပြောနေတာကလူကအလှပကိုခံစားရတယ်ဖန်တီးတတ်တယ်အဲ့ဒါကိုနှိမ့်သက်တဲ့သဘောရှိတယ်ဒါမဲ့ဒါမျိုးဘယ်တည်းဆံမှမရှိတော့နောက်တစ်ခုကကိုကျင့်တရားလူမှာကိုကျင့်တရားမနေ့ကတော့မှပြောခဲ့တယ်ဟုတ်လားရွေးချယ်ဝင်ရှိတဲ့နေရာတိုင်းမှာကိုကျင့်တရားရှိတယ်ဆိုတာတော့ပြောခဲ့မှုတယ်ဟုတ်လားမနေ့ကပုံမှာပြီးကြတော့မှသွားတော့တနေရာမှာရှိတဲ့လူတယောက်ကိုဟုတ်လားကားနဲ့တိုက်လိုက်မယ်ကားနဲ့တိုက်ဒီလူလဲသွားမှာလဲသွားရင်အဲ့လူလဲရမှာလားလို့ဘယ်သူမှပြည့်မတယ်ဘာလို့လဲရမှာပေါ့ရွေးကျင်မှာမရငါလဲရကောင်းမှာမလဲရကောင်းမှာစဉ်းစားနေလို့ရမှာမလားလဲကိုလဲရမှာဘယ်နဲ့လောက်တတ်တယ်အဲ့ဒါအဲ့လိုလုပ်နေလို့မရဘူးရွေးချယ်ဝင်မရှိတဲ့အတွက်ကြောင့်သူ့မှာဘာမှကိုကျင့်တရားနဲ့ပတ်သက်တဲ့ပြဿနာမပေါ်ဘူးရွေးချယ်ဝင်ရှိပြီဆိုရင်တော့ကိုကျင့်တရားပြဿနာပေါ်လာမနာမင်းတို့ဆရာရှိရဲ့ဟုတ်လားဒီမဲ့ကပြောအားပါပြောတယ်မြန်မာထားပြီးတော့ငါပြီးတော့မေ့ပြီးထားသွားပြီဆိုထားတဲ့ခါကျဆရာမင်းတို့ဆရာမြန်မာတွေ့ရွေးချယ်ဝင်သုံးချင်တစ်ဆရာတို့ဆိုပြန်ပေးနိုင်တယ်ဒီတိုင်းထားပြခဲ့တယ်သုံးဒီမြန်မာကိုင်းဆို500လောက်ကြားကောက်ထိုးသွားနိုင်အဲ့တော့ကောက်ထိုးသွားတယ်ဒီရွေးချယ်ဝင်သုံးမှာဘယ်အချက်ကိုရွေးတယ်လဲဆိုတာဒီသူရဲ့ကိုကျင့်တရားအဆုံးဖြတ်ပေးတယ်တိရစ္ဆာန်မှာကိုကျင့်တရားမရှိဘူးမောရမရှိဘူးကြားတော်ကသမီးတော်ကိုကြိုက်တာစားရတယ်စားရမလို့စားရတယ်အော်ဒီသမီးမကိုစားတော့သူ့သားလေးမှပြီးဆိုဖြစ်ရှာရအောင်ဒါသူကိစ္စပေါ့စားတယ်စားပြီးတော့ဝါပြီးထားပြခဲ့တာခွေးစားတာပါဆိုသူလက်မကြည့်တော့သူ့ဘာလို့ပြီးဒါပဲလူသားပြောတာချုပ်တာကိုဝါရတဲ့နဲ့လည်းသူများစားတာမကြိုက်ဘူးခက်ပေါ့နော်အဲ့တော့လူမှာအဲ့ကိုကျင်တရားဆိုပြဿနာရှိတယ်တိရစ္ဆာန်မှာဘယ်တိရစ္ဆာန်မှမရှိဘူးနော်နောက်တစ်ခါကြိုးကြောင်းဆင်ញင်မှုတိရစ္ဆာန်မှာအသိဉာဏ်ကြီးတာရှိတယ်ခွေးတောင်မှဒီနေရာလာလို့ရှိရင်သုံးခါလာတဲ့ခါသူမလာဘူးဆိုတော့သူသိတယ်ဒီနေ့ပို့ပြီးနားလဲတဲ့ခွေးတွေအဲ့ဒီရှင်တွေစခွေးလေးကြီးအကြောင်းကခွေးလေးဆိုတားပြီးတော့လိမ်မာသေးတယ်ပိတ်လိမ်မာမယ်လို့မြင်အောင်ရမယ်ခွေးသုံးအောင်လားသိတယ်ဆိုသုံးအောင်လားအောင်မဘယ်ခွေးဆိုကိုလိုက်လို့ရှိရင်ဒီဘက်ခွေးကဟိုဘက်ခွေးနဲ့ညီအောင်အမယ်ဒီလိုလုပ်စောင့်ပြီးတော့မှသွားတာဒီနေရာမှာကျွန်တော်မိုင်း6လုံးပြုတ်ထားပါတယ်အဲ့ရှာပါလိမ့်မယ်ဆိုတော့အဲမြေကိုညီးတာဘယ်နေရာမှမရှိမှမသိအောင်ဒါရှာလိုက်တစ်ပတ်မိုင်းကိုတစ်ခါတည်းမိုင်းပြေးပြီဆိုလို့ရှိရင်မိုင်းနေရာကိုပြတဲ့အားလေးလက်သေးလေးနဲ့နည်းနည်းလေးချစ်ပထားကြည့်ရဆက်မလို့ဟုတ်လားဟိုဘက်6လုံးလိုက်ပြတဲ့အတွက်တိုင်းထိုင်ပြီးပြီပေါ့အဲ့ဒါတခင်ကတို့ဆူလာဆက်လက်ပြီးပေါ့မိုးလေးပါလေကြည့်ရတယ်ပြီးတော့ပြန်သွားအဲ့ဒီပဲချစ်နေတာသူ့တော့ခေါ်တာသူ့ကိစ္စမလူကိစ္စခွေးကိစ္စပြီးလူကိစ္စဆက်လို့ဒါလားဒီလိုအဲ့ဒီဘောမျိုးပဲသူတို့ကုန်သိနေမှာဒါမှမဟုတ်လူတော့မပြီးတော့ကောင်းပြီတို့တင်လာနော်အဲ့ဒီမှာတိရစ္ဆာန်အားလုံးကိုလူပါဆောင်မှုအဲ့ဒီလူပါဆောင်မှုတဲ့ထဲမှာခေါင်းသိခံနေမှာကိုယ့်ရဲ့အားကြီးပါလေဆိုဆင်းကိုချုံးပေါက်ပြီးပြဆွခိုင်းနေဟုတ်လားကိုယ့်ရဲ့ရေဘူးတမရဆိုငါ့ကိုဖန်စားတယ်ကိုယ့်ရဲ့စီလုံးမှုကောင်းမှဆိုပြားကိုဖွတ်စားတယ်နောက်ကြတော့ဖွတ်ရတာပြင်းလို့မလို့ဆိုပြားမွေးပြီးရေးဆိုလုပ်ပေးတယ်အိတ်ကကိုပြန်ကောင်းပြီအဲ့ဒီလိုတိရစ္ဆာန်အားလုံးကိုလူတွေကလွှမ်းမိုးနေတာဟာခဏအရေးချင်းသုံးမှာဘယ်ဖြစ်ကြောင်ဖြစ်မလားလူကြောင့်ပညာပေါ့ဒါပေါ့ပါကျိုးကြောင့်ပညာရှိလို့လွှမ်းမိုးနေတာပေါ့ကောင်းပြီနောက်ဖြစ်တယ်အောင်
ပြိဿအားလုံးကိုလူကပညာရှိလို့လွှမ်းမိုးနိုင်ပါတယ်ဆိုရင်လူချင်းချင်းဟောပညာရှိတဲ့လူကလွှမ်းမိုးမှာပေါ့ကွာဒီနေ့ကဘာမှာလူလေလုံတာဘယ်လိုလဲလုံနေတယ်ပညာရှိတဲ့တိုင်းပြည်လုံတာအရှင်ဉာဏ်ရှိတဲ့အစိုးရမှန်တယ်များဟာပညာရေးအတွက်အရင်ကြီးကိုအများကြီးထားတယ်မှတ်ထားငါတို့ရဲ့စီးပွားရေးနဲ့စင်ကာပူရဲ့စီးပွားရေးဘယ်သူကကောင်းလဲဒါဘာမှပြောကြမရှိဘူးဟုတ်လားအထူးပြောကြမရှိနဖူးပြောတာကြီးဥဝါတပည့်ဆိုတာဘာမှပြောကြမလို့ကောင်းပြီတို့မှ National Resources ဆိုခေါ်တဲ့မင်းတရားစာတပစ္စည်းမရှိလားရှိတယ်စင်ကာပူမှာပါရှိတယ်ဘာမှမရှိဘူးတိုက်ပြည်ရတယ်မင်းတို့မိုးကခရိုင်လောက်ဖြစ်ရှိတာဘာမှမရှိတော့စင်ကာပူကစိတ်ကဆိုချင်းလေးပူရဆိုမျိုးချင်းလေးဥကောင်းနဲ့တူတယ်မျိုးဆိုစင်ကာပူကအဲ့တော့သင်္ကပူရပေါ့ဘာမှလဲဆိုမလို့သင်္ကဒီဟာပါတူတူပေါ့သင်္ကစုသမီးသင်္ကအဲ့ဒါသင်္ကပါကိုရှင်းကဆလို့တာထွက်တယ်သင်္ကပူရပေါ့အဲ့ဒီသူတို့မှဘာမှမရှိဘူးတို့တဲ့ဒီမှာဘာထွက်တယ်လဲဆိုကြိတ်တော့ထွက်တာနောက်ဆုံးတွေ့တာလူပဲထွက်တယ်ဟုတ်တယ်ရောအဲ့တော့လူပဲကြည့်တော့လူကိုငါတို့ကအရင်းမြစ်ဖြစ်နေသုံးရမှာဆိုပညာကိုအစုံကိုတောင်းချတယ်သိပြီလေကွန်ပျူတာဟာမသိမနေရနော်ကွန်ပါစင်နော်လုပ်ငန်းဝင်ရှိနေတဲ့လူတွေကကန့်သိမ်းပြီးနေတာခုတည်းကတပတ်ကို9နာရီလုပ်ရတယ်ကွန်ပျူတာနောက်ထပ်ပြအောင်လုပ်ရတယ်တို့ဒီမှာကွန်ပျူတာဆိုတာကုန်းတော်လာကြီးတော်လားထင်တယ်ပထမတော့အခုမှနည်းနည်းသိကြတာပထမတော့ကိုနဲ့ပြီးလာတဲ့ငါတို့ကတော့အောင်မိတ်နဲ့ကွန်ပျူတာဆိုတာဟုတ်လားသူများတိုက်ပြီးတဲ့လူတိုက်ပြီးတဲ့ဘာကြောင့်ဆိုပညာရေးအရင်ကြီးကိုသူကပြုတ်တယ်90%ခိုင်နှုန်းပြုတ်တယ်တမျိုးသားလုံးရဲ့ဝင်ငွေရဲ့90%ကိုပညာရေးမှာပြုတ်တယ်ဗျာအဲ့ဒါစဉ်းစားပါကြည့်တော့အဲ့ဒီလိုပြုတ်တဲ့အချိန်မှာတို့ကဒီကပညာသင်ရကောင်းမလားမကောင်းဘူးလားဆိုတော့ရှေ့ပါဖြစ်နေစဉ်းစားကြည့်ပေါ့မှတ်လို့ရအောင်အခုတရားစားတတ်ရှင်ငါဟိုကတော့ကပြောခဲ့ဥစ္စာလေးတစ်ခုရှိအဲ့ဒါလေးပဲထပ်ပြောလိုက်မှာမင်းတို့အဲ့ဒါပြောပြီးသားဆိုထပ်ဖို့ပြောလို့ရတာရှိတော့ငါသင်္ကန်းကျောင်းမှာဟောတာခါဒီမှာရေဒီလေးတည်သေးပါတော့တပေါင်းဘယ်လောက်တော့ဟုတ်ကဲ့လေဒီကတော့ခဏတော့ဘယ်လောက်ရှိတုံးလို့ပြေးတဲ့ခါကျသူကလည်းအောက်ကဖြေးရမယ်လို့ဘာလို့တကယ်မေးတာလားမသိပါဘူးဖြစ်နေတာထားပါလားလို့ငါမလို့ကြပေါ့ဗျာဒီကမရှိပါဘူးသားကောင်းပြီတော့ခဲကျုပ်ရေခဲတကယ်ကိုတမတ်နေရောက်မယ်ကျွန်တော်ပိုက်ဆံပြီးသွားစာရေးပြလိုက်မယ်ယခုလာသူအားရေခဲဆံပြလိုက်ပါကြက်သိန်းကိုနှစ်ချက်ခွဲရရှိပြီအောင်သိတော့ယူကြည့်တယ်မရတဲ့ချိန်ပပေးရတယ်ဘယ်တော့ရောက်လဲဆိုတော့မြောက်ဝင်ရိုးစုံလို့အဲ့တော့မြောက်ဝင်ဆိုတော့ရေဆယ်တန်းကိုကျုပ်ကတမတ်နဲ့ရောက်တဲ့ခါကျခဏဖို့ပါဒိဗေရှိတော့ဘယ်ဘာမှဒိဗေမရှိဘူးအဲ့ဒီတိုင်းပဲလို့မြောက်ဝင်ဆိုတော့ရေခဲဒီကျုပ်တို့တည်းဘာမှတန်ဖိုးမရှိလို့ဖေးအောင်မှခုထိုင်တဲ့ရေနံကမတူတိုင်းလဲမြောက်ဝင်ဆိုတော့ရေခဲနဲ့တူတူပဲဟုတ်လားတရားသာတာပြောမနေနဲ့သုံးသက်လားဒီပေါ်မှာတည်တယ်ခုတော့သူကတစ်တုံးတော့အလုံးလိုက်ရောက်တာတယ်အခုမှပြိဘောကလုံးမယ်လို့ခုမှပြင်ဆင်အောင်ရှိသေးတယ်မလုပ်ရသေးဘူးဟုတ်လားဟိုးစောကြီးတဲ့လုတ်ခဲ့ရမှာပေါ့မလုတ်ခဲ့ဒါဒီဆိုတော့ပြောတာမဟုတ်ဘူးနော်တို့ဆိုမဟုတ်ဘူးတကယ်ပြောတာတောင်းချောင်းမင်းတို့ငါပြောတဲ့ဥစ္စာဒီစရာပြောတာဖြစ်မနေနဲ့ပြောလိုက်အောင်သူကငါတို့မှပြစီကြီးဖြစ်လိုက်ရောစီကြီးဖြစ်လိုက်တဲ့ခါကျတော့ဘယ်နဲ့ဖြစ်သွားလဲဆိုတော့ဒါရတယ်ကြပါလားစီကြီးကြရပါစီကြီးကြရတော့စိတ်တွေပညာနဲ့ပြက်ပါစိတ်တွေပညာနဲ့ပြက်တဲ့ခါကျပညာမတတ်ဘူးပညာသာမတတ်တာအသက်ကမရဘူးသူကြီးနေတာအဲ့တော့7နှစ်ကစစ်ပြီးတဲ့ခါကျ16နှစ်သားဖြစ်တယ်ဒါမှ16နှစ်သားပညာမတတ်တဲ့ခါအဲ့တော့တခါတည်းတပီလုံးဟာပညာမတတ်ဘဲနဲ့ကြောင်မျိုးကြီးပြင်းလာကြရတာကြီးပြင်းလာတဲ့ခါကျစိတ်ပြန်လာသင်ပေးတဲ့ခါဘာသင်ပေးလဲဆိုကောင်းတဲ့ပညာတွေသင်ပေးလိုက်တယ်လူတတ်တဲ့ပညာတို့ဟုတ်လားစိတ်ကြီးတစ်ခုဖြစ်ပြီဆိုရင်အဲ့စိတ်ရဲ့နောက်မှာတတ်မှတ်ယူသုံးမှုကြိုင်းဆက်တယ်ငိုကြည့်ပြီးတော့နေတဲ့လင်သေးသားသေးလို့ပေါ့ငိုကြည့်ပြီးတော့နေတဲ့မျက်ရည်တက်ကြတဲ့တရားတဲ့ဟုတ်လားနောက်တစ်ခုကစိတ်တင်းကလက်နဲ့တင်နဲ့ခိုးဆိုးကောင်းရမ်းပြီးတော့နေတဲ့ဓမြတ်တက်ကြတဲ့တရားတဲ့ပြီးတော့မှစိတ်တင်းကဒုက္ခရောက်ခဲ့တဲ့ဂျိုင်းတောင်းနဲ့ခြေပေါင်ပြက်ဖြစ်တဲ့ဒုက္ခိတတာတဲ့ခါတာအဲ့ဒါဘယ်စိတ်မလို့အဲ့တက်မှယူသုံးမှုချမ်းခဲ့လို့ရှိခဲ့တယ်အဲ့တော့တို့ဒီမှာနောက်တစ်ဘိုးတွေကပညာမတတ်တဲ့အားတက်မှအားတက်ကြပြန်ခဲ့အဲ့ဒီကလည်းပြီးတော့လွတ်လပ်ရေးလည်းရလိုက်ရတာအဲ့လွတ်လပ်ရေးကဒီပညာမတတ်တဲ့ကောင်တွေလည်းတဲ့ကိုမူးကျလို့ရောက်တာအဲ့ဒီဒီလိုစိတ်ကြီးချပြတာခိုင်းတိတ်တာဘယ်ကြီးကိုကောင်းလဲကောင်းပြီအဲ့ဒီမင်းကအဲ့ဒီကအစိုးရတွေကပညာနဲ့ပြတ်တတ်တယ်လားတမှုမဟုတ်မ
မလုံးနဲ့ငါပြောတာရိုးပြောတာမင်းတို့လက်ကုပ်တီးလို့မင်းရာတင်မမော့နေရာသမှုပြောက်သွားမှာတော့ဟုတ်ကဲ့လက်အားနေငါအခုပြောက်နေငါပြောမှဥစ္စာတခုတည်းပြောတာတခင်ချင်းမောင်ဝင်းကြီးတော့ငါနဲ့တော်ရင်းနေတယ်သူမသိမိပါငါအဲ့တော့တကယ်လို့မှဖျားဖြစ်နေပြီဒီလိုပဲသူနဲ့ခင်မနေတာဘာလဲဆိုတော့စကားပြောလို့ရှိရင်နာလာလေးနေမှာကျုပ်ကလည်းအဲ့မှာဒီလိုကတန်လို့ပါတယ်အဲ့ဒါကွန်ရင်းနဲ့ခဏကျုပ်တို့ကလည်းဒီလွတ်လပ်ရေးရအောင်မှာတော်တော်ကြီးဘာညာလားလုတ်တက်ထားရတယ်အုပ်စုတော်ကိုတက်ထားဖို့ဘူးရတယ်အုပ်စုတော်မတက်တဲ့ခါကျကျုပ်တို့ကဝင်းကြီးလေးလုတ်တက်ထားမို့အဲ့တော့တနေ့ကျတော့တို့ကောင်းတွေဝင်းကြီးတွေပေါ့အဲ့တော့မှပိုက်ဆံကဘာကြီးတော်တော်ချမ်းသာတယ်ဗျအဲ့မှာတို့ကောင်းတွေတစ်ခါတော့ဖြစ်အောင်ဆိုအနောက်နိုင်ငံကိုတွားရတာတွားတဲ့ခါကျတော့ကျုပ်တူတူပါပဲတချို့ကျွန်တော်ခေါ်တာကိုဘိုးကြီးဘုဆိုအဲ့တော့မှကျုပ်နောက်ကငွေလည်းတော်များအထရာဆိုတော့သူကညကဖိတ်ပြီးကျွေးတဲ့ခါကျတော့အဲ့မှာဥက္ခရာကြီးပြောတယ်တဲ့မင်းတို့တဲ့နေရမအောင်တဲ့တိုက်ဒီကြီးတဲ့ငါမင်းတို့မြေပုံလေးမှာမင်းတို့ဘာမျိုးကြည့်တယ်ငယ်လေးရဲ့တဲ့ဒါပေမဲ့တို့စီမှာငွေအများကြီးတယ်တဲ့မင်းတို့တို့များတယ်အဲ့လိုဆိုတော့ဟုတ်တယ်တဲ့မင်းတို့ဒီမှာပဲအထရာလားဆိုဟုတ်တယ်အထရာပေါ်တယ်အဲ့မှာတို့ကဘာပြောလဲဆိုမင်းတို့ငွေစားသုံးဖို့ပါလေပြောတော့မှာတိုက်ဒီမှာစီမံကိန်းကြီးတွေချပါလားတခုအကောင့်ထဲပေါ်လုပ်ပါလားကုန်ထုတ်ကြမှုတွေပါတွေ့သုံးဖို့ကြိုးစားပြီးလုပ်ကြပါလားဘာညာအဲ့လိုပြောမှာသွောင်းနဲ့ကျုပ်တို့အဲ့မှာငွေစားသုံးရမယ်ဆိုပြီးတာအဲ့ဒါဝင်းကြီးပြောတာတို့ဆိုရဘယ်လိုဆိုရဖြစ်ခဲ့တယ်ဆိုတာသိအောင်လို့ပြောတာလားဟိုသွားလေသူအပုတ်ချလို့ဖြစ်နေမှာဆိုတာဒါမှမဟုတ်သူကိုယ်တိုင်စားလဲရေးဦးတယ်ဒါဟုတ်အဲ့ဒါသူ့ကိုယ်တိုင်ကလည်းပြောလို့ငါပြောတာအဲ့တော့မှငွေကိုသုံးချတော့အဲ့ဒီတော့မှကျုပ်ကပြီးတော့တာစီမံကိန်းကြီးဖြစ်တာပေါ့အောင်နေရတယ်ဒီတော့နာစီမံကိန်းကတကယ်ကောင်းတဲ့စီမံကိန်းတော့လေအဲ့ဒီဥစ္စာကျုပ်တို့ဖားဆပါလာထစ်ချမ်းကွဲသွားလို့ဒုက္ခရောက်သွားတာတကယ်မှစီမံကိန်းကိုပြန်ဖတ်ချင်သိကောင်းတာသိကိုကောင်းတာအဲ့ဒီစီမံကိန်းကလည်းပဲတကယ်ကိုနိုင်ငံညာတဲ့စီးပွားရေးစီမံကိန်းဆိုတဲ့ပါရဂူတွေကိုခေါ်ပြီးတော့ဆက်ကန်တော့ငွေကြီးပြရတာအဲ့ဒီလိုပေါ့နဲ့ကျုပ်တို့ကလည်းအဲ့ဒါနဲ့ကျုပ်တို့အစ္စရေးကသမတိုင်းဘန်ဂိုရီယန်ကဗမာပြည်လာလေတယ်တဲ့ခါကျကျုပ်တို့ဖျားပကံဖျားတွေပါလေပို့ပြီးတဲ့ခါကျဟယ်လီကော်ပတာနဲ့ပုတ်ပါတောင်ကိုလှည့်ကျုပ်တို့ပြတဲ့ခါအောက်မှာစမ်းကြောင်းတွေပါလေရဲတတူနဲ့စီးနေတော့ကြည့်ဟာမင်းတို့ကြီးတွေစီးတယ်ဆက်လက်စီးတယ်မင်းတို့အဲ့ဒီကြီးတွေဘာလို့တော့မှုစီးသွားတယ်အဲ့တော့ဟာငါတို့အစ္စရေးမှာအဲ့တော့ရေရှိလို့ရှိရင်မင်းကဘာမှနဲ့ကွာလို့ပြောတယ်မင်းတို့မှာတော့ဖြစ်ရေတွေလေးရှိတယ်ဖာလို့ကြတော့ဆိုမှရေတွေမသုံးတော့အဲ့တော့မှကျုပ်တို့ဟာရေသုံးရမယ်အဲ့တော့မှကျုပ်တို့ကကျမောက်တောင်ဆယ်လောက်တာမောင်သူပြောပါလားအဲ့ဒါနဲ့နေပြီးတော့နောက်ပြီးတော့ဘောင်နဲ့ပြောအောင်ပါသာချူးမြို့မှာကျုပ်ကစစ်ပန်တရားတွေပဲဆောက်စစ်တင်နေပါခွန်းတော့ဒီနေရာမှာစိမ့်လဲဆိုတော့တစ်ပင်နဲ့ဆက်ရအောင်ဆက်ရမယ်ဆိုကျုပ်ကအဲ့ဒါနဲ့ခွန်းတော့အစ္စရေးမှာရှိတဲ့ side expert မြေကျွမ်းကျင်သူပေါ့နှစ်ယောက်ကိုငှားလိုက်ဒေါ်လာတွေနဲ့ငှားတာနှစ်စာချုပ်နဲ့ငှားစမ်းလားဘာပဲဆိုင်ရင်ကောင်းလားချလာလဲကြည့်တော့ဒီကောင်းနဲ့ကျုပ်တို့ပြန်တော့မယ်လို့ပြောတယ်ဟာမင်းတို့စာချုပ်မရှိသေးဘူးဘာလို့ပြန်တော့မှာလဲဒီမှာတမ်းမရှိသေးဘာညာပြောတာပြန်မယ်တဲ့ပြောတယ်ဘာလို့မင်းပြန်ရမလဲဆိုသူကပြန်မယ်လေကွာမင်းနဲ့မင်းတို့ပြည်ကြီးကိုငါစိုက်တဲ့စာစိုက်တဲ့အပြင်အကုန်ပေါက်လာငါဘာစမ်းနေရမလို့ပြောတယ်ကျုပ်တို့ကလည်းကိုယ့်မြေကိုတော့မှသူများစမ်းမှယုံတဲ့ကောင်ကိုယ့်အပြင်ရမတက်ဘူးမဟုတ်လားတဲ့အဲ့ဒါနဲ့ကျုပ်ကလည်းဟောဒီငင်းကောအုပ်ဆက်ရှိအောင်လားအဲ့အုပ်ဆက်ကကျုပ်စီမံကိန်းတွေကိုအောင်တင်ရတယ်သူ့စီမံကိန်းတွေဟုတ်တယ်သူဒီဖတ်သပါလားဟိုရင်တော့တန်းဟောကြီးလားဒါသူလုပ်ခဲ့တာလေအဲ့တန်းဟောကြီးလို့ကအဲ့ကျုပ်ကလည်းခင်ဗျအုပ်ထုတ်တဲ့ဆက် 3 plans ဒီအုပ်ဆက်3လုံးမှာအဲ့ pilot plan ဆိုပထမဆုံးကညုံမှာထားတယ်နောက် channel plan ကိုကျုပ်တို့ကအချက်ပါမင်းလာတယ်ဘောဒီကောင်းတဲ့နေရာကျုပ်တို့ကလုပ်မယ်လို့ထားအဲ့ဒီဥစ္စာမှာကျုပ်တို့ကပြုတ်သွားနောက်ဆုံးကတက်လာနောက်ဆုံးကကြတဲ့ခါနောက်ကျုပ်တို့ပါခဲ့တဲ့နှလုံးကထပ်ရောက်ကျုပ်လာတော့အဲ့ညာပဲထပ်တယ်ဗျာအဲ့ညာနဲ့ထပ်တယ်တော့ခုတော့မြေရအဲ့ရမရှိလို့ဟိုမင်းလာသွားတယ်ကျန်အုပ်ဆက်နဲ့မြေတဲ့ပေတာတခြားကြီးဖြစ်တယ်ကျန်ငါပြောတဲ့ပညာမတတ်တဲ့လူရဲ့တကယ်ရောက်တဲ့တိုက်ရဘယ်လိုဖြစ်တယ်ဆိုတာသဘောပေါက်ဖို့မင်းတို့ဖြစ်ပြီးကောင်းနေလို့ရှိရင်သဘောပေါက်ဖို့ညားလိုက်လားခဏလေးမတွက်ပါရေးရှိတွက်ပါငါပညာဆိုတာပိုက်ဆံရဖို့တတ်တယ်မဟုတ်လောကကြီးမှာပိုက်ဆံရဖို့ရှားနေရတဲ့လူတော့ဘဝဆင်းရဲတာမရှိဘူးရော့ကဖက်လာတော့ပိုက်ဆံတခဲဆိုဒီမှာတဲ့ပိုက်ဆံကလွယ်ဘာမှမရှိတော့သူကိုခေါ်ပညာဆိုလိုက်တဲ့ဥစ္စာအစင်းဉာဏ်လေးနဲ့သွားအဲ့စင်ဉာဏ်နဲ့ဉာဏ်ရအောင်လို့ကောင်းပြီအဲ့ဒီပညာရှာတဲ့ခါကျတော့ပညာရှာဖွေတဲ့ဤထဲမှာအကောင်းဆုံးကဘာလဲဆိုတော့မင်းတို့နားတော့နော်
အဲ့ပညာရှာခွင့်တဲ့နေ့မှာအကောင်းဆုံးကပညာရှာတဲ့သဘောကပြောလို့ရှိရင်အတွေ့အကြုံလက်ဆင့်ကမ်းခြင်းလားအတူချုပ်နဲ့အတွေ့အကြုံလက်ဆင့်ကမ်းလားဥပမာမင်းတို့အောက်ဆီဂျင်ကိုဘယ်သူတွေ့ရလဲလဘိုင်းစီရတွေ့ရတယ်ဟုတ်လားမင်းတွေ့တာမဟုတ်ဘူးဒါပေမဲ့ तू ကလက်ဆင့်ကမ်းလိုက်တော့မင်းအောက်ဆီဂျင်ကိုချက်ချင်းရှာရတယ်ချက်ချင်းဖို့တခွဲကန်းထဲမှာဖော်ထုတ်နိုင်ဟုတ်လားဒါပေမဲ့ तू တွေ့ရတယ်အဲ့ဒီအတွေ့အကြုံကိုလက်ဆင့်ကမ်းလာနိုင်တဲ့အတွက်ကြောင့်မလို့ပညာကြီးကြည့်လိုက်တာပညာပိုးဖို့များလာတာတိရစ္ဆာန်မှာပညာရေးမရှိနေတဲ့စားအတွေ့အကြုံကိုလက်ဆင့်ကမ်းနိုင်တဲ့ဘာသာစကားမရှိဘူးသူတို့မှာ language မရှိဘူးဘာသာစကားရှိတယ်ဆိုတော့ तू ကဆိုင်းပေါ့ဟိုကအစာတွေ့လို့ရှိရင်ကြီးကန်းချင်းမှာအစာတွေ့လို့ရှိရင်အစာတွေ့ကြောင်းအကြောင်းကြားတဲ့အော်ဒါရန်သူလားရှင်ရန်သူလားရောက်အော်တဲ့အတန်းသို့မဟုတ်လို့ရှိရင်ဖုံမမိတ်လိုက်တဲ့အခါမှာအော်တဲ့အတန်းအဲ့ဒီဥစ္စာမျိုးပေါ့ဒါတော့မှမျိုးကြီးကန်းနဲ့တောကြီးကန်းမတူသေးဘူးတောကြီးကန်းဆို3ခွန်းပဲတက်တယ်မျိုးကြီးကန်းက4ခွန်းလောက်တက်တယ်လို့ပြောတာဒါတကယ်သူ့ပြောတာမျိုးသူမဆက်ချုပ်တာလေနော်အဲ့တော့ဆိုတော့ပညာရှာခြင်းဒီအတွေ့အကြုံလက်ဆင့်ကမ်းခြင်းပဲအဲ့ဒီအတွေ့အကြုံလက်ဆင့်ကမ်းတာတိရစ္ဆာန်တွေမှာမရှိတော့ဥမာမိခဲကိုတက်နေမိတယ်ခွေးတွေကဒီမိခဲကိုတက်မိနေဆိုဒီခွေးကကင်းကင်းအော်ပြတာကျန်တဲ့ခွေးကိုသူကလက်ဆင့်မကမ်းနိုင်ဘူးအဲ့တော့နောက်ခွေးလဲသူ့ဘာသူကင်းကင်းဆိုမှပညာရနောက်တခြားလို့တကဘာလုံးကင်းကင်းလုပ်နေရတာဟုတ်လားအချိန်မဆုံးမချင်းခွေးမှာတို့လူမှာကြတော့အဲ့လိုမျိုးအတွေ့အကြုံကိုလက်ဆင့်ကမ်းတယ်အဲ့ဒီအတွေ့အကြုံလက်ဆင့်ကမ်းတဲ့ဥစ္စာမှာ2မျိုးရှိတယ်အခုလို့ဓာတ်ရိုက်သင်ပေးပြီးတော့ပေးကမ်းတဲ့နေရှိတယ်မင်းတို့ဒီကြောင်းလို့ပေါ့နောက်တစ်မျိုးကစာရေးထားခဲ့တာသူ့အတွေ့အကြုံ language ကို written ပေါ့ရေးထားတယ်စာသင်္ကေတတွေနဲ့ထားတယ်အဲ့ဒီသင်္ကေတကိုဖတ်တဲ့ဟာနဲ့2မျိုးရှိတယ်အဲ့ဒီ2မျိုးနဲ့ပညာကိုရှားအဲ့တော့ကျောင်းသင်ပညာလေးနဲ့ပြန်တယ်မတည့်နေတဲ့စာဖတ်ဖို့တော့အဲ့ဒီစာဖတ်ပြီးတဲ့ခါကျတော့မှအဲ့ဒီမှာကိုယ်ပိုင်ဉာဏ်ကိုသုံးနိုင်အောင်လုပ်ရတယ်ပညာသင်နေဆိုတာဟာတဲ့နော်နားထောင်နော်အဲ့ဒီသင်္ကေတတွေသိနေလို့မကောက်ကိုယ်ပိုင်ဉာဏ်သုံးအောင်လုပ်ရတယ်ဒါကြောင့်ငါဟောပြောရမှဖြစ်ပြီဘေးမှာဖြစ်ကလေးတို့ပဲအုံနောက်ကြောင်ကြိုက်တာအုံနောက်ကြောင်ကြိုက်ရတယ်ဆိုကြပါတော့ဒီဥစ္စာကိုမရောက်ဘူးညရအောင်ကိုသင်ချောက်စဉ်းစားနေရဒီအနားနဲ့နားလဲအောင်ကိုကြိုးစားပန်းစားကိုဖတ်ဒီလူကြောင်ကြိုက်တာမကူလီပဲဖြစ်မှာပေါ့ကွာအုံနောက်ကြောင်ကြိုက်မှာခေါင်းဆောင်ဖြစ်မှာပေါ့ပုဂ္ဂိုလ်အဲ့ဒီမှာစဉ်းစားခိုင်းကြိုးစားလို့မင်းတို့မပြင်းနဲ့တော့အဲ့ဒီဥစ္စာစဉ်းစားရတာကိုမပြင်းနဲ့အဲ့လိုအုံနောက်ကြောင်ကြိုက်တာသူများမြင်တာမဟုတ်ဘူးစာသင်ခန်းထဲမှာလာတက်နေတယ်ဒါမှစိတ်ကြောင်းပြင်းနေအဲ့ဒီကဘာမှအိပ်ပဲမရှိခိုင်းနေလို့ဘူးဟုတ်လားကိုယ်ပိုင်ညာအားမထုတ်လို့ရှိရင်သူများပြတဲ့ဥစ္စာစားတယ်တူတူဒီအုံနောက်ကလည်းကားပဲကိုယ့်ဘာသာကိုအားထုတ်ရတယ်အုံနောက်ကိုခိုင်းရတယ်ငယ်ငယ်မှာကိုယ့်ကိုခိုင်းရတယ်နော်ငယ်ငယ်မှာကိုယ့်ကိုမခိုင်းရင်ကြီးရင်သူများခိုင်းတာကိုခံရတတ်တယ်မင်းတို့သူများခိုင်းတာမခံရအောင်လို့အမေဖေကဒီကိုပို့ထားတာဒီเจ้าကြီးထောင်းထားတာနောက်ဗမာပြည်သူများခိုင်းတာခန်းရမှာသူတို့ထောင်းထားတာဒါတော့ပေါ့ကောင်းပြီတခါတော့ကဘရင်ဥယျာဉ်တော့ရှိတော့အဲ့ဘရင်ဥယျာဉ်ဆိုတာဧကပေါင်းများစွာလောက်ထားတာရှင်မြင်တော်လိုက်ခြင်းလိုက်ဖို့လို့ထားတာအဲ့ဒီလိုထားတဲ့ဥယျာဉ်ထဲမှာရေကန်တစ်ခုရှိတော့အဲ့ဒီရေကန်မှာသွားပြီးတော့တငါတယောက်ငါဖမ်းတယ်ငါဖမ်းတဲ့ခါကျတော့ငါဖမ်းတဲ့ဆက်ရှိရလဲရတွေ့တယ်ဖမ်းလို့မရဘူးရှားမတွေ့တဲ့ခါကျတော့မှတိုင်းဒီနေ့တော့ဖြင့်စောင့်မယ်ဆိုတော့ညခါတော့ဝိုင်းလိုက်မှာတငါဝိုင်းဖမ်းပြီးဆိုတည့်တဲ့ခါလမ်းပြီးသူ့ပိုက်တွေပဲမြင်နေတာထွက်ပြေးတဲ့ခါမလွတ်နိုင်ဘူးမလွတ်နိုင်တော့ဘာလို့လဲဆိုတော့အဲ့ဒီညမှာရှိတဲ့သစ်ပစ်တွေပဲအောက်မှာထောက်ဖွဲ့ပြီးတော့တောထဲမှာတရားအားထုတ်နေရသိလို့သူတော်စင်လို့ပါအဲ့လိုလုပ်ထိုင်းနေရတာကိုကောင်းနေဟောဒီပိတ်လာပြီးမှာကွာဒီမှာစောင့်မှာကွာသူကိန်းမုံစောင့်ကြတယ်သူကလည်းအဲ့ဒါကြားတယ်စောင့်နေပြီဆိုတော့ကြားတယ်ကြားတော့သူကထားလို့မရဘူးဟာဒုက္ခဒီတိုင်းထိုင်ဟာညောင်းကလည်းညောင်းချင်းကြိုက်တာတမျိုးရောက်တယ်ထုံးလာလို့ပြင်းလာလို့ဖြစ်စိတ်ကတော့ကိုထားကိုတငယ်ချင်းကိုသွားတော့မေးတော့နောက်တစ်ယောက်သွားမေးတဲ့ခါကျကဲဟုတ်တယ်တဲ့ပြီးပြီတဲ့ဆွေးကနေဘေးမှာလှမ်းကြတော့ဒီလိုအိမ်ဘေးမှာပို့ထားတဲ့မိဖို့ပေါ့မိဖို့ကုန်းမြင်လေးလို့ပေါ့အဲ့ဒီမိဖို့ကုန်းမြင်လေးပေါ့ပါကျဲကောင်ဖြတ်ပြီးတော့ကျောင်းကဖမ်းပြီးချောက်တယ်တုတ်ခံစကားမိသွားတယ်ကြက်ပါပါခဏလေးဒီနားမှာကြားရတဲ့တောင်ကျမ်းဆိုတာလေကြားရကုန်းကျမ်းဆိုတာသွားပြီးချောင်းအလောင်းတိတ်လေးမှာကြားခဲ့လို့ပြီးတာအဲ့ဒါမိတို့ပြီးစီးတွေနဲ့လိုက်ကြတာတွေ့ရောအလောင်းကိုမင်းကလည်းငိုပေါ့အဲ့ဒီမှာလည်းနောက်တစ်နေ့မရောက်တဲ့ခါကျတော့ခဏပထမဟောတဲ့ပြည်လေးချာအဲ့ဒီကြောင့်ကဘယ်ရင်းနဲ့ငါကြောင်းပြန်ကောင်းမယ်တဲ့မင်းပြန်ပြီးတော့တဲ့ငါမလိုက်တော့ဘူးတဲ့ကြောင်းပြန်အောင်မှကွာတဲ့ဒါလို့လည်းကနေနေလို့ဆိုတာငါမကြည့်နိုင်ဘူးတဲ့ငါမကြည့်နိုင်ခိုင်းဆရာတွေရဲ့တူမှာမင်းကိုပညာပို့တယ်လားမဟုတ်ပါဘူးကွာတဲ့ငါမသိမအောင်ဆရာကိုအဲ့လိုအချိန်မှောက်တယ်ဘုန်းငါပြန်မယ်သွားမယ်ကဲသွားမှဖြစ်သွားတို့တော့လည်းပဲငါလည်းရှေ့ခီကိုတယောက်ထဲမသွားခြင်းဘူးမင်းနဲ့လည်းတနေ့ခီတော့ငါလည်းပြန်လိုက်ခဲ့ပါမယ်ပြီးတော့မှအတူပြန်မှမယ်ဆိုတော့တယောက်ပြန်သွားတယ်ပြန်သွားတဲ့ခါကျဟိုမှာဆရာနဲ့တွေ့တဲ့ခါကျဟာမင်းတို့ညနေမှောင်မရတော့ဘာတနေ့ခီကိုမင်းတို့ဘယ်နေနေမှာဆရာရဲ့ဒီလိုတော့မကျင်နဲ့လို့ဆိုအဲ့ဒါမှဆရာအေးတဲ့ဖြီးကြတာပေါ့ကွာတဲ့အဲ့လိုဆိုလည်းကဲအိတ်ကြပါဦးနဲ့ဆရာတိုက်ကြအိတ်ကြပါခါနေမနေ့ကျတော့မှ
ပြောကြတာပေါ့ဆိုမနေ့ရောက်တဲ့ခါကျဆရာဟိုမှာယင်းလေးတွေတောက်ပြီးနေကဆောင်းဖလားလေးနှလုံးကလည်းခတ်သေးလေးနှလုံးကလည်းခြေဖလားလေးနှလုံးကချဆန်လာဒီနေ့တော့ကြပါတကယ်ရေးတယ်ဒါမှမတောက်မှငါဆေးဖို့လို့ရဲ့နှင်းနေပေါ့နှင်းနေရကြတယ်မြစ်တော်တွေပါမှာရှိနေနှင်းနေပေါ့အဲ့ဒီနှင်းတဖလားလေးတောက်လို့ရှိနေတဲ့ငါဆေးဖို့ရင်တော့တွားနေတာနဲ့ဖက်တကတွားပြီးတော့ပေါ့အဲ့ဒါကြခဏရှိတဲ့ခါကျအဲ့ကြားကိုက်လေးမှာကြားကိုက်လို့ပြေးတယ်လို့ခေါ်တဲ့တကယ်ကြီးပြန်လာပြေးလာခဲ့နောက်တော့ကြားမှာဟိုအောင်ပြန်လာခါကျဒီလိုမင်းတို့သူကအရင်ပြေးလာတယ်မင်းပဲနဲ့တော့နောက်ကျနေတယ်ဟုတ်တယ်ဆရာရဲ့ကျွန်တော်နည်းနည်းနောက်ကျတယ်တဲ့မင်းဘယ်လိုနှင်းဝင်လဲကျွန်တော်မြက်ဖျားလေးခါခါပြီးဖြစ်ပါတယ်ဟုတ်ပြီမင်းအမေနှင်းဘယ်လိုစုတယ်ကျွန်တော်ဆရာတဲ့နှင်းရတာဗราဏထင်းလို့မလို့ကျွန်တော်တန်းလာဆိုတာပေါ်ပါလေးနဲ့နှင်းထဲမှာပုတ်ပါတယ်ပုတ်ပြီးတော့နှင်းထဲပါတယ်တကယ်တော့တဲ့ပြန်ကြတော့တဲ့ဆရာမကွာဘူးကွာတကယ်ချင်းကွာတာပါအကြောင်းကိုရှာတဲ့တပည့်ကိုယ်ပိုင်ညာအုံနောက်ခေါင်းကျိတ်တော့တပည့်အဲ့ဒီတပည့်ညာမင်းတို့ချင်းတပည့်ချင်းနောက်ကြတော့ကွာကြလေဦးမယ်ယုံကြည်စိတ်ချအဲ့တော့ခဏမှအခိုက်အတန့်အဖြစ်ပညာသင်တဲ့အချိန်မှာဒီအချိန်မှာတကယ်လုပ်လိုက်ကြအဲ့ဒါဘဝတစ်ခုဘဝမှာစိတ်ကလေးပြောင်းသွားမှာယုံကြည်ပညာပါနောက်တစ်ချက်ကမင်းတို့ပြောရင်လည်းတို့တိုင်းပြည်ပညာရေးအဆင့်ကသိမြင့်တယ်လို့ငါမဆိုလိုပါဘူးအဲ့လိုမဟုတ်ဘဲနဲ့ခဏမှပြောလို့ပေါ့သူများပြေးတဲ့ဥစ္စာကြက်တဲ့ဥစ္စာလုပ်အဲ့ဒီလိုကြီးလုပ်ပြီးနေလို့ရှိရင်ဘာမှအဓိပ္ပာယ်မရှိတော့ကိုယ်အုံနောက်ကိုသုံးရမှာပါဘာကြဟိုကမ္ဘာအုံနောက်ပြပွဲမှာအုံနောက်တွေမျိုးမျိုးပြတာဒါ American Brain ဒါ Burmese Brain ဘာပိုင်းညာ Brain ဒီတွေကအကုန်လုံးကကြက်တဲ့ခါကျအကုန်လုံးကဈေးတွေဖောက်တယ်နောက်ဆုံးပဲ Burmese Brain ကဈေးကြီးဆုံးဖြစ်ဟာဘာလို့ဒီအုံနောက်ကသိဈေးကြီးလဲဟာအသိဆက်တခါမှမလုပ်ရဘူးဖြစ်သွားအောင်ဆိုပြောတယ်နော်အဲ့တော့ပြောချင်တာကတို့တိုင်းပြည်ဒီလုံးကမင်းတို့အားကိုးရမှာဟုတ်လားဒီနေ့လူငယ်တွေမကောင်းလို့ရှိရင်ညံ့လို့ရှိရင်ငါဘောကနေဝင်ကြီးမကောင်းနိုင်ဘူးတောင်းကြီးလည်းမကောင်းနိုင်ဘူးမိဘလည်းမကောင်းနိုင်ဘူးနောက်တစ်ခုကမင်းတို့စဉ်းစားကြည့်ပေါ့ဒီတို့ဆရာဥပ္ပေမောင်တွေပြောဘူးလားရှိတယ်မောင်သိနဲ့လမ်းလျှောက်ငါအင်းလာမှာဖြတ်သွားတယ်ငါနှုတ်ခတ်တယ်ဆရာကြီးလမ်းလျှောက်လာအေးဟုတ်တယ်မင်းဘယ်လိုကျွန်တော်အောင်သိမှဆရာကြီးအေးမင်းလည်းမလို့အောင်သိမှဆရာတွေ့လိုက်မေးတယ်နာမည်ဘယ်တော့မှမှတ်မိရမှာပေါ့တွေ့ရင်နာမည်မေးပြီးတော့ဘယ်တော့မှမှတ်မိတော့အသက်ကလည်းကြီးကြတော့အေးအမေတလောတော့မင်းမဟုတ်ကြမင်းအမေပြီးပါတော့မလားဟာဟုတ်ပါဆရာကြီးဆမအောင်တယ်နော်ဟာအောင်ပါဆရာသူပဲအောင်ပြီးပြီးတော့သူအောင်လားမေးတယ်သူလည်းမတော့ပါအောင်ပါဆရာကြီးမင်းကဘာလုပ်လဲကျွန်တော်မြန်မာသနာမှာကျွန်တော်ကြည့်တာလုပ်လာဆရာလောက်လောက်ရတယ်ဟာတော့ပေါ့လေအဲ့မှာငါတော့ကနေပါလာကြပါလားစားတော့တယ်မို့လားဟာစားတော့ပါသူတကယ်စားတော့မစားတော့ဘယ်မသိဘုန်းကြီးလို့ဖြစ်သွားတကယ်ကိုမသိတော့ပညာသိမလာတော့စားတော့ပါပြန်မဟေးဆိုင်ကျွန်တော်ခွင့်ပါအေးဟေးနေတယ်မောင်တို့ဟေးမောင်အောင်တယ်မအေးမောင်တယ်လာမလို့ဒီတို့ဘာမှစကားပုံတခုရှိရတယ်ကွာဟောနေတယ်ဟုတ်ဆရာတယ်ပါဆရာတယ်တပည့်လက်ဆောင်ထည့်ပါစေအေးဆရာတယ်တပည့်လက်ဆောင်တော့အေးအဲ့ဒါတော့ကောင်းတဲ့စကားပုံပါမင်းတို့ကိုယ်ဆန်ဆန်ပြရမယ်ကွာတချို့မကောင်းမှုတွေကောင်းနေပါလားဟုတ်တယ်နော်ဆရာတဲ့တပည့်လည်းစောင့်ထည့်ရမယ်နော်ဒီဆရာဖြစ်လာပြီမင်းအောင်မြင်ပေါင်းမြောက်တဲ့ဆရာဖြစ်ခြင်းလေမင်းတပည့်မင်းနဲ့တော်အောင်ပေးတယ်မင်းတပည့်မင်းနဲ့တော်နောက်တပည့်ကုတဲ့တော်အဲ့နောက်တပည့်သူ့ဆရာတဲ့တော်အဲ့လိုစင်ကဲတော်တော့မှ human process ကိုခေါ်တဲ့လူလောကကြီးညင်တော်မှာပေါ့ကွာအဲ့လိုမဟုတ်ဘဲနဲ့တပည့်ညနောက်တပည့်ပုံညနောက်တပည့်ပုံညမင်းအုပ်စိရောက်သွားတာပေါ့ကွာမဟုတ်လားအဲ့ရောပညာမှာလည်းအဲ့လိုပဲမင်းတို့ဆရာတွေတဲ့ပို့တော်ရမယ်အဲ့ဒီအတိတ်ထားအဲ့ဒီအပြင်စိတ်မျိုးဆက်မှာဟောမင်းမိပါတဲ့နောက်ကတက်ခတ်ပြီးမင်းတစ်စင်းမြင်နေမလားမမြင်နိုင်ဘူးလားမင်းမိပါတဲ့မင်းတစ်စင်းမြင်မင်းသားသမီးကိုမင်းတဲ့တစ်စင်းမြင်အောင်မြင့်တင်ပေးတဲ့ပခုံးဆောင်ရှိရမယ်ဟုတ်လားအဲ့ဒီလိုမဟုတ်ဘဲနဲ့ကိုယ့်ဖေမကတိုက်နေတာနဲ့ကိုယ့်လက်ထက်ကျတဲနေသားသမီးကျပလက်ဖောင်းပေါ်ရောက်အဲ့ဒီကောင်သားသမီးကျတော့ဘာလုပ်မလဲရှေ့မှာခွက်ကလေးတုံးကြတယ်ပြီးဒီမှာဖက်ကငါရမ်းနေဒါပဲလုပ်ရမှာပေါ့ဟုတ်လားအဲ့တော့မင်းဖြစ်လက်ထက်မှာတင်းနေဖြစ်မင်းလက်ထက်မှာတိုက်နေဖြစ်ရမယ်မင်းသားသမီးလက်မှာခြံနဲ့ဝင်းနေပါနဲ့ဟိုဒီတဲ့ပုံပြီးကြီးတဲ့ခန္ဓာရမယ်အဲ့ဒီတော့ကိုအဋ္ဌာနဲ့ကြိုးစားရမယ်မဟုတ်လားကဲအဲ့ဟာနားတော်မင်းတို့အမျိုးရုပ်သားတို့အမျိုးရုပ်တပည့်ဆိုကြားဘူးလားမျိုးရိုးရဲ့ရုပ်ထားပြောတဲ့ဖြစ်နေမင်းလက်ထက်ကျမှအမျိုးကရုပ်သွားလို့အမျိုးသားခေါ်တာအဲ့လိုမဖြစ်စေနဲ့
ကိုသားကိုမိကိုဖားနောက်ဆင်းရမှာပညာအားဖြင့်တော့လူဝဆင်အားဖြင့်တော့အသိဉာဏ်အားဖြင့်တော့တစ်ဆင့်ကိုမြင်ရမယ်မြင်လာလို့ရှိရင်အဲ့ဒီဂျင်းဗီဇာဒါမှတက်ပါလားတားလာသူ့ပတ်ဝန်းကျင်ကကိုကပညာဝန်းကျင်ဖြစ်သွားတယ်သူ့ပတ်ဝန်းကျင်ကအသိဉာဏ်ဝန်းကျင်ဖြစ်သွားတယ်အဲ့တော့ဝိရိယကအလိုလိုနေအသိဉာဏ်ကရလာတယ်ပတ်ဝန်းကျင်မှာခလေးကကြီးပြင်းရတာကပညာနဲ့ကြီးပြင်းရတယ်ပညာပတ်ဝန်းကျင်နဲ့ကြီးပြင်းရတဲ့ခလေးဖြစ်လာတယ်အဲ့တော့ကောင်းပြီမင်းတို့ကဘူးရှိနေတဲ့လာကလေးနဲ့အပြင်မှာဘာလုပ်တဲ့လူကတို့တဲ့ပိုးရသေးတယ်ဆိုအဲ့ဒါနဲ့သွားတိုင်းနေလို့ရှိရင်မင်းဘဝဘာလုပ်မှလဲဘာသေးပြီရှိပြီမင်းရေရှည်ကိုကြည့်တာဖြစ်ပါဦးမလားဒါကြောင့်ဆရာပြောတာတော်ပါပြီခလားအကြောင်းကိုပြီးတော့ပညာကိုအပြည့်စိတ်ရှိနဲ့ငါအမျိုးအတွက်ငါစိတ်မျိုးဆက်အတက်ဆိုတဲ့စိတ်မျိုးနဲ့နောက်ဖြစ်တယ်လို့ရှိရင်ငါတိုင်းပြည်တဲ့ငါပတ်ဝန်းကျင်အတွက်ဆိုတဲ့စိတ်မျိုးနဲ့ကျူးစာပန်းစားသိပြီးတော့အုံနောက် ground check ရေးရပြီးတော့ကိုမိကိုဖားတဲ့နောက်ဖြစ်နေတဲ့ဘဝကိုတိဆောက်နေတော့ယောက်ျားမင်းနဲ့တည်းဖြစ်ပါစေလေကိုသားကိုမိကိုကိုရဲ့နောက်ဖြစ်မြောက်ညှင့်တင်ပေးနေတဲ့ပကုံးစွာအားရှိသောယောက်ျားမင်းနဲ့တည်းဖြစ်ပါစေကိုမဒီလိုဆုတောင်းဆရာဒီကိုချက်ပါတယ်ခန္ဓာစီစဉ်300ဆရာဦးအောင်တင်မှာဟောပြောပြီးတဲ့နောက်မှာခန္ဓာစိတ်ကရန်နာပြီးတော့မှမိကုံးများပြန်လဲကြည့်ကြမှာဖြစ်ပါတယ်နော်။ကျောင်းသားများတွေကမေးစရာကြီးတဲ့မိကုံးများရှိလို့ရှိရင်ကျွန်တော်ဒီကစာရွက်ဝေပေးမှာဖြစ်ပါတယ်နော်။မိကုံးများအားလုံးတော့ဖြေချမှာမဟုတ်ပါဘူးခင်ဗျာ။ဒီနိုင်ငံတော်ရဲ့မူဝါဒနဲ့ညီစွန်းပြီးမေးတဲ့မိကုံးတွေကိုတော့ဖြေချမှာမဟုတ်ပါဘူးခင်ဗျာ။မိကုံးမေးလို့တဲ့သူများရှိလို့ရှိရင်သူကသေပါရယူနိုင်မှာခင်ဗျာ။ဒါကျွန်တော်နိုင်ငံရှိကျောင်းတို့ကျောင်းသားတက်ကလို့အများဆုံးဒီဘွဲတစ်ခုကိုရရှိပြီးတော့မိမိတို့ရရှိရတော့ဘွဲကိုတစ်တဲ့ကရရှိတော့ဘွဲနဲ့မိတို့များမပတ်သက်တော့အလုပ်များပြုလို့စီးပွားရေးနယ်တဲ့ခြေလုံးပြစ်ကဝင်နေကြတယ်ရင်းနာဝယ်တွေ့ရှိရပါတယ်သို့သောပြခြင်းမှာရရှိတော့ဘွဲများဒီဘဝအတွက်လုံခြုံသိချမှုမရှိတာကြောင့်မရှိတော့ကြောင့်တော့သို့မဟုတ်အချမ်းမြေကြီးကြောင်းကြောင်းတို့တဲ့ထွန်းလာနေပြီဆိုတော့အမေရိကန်အင်္ဂလန်ဂျပန်နိုင်ငံတို့ရှိဘွဲရပညာတတ်ကျောင်းသူကျောင်းသားများပြီဒါကတော့ဘဝအတွက်ဘဝအမှန်ကကျနေရရှိသူလည်းပြုလို့ထားပထမတစ်ချက်ကဘွဲရရှိပြီးတော့တဲ့ကိုရတဲ့ဘွဲနဲ့ဘာမှမပတ်သက်တဲ့စီးပွားရေးမှာပြန်ပြီးတော့ဝင်လို့ထားကိုတွေ့ရတယ်တဲ့ကိုမအနိစ္စတော့လို့ရှိရင်မင်းတို့ဟောဒီကိုတမောင်လာမယ်သူ့ MBS ကိုရစားတော်ထောင်းမရအောင်ပြီးဘာမှမလုပ်တော့ဟုတ်လားမဲစင်းမှာသွားတယ်ဘွဲဆိုလိုက်တဲ့ဥစ္စာကြီးမင်းတို့အဲ့ဒီဘွဲနဲ့ပတ်သက်တဲ့အလုပ်ကိုကြည့်လုပ်ဖို့လို့မတတ်မှန်းနဲ့နော်နမူနာငါတစ်ခုပြောပါပြီးခဲ့တဲ့ဒုတိယကမ္ဘာစစ်ကြီးတွင်ကနားတော့မင်းတို့တဲ့ဖိတ်ရေးကြီးတဲ့ကိစ္စကျတော့ကျောင်းလာတိုင်းဒီဟာမျိုးဒီ sense ကိုမရဘူးငါအဲ့ဒါရောက်ပြောတာပြီးခဲ့တဲ့ဒုတိယကမ္ဘာစစ်ကြီးတွင်တော့ဂျာမန်ယူဘုတ်တရားဒီအင်းလိုက်တင်မော်တွေကိုခဏခဏဖြစ်ဂျာမန်ရင်ကုန်တင်မော်တွေအဲ့ဒီယူဘုတ်တွေနှောက်တဲ့ခါကျတော့တနေ့မှချာချာခေါ်တယ်အဲ့ဒီကန Air Force အကြီးကဲပေါ့လေတဲ့အကြီးကဲကိုခေါ်တဲ့ခါကျချက်ချီလူထွက်တော့ချက်ချီပါလို့ဆိုမင်းတို့မှာတဲ့ normal aircraft လေယာဉ်နဲ့တည်းပုံမွေးနိုင်ဘူးတဲ့အဲ normal aircraft ဆိုလေမောင်းပိုင်းတော့ပေါ့လေမောင်းပိုင်းတော့ဆိုပြီးတော့ချက်ချင်းမွေးထုတ်လို့ရတာပေါ့တာမန်ရဲဘော်တယောက်ရိုင်ဖယ်မန်တယောက်ကိုမင်းလေးခါရဲ့တင်နှံပေးလိုက်လို့ရှင်စစ်တိုက်လို့ရတယ်အရေးကြီးဆုံးချိန်ကပေးကြလို့ရှင်ဒီတဲ့ပုံကြက်ရနေတာပေးချင်ပါလေဆိုလို့6လပေါ့အလုံးစုံဒါပြီးရောလေးများမိုင်းတော့ကျတော့မင်းတက်ကတော်မှာဘွဲရခဲ့ရအောင်မယ်အနည်းဆုံး physics ကို chemistry ကိုကောင်းကောင်းနဲ့ math ကိုကြားခဲ့ပြီးရအောင်ပါပြီးတော့မှလေရင်ပိုင်းတော့အဖြစ်ကိုတစ်ခါသင်ရဆိုသူကအချိန်ပိတ်ကြတယ်ချက်ချင်းရနိုင်တာမျိုးမဟုတ်ဘူးအဲ့တော့ခြားချက်ဗာမိတ်ပေးလဲဆိုမင်းတို့မှာတဲ့ရှိတဲ့လက်ရှိအင်အားလူအင်အားလေရင်အင်အားနဲ့ဂျာမန်ယူဖို့တွေကိုဒီတဲ့နှစ်ဆတော့ပြီးပြုတ်လိုက်အောင်လုပ်ပါအမေဝင်ကြီးချုပ်တော့သိကြောက်ရတာမင်းစစ်ဖို့တွေတုံးရကြောက်ရတာတခါတည်းဆိုလို့ရှိရင်မင်းခြားချက်ညကြီးတကောင်မှမင်းစစ်ဖို့တွေကိုခေါ်ပြီးအမေပေးတာဒီလိုခေါ်ဘယ်လုတ်ပါညာနဲ့ပြောတစားအဲ့လိုမခိုင်းနိုင်ဘူးအဲ့တော့အမေဆိုပြန်ပြန်လာသူမလုပ်တော့မှတက်ကတူသွားတယ်တော့မှတက်ကတူကဒါကိုရက်ဆက်ချုပ်ပဲဘယ်လိုလုပ်ပြောရလဲဆိုမှဘယ်လိုသွားပြအကုန်လုံးကကိုယ့်အလုပ်နဲ့ကိုကြီးမအားတဲ့လူဖြစ်တာအဲ့ဒီမှာအလုပ်ကျောင်းသားကိုမရှိတဲ့ professor တယောက်ရှိတယ်သူတို့စီမှာကျောင်းသားမရှိတဲ့ professor ရှိတယ်အဲ့ဒီ professor လည်းပဲကျောင်းသားတယ်ဆိုတော့လက်ဖေးလိုက်သွားထိုင်နေတယ်မသိနဲ့ကျောင်းသားမရှိဆိုသူကလည်းရက်ဆက်ချုပ်နေတာ
အဲ့တော့ဒီ professor ကြီးကဘာလုပ်လဲဆိုတော့သူက zoo อ่ะ zoology အဲ့ဒီမှာ professor သူလုပ်နေတာက60 flies อ่ะရင်ကောင်လေးတွေအဲ့ဒီရင်ကောင်လေးတွေနှခမ်းမွေး6ချောင်းရှိတယ်အဲ့ဒီနှခမ်းမွေး6ချောင်းမှာဘယ်အစားအစာကိုကြည့်လို့ရှိရင်အပြင်နှခမ်းမွေးကတိုးသွားတယ်ဘယ်အစားအစာချင်းအတွင်းနှခမ်းမွေးကတိုးသွားတယ်ဒီနှခမ်းမွေးရှိတယ်အဲ့ဒီဥစ္စာသူတေသနာလုပ်တာအဲ့တော့ဒီနှခမ်းမွေးတို့လိုက်ရွှေရလောက်များဘာလို့သူတေသနာလုပ်တာမပြောနဲ့အဲ့ဒီကနေအေးမအကျိုးတက်ကြီးထွက်ချင်းထွက်လာတာအဲ့တော့သူကဒါလုပ်တော့ငါမအားဘူးတဲ့ဒီမှာ research တန်းလာနေဆိုဟုတ်ပါတယ်ပြီးတော့မှဆက်ပြီးတော့လုပ်ပါကျွန်တော်မှဟာဒီလိုအမိတ်ရတယ်ဒါအကူကြီးပေးပါသူတေသနာလုပ်ပေးပါဆိုတာကိုင်းအဲ့လိုဆိုလုပ်ပေးတာပေါ့ဆိုတော့တိုက်ပြီးတဲ့ဆိုဝန်ခံလိုက်တော့မှအမိတ်ထုတ်လိုက်တယ်ဒီပမောက္ခကြီးမေးတဲ့ဥစ္စာအကုန်လုံးဘာမှမဆုတ်ဖြေပါဌာနအမိတ်ထုတ်လိုက်တယ်အဲ့လေချောင်းဌာနနဲ့အမိတ်ထုတ်တော့အဲ့ပမောက္ခကြီးက in his chair be dressed ငါဘွဲတိဘောင်းမီဘူဒီဘတ်ဒီနဲ့ဟောပါလူကြီးကပုံစံကြီးကဒီစကောလာရဲ့ပုံစံနဲ့ဒီတိုင်းပဲပုံစံတရားမှအချိုးကျပြီးပြီးသက်ရမရှိဟုတ်လားအဲ့နဲ့လာတဲ့ခါကျဟိုအမေဒီအမေလေးနဲ့ကဘယ်ထွက်တော့ဘယ်လိုလုပ်အဲ့ဒါဟုတ်ပြီအဲ့ဒါဒီရခါမောင်းပြန်တာသူက stop watch မှာနိုင်ရင်းနဲ့အချိန်ကြိုက်ကြည့်လဲဟောကြည့်နေတယ်အဲ့ဒီကနေ research လုပ်တဲ့ဆက်နော်နောက်ဆုံးမှဘာဖြစ်သွားလဲဆို operational research ဆိုတဲ့သင်္ချာဘာသာကြီးအမြင့်ပေါ်လာဒေါက်တာချစ်စီအဲ့ဒါနဲ့အောင်ရတာဒုတိယကဘာစစ်ကြီးအတွင်းကပေါ်ခဲ့တဲ့သင်္ချာဗျာအဲ့ဒီတိုင်းလုပ်လိုက်တဲ့ခါကျဂျာမာယူဖို့နှစ်ခါတိုးပြီးတော့ပြုတ်နေတယ်ဘယ်နေရာမှာလေထားလေချောင်းကိုဘယ်လိုလုပ်အထိမ့်သိနေအစပါအစအကုန်လုံးလုပ်ပေးတာလေတက်တာဆင်းတာတွေအကုန်မြန်းတက်ပြီးတော့ခါနှစ်ခါတိုးပြုတ်နေတယ်ရန်လိုဖြစ်တဲ့နာဇီတွေကသူတို့နောက်ဆုံးစစ်ရှုံးကနေမှသူတို့ကိုသူတို့ပြန်ပြီးသုံးသပ် appreciation ခေါ်အဲ့ဒါပြန်ထုတ်လိုက်တဲ့ခါကျဘာပြောလဲသူတို့ဝန်ခံတဲ့ဥစ္စာ our enemy used science and we didn't သိပ္ပံကိုတဲ့သိပ္ပံပညာကိုရန်လိုကသုံးတယ်ငါတို့ကအသုံးမချဘူးဒါအမှားပဲဆိုတော့သိပ္ပံပညာဆိုကိုယ်လည်းထားတရားလို့ထားဆိုဓာတုဗေဒပါညာဒါမျိုးကိုပြောတာမဟုတ်နီးလမ်းကိုပြောတာ scientific method ကျိုးကြောင်ကြကြရှင်းလာတော့တခုပြည့်မြောက်အောင်လုပ်နိုင်တဲ့ဉာဏ်အဲ့ဒီပညာကိုမသုံးဘူးလို့ပြောတာမင်းတို့တက်ကလူကသိပေးလိုက်တယ်ဆိုတာဂိုင်းမဲပထဝီရပြီအောက်ကခိုင်တော့ရောမြေတိုင်းစီလို့တော့အဲ့လိုပြောတာမဟုတ်ဘူးမင်းကိုကြိုးကြောင်စဉ်းစားတဲ့နီးကိုသိပေးလိုက်တာဘာပညာတက်သွားအဲ့ဒီဆင်ရင်နဲ့သုတေသနလုပ်တတ်တဲ့နီးကိုမရလို့ရှိရင်မင်းတက်လို့ကဘွယ်ဒီဘာမှလေးမရှိတက်လို့ကစဉ်းစားနီးကိုသိပေးတဲ့နေရာအခုလည်းမင်းပထဝီနဲ့အောင်တယ်ဘာနဲ့အောင်လဲဟိုကမလေးကဓာတုဗေဒနဲ့အောင်တယ်ဒီကောင်လည်းဘာဖြစ်တယ်ညာတဲ့ကွာညောင်လေးပဲမှာသွားယုံမိုင်လို့ဆန်းဘာဆိုင်တော့ဒါပဲလုတ်တာယုံမိုင်လုတ်တာလည်းပြန်တယ်မိကအဝေတော့တော့ရှိတယ်အရင်ကဘယ်လိုဖြစ်လဲဘာလုတ်တယ်သူ့တောင်းဝင်တာပါလေအတော့ခမ်းမဆိုတော့ဒီချိန်မှာဆိုရင်ဖျန်းနေသည်တရားသိထွက်တယ်အဲဒီမှာဖျန်းနေသည်တွဲသစ်မှာတွဲဖို့ဒီမှာဘယ်ရာဒီမှာဘယ်လောက်လဲဒါတွေအကုန်မလုတ်တတ်ပါမယ်အဲ့ဒီဥစ္စာယုံမိုင်ကိစ္စမင်းကျောင်းမှာတော့ပါလားမပါဘူးဒါမှလုတ်တာပဲအဲ့ဒီစီးပွားရေးနေမှာခေါင်းကအောင်မြင်နေဆိုတဲ့ကောင်ဟာကျောင်းမှာကလေးကအဲ့ကျိုးကျောင်းသိစဉ်းစားရတဲ့ညင်ကြောင့်အဲ့ဒီကောင်အောင်မြင်တာဖြစ်တယ်ဆိုတော့ပေါက်ပါနားလဲတော့ပညာစာဒီတစ်ခုတည်းလည်းမအောင်မနဲ့စဉ်းစားနည်းကိုရမှာပညာတက်ကလို့ရောက်ပါလေနဲ့ရောက်ခဲ့ပါလေနဲ့အဲ့လိုစဉ်းစားတဲ့နည်းကိုမရလို့ရှိရင်မင်းနဲ့အညာလားပွဲတာဘိုးရတာကျတော့အတူတူပဲခဏကတက်ကလို့ပြပြန်လာတပည့်နှစ်ယောက်လို့ပါနားလဲကောင်းပြီမိဘကသူကအဲ့ဒါအဲ့လိုဖြစ်နေတဲ့ဥစ္စာဟာတဲ့တခြားကိုရောက်နေဆိုတော့မှန်နေတကယ်တော့ဥပမာဆိုဒီပညာရှင်တယောက်ဟာသိတော်တာကသူကဟုတ်ဆရာဝန်မှတော်တယ်ဒါမှလည်းဆရာဝန်ဘက်ကိုအလုံးမလုပ်ဖက်နဲ့တရားကိုသွားပြီးအလုံးလုပ်တယ်ဆိုတဲ့ခါကျဆရာဝန်ရဲ့ငွေကြီးကိုသူမမဲမောတော့ဘုမို့ဆက်သူအဲ့ဒါကိုသိမကြိုက်တော့လုပ်ပြီးဆိုတော့အဲ့ဒါသင်ပေးတဲ့ပညာရဲ့တစ်ခုပညာရှင်တယောက်တို့ကနိုင်ငံကဆုံးရှုံးသွားတယ်အဲ့ဒါလားတို့တော့နိုင်ငံရဲ့စနစ်ကြီးကအဲ့ဒီပညာကိုအမိအောင်မလိုက်နိုင်ဘူးနောက်ကပညာလေးအဖြစ်နေရတယ်ပဲကဘာကိုမိအောင်လိုက်နိုင်တယ်တို့ကအဲ့လိုဖြစ်နေတာအဲ့ဒီဥစ္စာအဝန်ဝင်ရဖြစ်သွားတော့လုပ်ကြမှာနော်နောက်တစ်ခုကတခြားအမေရိကန်နဲ့ဂျပန်တို့မှာဆိုသူတို့စီမှာဟုတ်တယ်ဆိုလိုက်တာရတယ်ဆိုတော့အစိုးရခန့်တာမဟုတ်ဘူးကော်မတီတွေတကယ်တော့တဲ့ကောင်တွေကိုကုမ္ပဏီကတော့စတိုင်မဲ့ပေးထားတာပဲသူတို့စီမှာဝင်လို့ကိုအဲ့လိုကမှပညာတတ်ကိုငတ်နေတာအမေရိကန်မှာနော်လာကအဲ့ဂျပန်မှာလာကအကောင်းဆုံးကဘယ်လိုဖြစ်လို့ကျောင်းဆရာတွေဆရာဝန်တွေတော်တော်ပြည့်စုံနှစ်နောက်ပြောတာဆရာဝန်ကိုလူတန်းစားပြရလို့ရှိရင်နေ့အခမ်းအနားဆောင်ဆရာဝန်ရောက်နေနေတဲ့ဥစ္စာကျောင်းဆရာလက်ကသိကောင်းတယ်ပညာရေးရဲ့တမိုးကိုသူနားလေတယ်တို့ဒီမှာတော့ကျောင်းဆရာကအများသိကြတဲ့အတိုင်းလူမလေးခွေးမခန့်ဖြစ်ဆရာရှင်နဲ့ပညာနဲ့ပညာပဲလို့ကြွားချပါလေ
ဆရာချင်းနဲ့ကျောင်းပညာမှာတော့အခြားသောပညာများတတ်တော့ပညာရှိကိုခေါ်နိုင်မှာလားရှိအဲ့တော့ဒီအနှစ်ခုတွဲဖြစ်နေမှာပညာနဲ့ပညာဆိုအမှန်သားရှိတာပြောတာပေါ့မင်းတို့စာကြက်ရုံနဲ့ကြက်ပြီးတော့အောင်သွားပြီးတယ်ပြီးတော့ဘာမှမသိရဘူးဆိုလို့ရှိရင်အဲ့ဒါပညာပဲဖြစ်တော့မှာဒါရီလွတ်ရတာပဲမှာပညာဆိုကြအဲ့ပေါ်မှာခဏပြောတယ်ကျိုးเจ้าကိုသိတော့အเจ้าကိုသိတော့ရှင်းနေတာတော့အဲ့ဒါမှပညာကိုအဲ့တော့ဆိုရပါနောက်တစ်ခုကကျောင်းပညာမှာတော့အခြားသောပညာတွေများတတ်တော့မျိုးပညာရှိခေါ်နိုင်မှာလားရှိဆိုအဲ့တော့တို့ဗမာမှာကပညာရှိတာနဲ့ပညာတတ်ဆိုလိုက်တဲ့ဥစ္စာကြီးနည်းနည်းကွာတို့ဗမာရဲ့ sense ပါဆိုတော့ပညာတတ်ဆိုလိုက်တဲ့ဥစ္စာတတ်တာပေါ့စောချွတ်တယ်နဲ့ပညာတတ်ပေါ့ဟုတ်လားလက်ဆိုင်တယ်သူပညာနဲ့သူသက်ဆက်ပညာတွေအကုန်ရှိတာဒါပေမဲ့လက်ဆိုင်တာသူများကပဲစိုက်တတ်တယ်ဆိုလို့ရှိရင်သူပညာတတ်လို့မခေါ်နိုင်တော့ဘူးလက်ဆိုင်တာမှာကိုစဉ်းစားတယ်သူပညာလို့လည်းဘယ်လိုလုပ်တယ်အဲ့လိုဆိုလို့လက်ဆိုင်ကပညာမှာသူပညာတတ်ဖြစ်သွားတယ်သူများတဲ့ကတိထွင်နေတာကိုသူများဒီလဲကနေတော့ကဘာတတိထက်လို့ရှိရင်သူက10တက်တောင်ဘယ်လိုချမလဲဆိုပညာမျိုးပေါ့တို့မှဒီအဲ့ဒါခံရတာပေါ့ကွာမင်းအမေရိကန်ကကဘာမင်းဂျပန်ကကဘာလို့တဲ့ခင်တော့သိကောင်းတာသိခက်တာနိုင်ငံခြားကိုပို့ပြီးရောက်လို့ရှိရင်ဈေးကွက်ကိုတွေ့ရချင်ဗမာပြည်ရဲ့ဈေးကွက်လိုဟာမျိုးယူရီးယားရဲ့ဈေးကွက်ကိုလွတ်လိုက်ဆိုလို့ဖြစ်ပြီးတော့ချစ်ကြည်ပြတ်မှာဆိုတော့တို့ရဲ့ခြားသောပုံတွေနဲ့ထိခိုက်မှာဆိုတော့ကုန်သွယ်ရေးမှာထိခိုက်မှာဆိုမရောက်တာအခုလဲလို့တဲ့လေသမားတွေကစဘာကိုအစိုးရနဲ့ဝဲနေရဝဲပြီးတော့နောက်ကျတော့လဲမလုပ်ပါနဲ့တော့မဝဲနိုင်ဘူးဆိုလေသမားတွေကပူညာလို့လေသမားတွေကိုလဲမလုပ်တဲ့အတွက်အမတို့ပြေးထားရတယ်လဲမလုပ်တဲ့အမတော်ကြီးဘာကြောင့်လဲသိလားသူတို့ကစိုက်ပြေးပညာကိုတကယ်လုပ်တာတကယ်သူတေသနာလုပ်တာအဲ့တော့ပညာတတ်ပေါ့အဲ့တော့ဗမာမှာပညာရှိဆိုတာအဲ့ဒါကိုပြောတာပေါ့ပညာရှိဆိုတဲ့ဆံနဲ့တို့ကပညာရှိလို့ဆိုလို့ရှိရင်သူ့မှာကိုချင်းတရားပါလာတယ်ကျိုးကြောင်းဆင်ញင်တတ်တော့ကျိုးကြောင်းဆင်ញင်ရ၌လိမ္မာတော့အပိဘုဒ္ဓရာပြည့်စုံတော့ကိုချင်းတရားလဲကောင်းတော့သူမှာပညာရှိလို့ခေါ်တာဇုတာမှုရှိတာအဲ့တော့ပညာရှိပါနှစ်ခုကွာအပိသုဒ္ဓရာလည်းများတယ်ကွာအကြမ်းမြင်ဘုဒ္ဓရာလည်းများပြီးတော့မှအဲ့ဒါတွေကိုလည်းကျိုးကြောင်းစုံစမ်းဆင်ခြင်ပြီးတော့စဉ်းစားတတ်တယ်ကွာအခြေအောင်ထုတ်တတ်တယ်ကွာအဲ့ဒီအပြင်စိတ်ကောင်းတော်ကောင်းတော့လည်းရှိတယ်ကွာအဲ့ဒါမျိုးမှာပညာရှိလို့ခေါ်တယ်အဲ့တော့ပညာရတဲ့ပညာရှိဟာအဲ့ဒီဘောလေးတို့ဗမာမှာကွာတယ်လို့ပြောကြတယ်နော်အတတ်ပညာရှင်တိုင်းအသိပညာရှိလာနိုင်မှာလားအတတ်ပညာရှင်တိုင်းအသိပညာရှိလာနိုင်မှာလားဆိုခဏအတတ်ပညာရှင်ဆိုလိုက်တဲ့ကကိုယ်ဘက်မှာတတ်တဲ့ဒီဘက်မှာခုဆိုလို့ရှိရင်အတတ်ပညာတွေအများကြီးပေါ့ကွာဒါပေမဲ့အသိပညာရှင်တွေကအသိပညာရှင်ဆိုတာကြတော့စင်ញင်လုံးတရားကိုပြောတာတို့ဗမာမှာတော့တာမန်လေးဝိဇ္ဇာဆိုရင်အသိပညာသိပ္ပံဆိုရင်အတတ်ပညာအဲ့လိုခေါ်တာပေါ့ဒါမဲ့လို့ခဏကစင်ញင်ကျိုးကြောင်းစင်ញင်ဉာဏ်ကိုကိုယ့်ဘာကိုတကယ်သုံးလို့ရှိရင်သူလည်းပဲခဏအသိပညာရှင်ဖြစ်လာနေတာတက်ကြရူပံစိတ်ကံနဲ့တောင်းလိုက်ရတက်ကောင်းစွာဝိဇ္ဇာလေးပါလူကိစ္စမှတ်မိတာတက်ကြရူပံနဲ့စွမ်းဆောင်နိုင်တော့တဘောလေကြံကြံမမြကိုစွမ်းဆောင်နိုင်တဲ့ဘက်ကိုကြံစီပါတဲ့အမျိုးစဉ်းစားကိုပါရမီရှိတဲ့ဘက်ကိုစွမ်းကြံစီတဲ့ကိုစွမ်းဆောင်နိုင်တဲ့ဘက်ဥပမာဆိုတာမင်းကလည်းအသံမကောင်းမဲနဲ့အဆိုတော်မဖြစ်ချင်နဲ့အသံကဘဲတန်ထွက်နေလို့အဆိုတော်ဖြစ်နေရတယ်ဟုတ်လားအဲ့ဒီမှာတက်ကောင်းစွာကဝိဇ္ဇာလေးပါအတတ်ပညာရှိပြီးအသိပညာဖြစ်ပြီးလူလောကမှာတက်တဲ့ကိစ္စတွေတခုကိုသင်မှကိုစွမ်းရှိတဲ့ဘက်ကိုသွားပါတယ်သွားပြီးတော့မှအဲ့ဒီဥစ္စာကိုရအောင်ရှာပါရှာမှလာရင်နောက်ခါကျတော့ကျိုးကြောင်းဆင်နေမယ်အဲ့လိုမဆင်နေနိုင်လို့ရှိရင်တဲ့ခဏမှပြောလို့နေကမသိပြောရလိမ့်မယ်အကျဉ်းသူကစကားချစ်တယ်တပည့်မပြတ်ကလေးမဲ့တော့နောက်ခါကြည့်လာတဲ့ခါကျစကားအရှုပ်ရှင်းဖြစ်တဲ့ခါကျမပြောရပဲပြောတာဆိုတော့စကားအရှုပ်ရှင်းဆိုတာသူနဲ့ကိုယ်နဲ့စကားလိုပဲပြောတာမျိုးမဟုတ်ဘူးဒီအိမ်နဲ့ဟိုအိမ်နဲ့နေတယ်မဟုတ်အဲ့ဒီအိမ်ကစီးဘယ်တော့ဆိုတော့ဒီမှာအိမ်ကချမ်းရမယ်လို့ဒါပြောရတာလေကောင်းကြီးရောက်တာကာဝရရမယ်မကာဝရမင်းရှုံးခလေးတော်မှမင်းအိမ်မမလားပြောရတဲ့ခလေးရိုက်ကန်လွတ်တယ်ခေါင်းကကြောက်ဖမ်းဆိုဟာလည်းဘယ်မှာတော့ပုံမဲ့သူကဘယ်လိုကျွန်တော်တို့အဲ့ပြောတော့ဘာညာပြောတာအဲ့ကောင်ဘယ်နေရဲလဲရမှာမသိဟိုပြောတယ်ကနေကမင်းပြင်းဆိုချတာအဲ့ဒါမျိုးကိုပြောတာအဲ့တော့အသိပညာအတတ်ပညာဆိုအတတ်ပညာဆိုကြိုးကြောင်းဆင်ញင်ဖို့လဲသူကပါမှာပေါ့အတတ်ပညာကိုတိုက်ရုံလေးနဲ့မပြီးဘူးကြိုးကြောင်းဆင်ញင်တော့သူလည်းပါမှာပါလာလို့ရှိရင်သူလည်းအသိပညာရှင်ဘက်ကိုရောက်လာနိုင်တယ်လို့ပြောလို့ပါတယ်နော်ဆရာဝန်တွေခင်ဗျားတဲ့ယနေ့ခေါ်ပြောတော့ပညာနဲ့ပတ်သက်ပြီးကြောက်တာများတယ်နဲ့ဆရာဆရာမများအနေနဲ့အသိတစ်ခုရရှိပါလိမ့်ခင်ဗျာတဲ့အတူချုပ်ရတယ်ဆရာဆိုရင်မှနာဆုံးတာပြင်အခုလို့ဆရာလိုတဲ့ပညာများပေးနေတော့နိနာကောင်းများထည့်သုံးပါကနာလေးနာလို့ခေါ်ပါတယ်ခေါ်သိမှာလားသိတော့ပါလားခင်ဗျာဥမမောင်နိုင်ရဲ့ဟာဘုရားဒီကောလေဟုတ်တယ်ကြာဆရာကတော့တကယ်ဆရာကောင်းဖြစ်ကြံစနေရတာငါဒီဥစ္စာကလေးတွေကိုဘယ်လိုသင်တော့ပေါအောင်လဲဆိုကြံစနေရတာတောင်းနေတာစဉ်းစားနေရတာအုံနောက်လုံးနေရတာဆရာလည်းခေါင်းကြရတယ်အုံနောက်ငါအဲ့ဒါနဲ့ပတ်သက်လို့ကျိုးလေးပြောလိုက်အောင်ပါဟိုးရင်တော့ကနေစင်းတောင်နဲ့မှရေးခဲ့လို့လေအဲ့ဒါလေးတော့ပြန်ဖော်ထုတ်ရင်ကောင်းမှမသိတော့အကန့်ကိုလက်ဆက်တာဆရာတယောက်ဆက်တာဘူလာလားတကယ်တမ်းလေးဝါလုံးနဲ့မတင်တာဒီနောက်ဥစ္စာကျုပ်တွားကြည့်နေကိုညာစိမ်းနဲ့သူကဘူလာတော့အဲ့တော့ဘူလာတော့ပကြီးနီးရဆရာပကြီးနီးရဆရာနဲ့အဲ့ subject teacher လောက်ရမယ်ဘာညာပေါ့အဲ့အလုပ်ပညာနေရဆရာတွေဘာတွေ
ဘာသာပြောင်းခံလိုက်တဲ့ခါကျသူတင်ရတာပေါ့မင်းတော့ငါသူနဲ့တော့ခင်းတယ်အဲ့ကျောင်းပိတ်တဲ့ခါဆိုရင်ငါတို့စီသွားလဲနေပေါ့သူတို့ကမပိတ်သေးပဲဆိုတာသူ့ထဲမှာထိုင်နေသူစီသွားဆောင်ပေါ့သူတင်လာလေးပါစကားပြောတဲ့စိတ်ကလေးတွေနဲ့ပေါ့သူကအဲ့မှာအယုတ်တွေရေးပုံမှန်ပြောဘာမှမပြောမသိဘူးဘာမှမသိဘူးအယုတ်တွေရေးရတယ်သူကပကြီးတဲ့နေတဲ့အဲ့တော့ဖိုးရွှေလေးတို့ဘာဆိုရုပ်ကြီးတွေပေါ့အဲ့လိုအဲ့ဒီမှာဖိုးရွှေလေးကရေးရတဲ့ခေတ်ဝင်းကြီးအယုတ်ကသဘောကျနေဒီနေ့လမ်းလျှောက်သွားတယ်ဆိုတာဒုကောက်တွေတက်လိုက်ခိကတွေတက်လိုက်လက်ကြီးကိုသူကလုပ်လိုက်တာနောက်တစ်ခါကျအဲ့ဒီမှာရုပ်တကောင်လားဆိုရေးလိုက်ပုံလေးရခဏဆိုတခါမှတောင်းနေပါလားအာသာသနာရှင်ကြီးပြင်ရပါတယ်ခလေးတွေအတန်းပြောလို့တယ်အတန်းတော့ဒီနေ့မင်းတို့ကစီးစီးချင်းစားတာစားမယ်ဟဲ့သူကဘာလဲလဲတော့သူကဝါလုံးလေးကိုဝိုင်းရောက်ပြီးတော့ဇီးဇီးကိုအညာလေးတက်ခတ်တက်တယ်ဟောဒီမှာဇီးဇီးတလုံးစားကန်မဟောနော်နော်နော်ဟာကဲကျွန်တော်လည်းပြောကျွန်တော်လည်းနောက်တလုံးဆိုတော့ရော့မင်းတလုံးဇီးဇီးလေးပေးနေတာရှောက်ပြီးတော့ဇီးဇီးအဝါရေးနေအားလုံးနေမှာမလို့ခုလိုဘာလေးလုပ်မှန်းတာငန်းတယ်ခဏတဲ့ကောနားမပြောတော့ခွဲပါမယ်တည်းအဲ့ဒါနောက်ပြီးလဲပြီးတော့မင်းတို့ဒီနေ့တော့ငါဇီးမပေးတော့ဘူးမင်းတို့ငါ့ကိုဇီးရောက်ငါဝဲမယ်ဇီးငါလုံးကိုအမှတ်တမဲ့ပေးမယ်ဆိုတော့ဟောကဒီနေ့တော့နာဇီးကိုဝဲမိတ်တယ်လို့ရှိမလို့ရှိဘူးလေဝါဝါလေးလုံးလုံးလေးမှရှိမယ်နောက်ပြီးတော့ဝဲဒီလိုရေးတဲ့ဇီးကအပုတ်ဒီလိုပေါ့ကြောင်းနေမရပေါ့ဒီလိုရေးတဲ့ဇီးမှာပါပါမယ်ဒီလိုဆိုကလေးရဲ့ဝိုင်းခိုင်းတဲ့လက်နဲ့ဘယ်လိုလဲရမယ်ဒီလိုဝဲရမယ်ဘယ်လိုဝဲရမယ်ဒီလိုဝဲရမယ်အဲ့လိုဝဲတဲ့ဇီးကိုမှငါဝဲမှာကျန်တဲ့ဥစ္စာဒီလိုဝဲလို့ရှိရင်အဲ့ဇီးအပုတ်ငါလည်းမခံဘူးဟာကလေးကဝိုင်းဟာသူပဲကျန်ဒီကောင်ဒီလိုကြီးတွေပဲလေဟာမဟုတ်ကြဒီလိုဟာလိုချင်တယ်ဒီကောင်တို့ချင်းလိုက်ကြည့်တယ်ဒီလိုမရဘူးအဲ့ဒါလို့ဒီမှာဇီးလာဟာမင်းဒီဇီးကနည်းနည်းပိန်နေကွာဒါမဲ့ပေးလိုက်မယ်ဓမ္မပေးလိုက်ဟာဇီးလာရောင်းကြဘာလဲတော့ဘာလုံးတင်လာလေဘာလုံးတင်လာလေဒီလားအဲ့ဇီးရောက်တော့ဝါလုံးနေကြီးနာအကြာကြီးလားတနေ့လာလဲဒီဇီးတွေဒီဝါလုံးနေလဲဘယ်လိုလုပ်လဲညာလဲအမှတ်တွေပေးလိုက်ဘာလို့လဲခဏတော့ဝါလုံးကပြီးမပြီးနဲ့လားကောင်နေခင်ဗျမတီးနေနေတော့မှာလေဗမာအပြဝါလုံးမှာချိခံတာလေငယ်ငယ်မှာဝါလုံးမဝိုင်းလို့ရှိရင်အဲ့ဒီတကယ်လားဆရာမမူလာလားဆရာမပြီးပြီဆိုလို့ရှိရင်အဲ့ကလေးတစ်ကလုံးလေးရဖလာတော့ကြည့်လားဟုတ်လားငါလေးမလာတဲ့ကလေးကိုကြည့်လိုက်အဲ့ဒီတိုင်းမှာမင်းဘယ်မူလာလားမသိဘူးတကယ်တော့ဝါလုံးလားမသိဘူးအဲ့ဒီဆရာမညံ့တော့နော်အဲ့ဒါပြီးတော့မှကလေးကြတော့ကာကြီးကိုရေးလိုက်ကာကြီးခါဝဲကငယ်ကာကြီးငါဒါကမင်းနာမည်ဘယ်လိုကျွန်တော်နာမည်ဘယ်လိုပါညီနာမည်ဘယ်လိုကျွန်မနာမည်ဘယ်လိုပါမင်းတို့ကတော့ဘောကောင်နာမည်ရှိလားရှိပဲဘယ်လိုပါနာမည်မရှိတော့ဘာလားမပါဘူးလားအေးကွာမင်းတို့မှနာမည်မရှိဘူးရှိတယ်ပဲဟောသူတို့လည်းနာမည်ရှိဟောဒီကောင်ကာကြီးလို့ခေါ်တာကွာဟာလို့ပါပြီးသိသွားတာကဲနောက်တော့သေးသေးရောင်းရကနေတော့စလုံးပေါင်းတွေပါလေသင်တဲ့ခါကျဘာတွေရေးတာသင်နေသင်တော့ခင်ပန်းလို့ဆိုမင်းဟောလားဒါသူတို့ကြိုက်တဲ့နာမည်လေးကြီးရုပ်ရှင်ကဟုတ်လားအာလူကြီးမောင်ရှိလို့ပါအဲ့လိုဟာမျိုးရေးတင်တာဟုတ်လားအဲ့လိုဟာတွေကြောက်တင်သွားသူတို့ခေတ်သူတို့ခါတော့ပေါ့အဲ့ဒီမှာကားရဲ့နာမည်ပေါ့ခရီးကိုတုံးတဲ့အဲ့ဇာခနဲ့အမလေးသူတို့ကြိုက်တဲ့ဟာတွေကြီးပဲကိုင်းအဲ့ဒီဆရာဟာမူလာရမ်းဆရာမူလာရမ်းမှာဟွာလုံးနဲ့ဆရာဒီဆရာတည့်ဆန်နေတူလားဒီနာတို့အပ်ပါတယ်အဲ့ဒီဆောင်းမရေးလိုက်တော့ပြောလိုက်အောင်ပါဆရာချင်းချင်းမို့လို့နည်းနည်းရှာရှိလိုက်အောင်ပါဆိုတော့အဲ့ဒီဆောင်းမကိုကန့်လို့လက်ဆိုထည့်တာသိကြိတ်ကြတယ်ဒီနားကိုမုန်းတဲ့ကောင်နဲ့တော့ချီးကျူးတယ်နားနဲ့ရရှိနေတဲ့ကောင်တောင်းလိုက်တာပေါ့လေဟာတကယ်ကိုကောင်းတဲ့ကောင်အဲ့လိုပြောတာနောက်ကြတဲ့ခါကျဆရာတက်တင်ကပြီးတော့ခလေးမလေးတော့သွားတာတောင်ကြီးညနေတော့သွားတာအဲ့ဒီတောင်ကြီးကကတော့ဆရာနဲ့ကိုညံစိန်နဲ့သူကကန့်လို့လက်ဆိုကျောင်းလေးတော့ဖွင့်ထားတာမူလာနားလေးပါပဲပြည့်စုံလို့ကြည့်ရှင်ဖွင့်ထားတာအဲ့ကလေးတွေနဲ့တရုပ်ကိုလည်းရှိလဲအဲ့လိုဒီလိုမျိုးမတူပြီးတော့ကန်းကိုလည်းလက်စားတယ်ဆောင်းမနဲ့တပီလုံးပြတ်သွားတဲ့ခါကျတော့အဲ့ဒီမှာဒီကလေးမလေးကကြောက်ကြမေးတယ်တဲ့မိထီလာမှာမှညဘယ်ရတော့ဆိုပြလိုက်တယ်ကျွန်မတောင်းနေညော့တာဟာတောင်းနေညဆိုဒီလိုက်ပါတဲ့လေဘို့လို့ညော့မှာကန်းကိုလည်းဆရာရှိတာသူ့စီသွားပြီးတော့ပေါ့ဆက်သိကောင်းတဲ့ဟာဆက်နောက်ကိုကြပြီးတော့အဲ့ဒီကအဲ့ကန်းကိုလည်းဆက်ဆောင်းပါဦးဒီလိုဆိုင်ရွာနဲ့လှည့်ပြီးစာကုန်းနဲ့လှည့်ပြီးတော့ကျောင်းတွေမှာအခုဆရာသားတွေကျောင်းတွေမှာအကုန်ပေးထားတာအောင်လေးလိုက်တာဘောတော်မထင်နဲ့အဲ့တော့နာတော့နာတော့အပြင်းနီးနာရှားတဲ့နာလေးနာအလုံးသိမြတ်လျောက်ကန်တဲ့အချက်ဖြစ်ပါတယ်လို့ဆရာဥမောင်နဲ့ဒါပြန်ကြားရပါနော်ကျမပါလေနောက်တစ်ခုက
ရှင်းတဲ့လူကြီးများနဲ့အခါကတော့ဆက်ရှိတဲ့တရားပေးဒီလိုသိရပါသေးတယ်အရေးကြီးတော့အတတ်ပညာသုံးခုတစ်ခုစီသုံးခုတန်းစီပြီးရှင်းပြပြခင်ဗျာတဲ့ဟာအဲ့ဒီမှာအားရတတ်ပညာဆင်းတက်မြင်းတက်လေးတက်ဒါကုတ်ဆန်တို့မြည်စီတက်အဲ့ဒါလေကျွန်တော်လည်းကောင်းအောင်မှန်းတာအဲ့မှာဟာတာပညာရှင်မပညာဟာတာတော်တော်အတက်ပြီးတော့မှဟမ်ဟာလေမိမပို့ရတက်အဲ့ဒါမသိမဲနဲ့တော့တက်နေတော့ခက်နေတော့ကိုတို့ဆရာတွေတော့မင်းတို့ဒီမှာပြန်ကြည့်ရှင်ရအောင်ပုံဖြစ်ကျွန်တော်အဲ့ဒီဥစ္စာတော့ပဲကျွန်တော်မှတ်မိပါတယ်ငါဒါတော့ကျောင်းဝင်များတဲ့ဒါတော့သိတော့ဒါမဲ့ရှာမြန်မာသာသနာဥစ္စာနိုင်နဲ့ဒါတော့တရားထောက်ပေါ်စစ်စစ်ကတော့ဘယ်လိုလဲမလေးတိစုံမှာကတော့ဆရာကြီးဝေဖန်နေပါတယ်တစ်သက်လုံးသူများအကြောင်းအိမ်တော်တော့အပြစ်ရှာဝေဖန်ခဲ့တဲ့ကတ်ထုံးဆရာကြီးဆရာကိုအတော်လေးမကြည့်မနဲ့ဖြစ်ခဲ့ကြတယ်ဒီနေ့အချိန်မှာတော့ကတ်ထုံးဆရာကြီးပေါ်မြင်တဲ့ဆရာအမြင်ကြောင်းလည်းမရှိမရှိပြီးကြပါတယ်ကတ်ထုံးဆရာကြီးမှာတော်တဲ့ဆရာကြီးတော်လာညနေဆရာကြီးညံ့တာပဲတချို့ကလည်းအယုဒ္ဓရာသာစကားပြောတာပဲကာတော့ကကာတော့ဆက် sense မှာမပါဘဲနဲ့မင်းဒီနေ့ကအဲ့ဒီလေးလေးရှိတယ်မင်းတာဝန်ကျေမှာမဟုတ်ကွာအယုံမြုပ်ထားတော့ပါလိမ့်မှာဒါကာတော့ဆိုတော့ကာတော့မထားလိုက်ပါနော်ဟုတ်လားပြောနေလားအဲ့တော့မင်းတို့ဒီလိုအမိုက်တွေပြလို့ရှိရင်ဒီအဲ့ဒီရဲ့စီကံကိုမင်းတို့အဲ့လိုအမိုက်တွေပြင်ဘယ်လိုစီကံမရှိတယ်လို့ဖြစ်မှာပေါ့ကွာတယောက်ကပြောလိုက်တယ်ဟိုအယုတ်တယောက်ကနားထောင်ပါဇက်ပြဲလို့ပါလို့ဒါကာတော့ဆိုလဲကာတော့မထားလိုက်ပါတကယ်ကာတော့ဆိုအဲ့ဒါမျိုးမှမဟုတ်ဘူးတကယ်ကောင်းတဲ့ကာတော့ကထားတော့ဟိုမှာဆိုတော့ဘုရားကျန်ကာတော့တစ်ခုတော့ပါသူပြောတဲ့ကအာဇာနည်နေ့အားလုံးတည်းပြီးတော့အာဇာနည်များအလေးပြုနေတယ်အဲ့တော့အာဇာနည်များလည်းအလေးပြုပြီးတော့မင်းတို့လည်းခါလဲလို့သုတ်ပဲနေညစ်ပတ်နေလုတ်ပတ်နေလုတ်နေလို့ကြတော့နေနေဆိုတာအဲ့ဒါပြောတာအာဇာနည်နေ့တည်းပဲဘာလို့ညာလို့ပြီးတော့ခင်းလာလို့လည်းဆိုအုပ်ထည့်ပါလားကျောင်းလည်းများတယ်မြန်မာနိုင်ငံကျုံပြရေးစနစ်မှာယခုမြန်မာပြည်ရေးထူးခြားတိုးတက်လာပုံကိုတရားတူပြီးအခြေဆိုစေချင်ပါသည်တဲ့ဒီလိုပါကျုံပြရေးဘာညာဆိုလိုက်တဲ့ဥစ္စာအဲ့ခေတ်တုန်းကတင်းလိုက်ကပေးလိုက်တဲ့ဆိုကျုံပညာရေးဆိုတော့မျိုးချစ်စိတ်နဲ့စွတ်ပြောတာပါအဲ့တော့အင်္ဂလိပ်ပေးလိုက်တဲ့ပညာရေးနဲ့နောက်ဒီဘက်ပညာရေးနဲ့တချို့အရာတူတူပဲဟုတ်လားမတူဒီတိုင်းပဲဟုတ်လားပညာရေးပဲဟုတ်ဒါမဲ့တော့ဒါမလည်းဘာတင်မလဲတင်းတော့အဲ့ဒီချိန်ခါတော့ငါပြောမယ်ဆိုင်းကိုတင်မယ်ဆိုလိုက်တာသိပ္ပံကိုဟောသိပေးနေတယ်ဒီဗမာတို့အဲ့တော့ဆိုင်းနဲ့ပတ်သက်တာဘာမှကိုမသိသေးတာလုံးဝကိုမလိုက်နိုင်တာတို့ဗမာအဲ့ကတော့ကျန်တဲ့အပိုင်းကတော့အသိပညာပိုင်းမှာတို့ကတော်တော်ဖွံ့ဖြိုးခဲ့တယ်ဗမာပြည်ရဲ့ပညာရေးကောင်းနေပါလေဟုတ်လားနေပါကြမှာရှင်မသီလသားတို့ဘာသာဖုံးရပညာရေးသိကောင်းနေပါလေဒါမှဘယ်နေရာမှာပြဿနာပေါ်လဲဆိုတဲ့အခါကျတို့ကသိချာမှာတော်တော်ပြဿနာပေါ်ခဲ့တာသိချာမှာရှင်းတော့သိချာကောင်းမတတ်ဘူးအလီဓမ္မတို့အလီဘာမရှိဘူးနောက်ကတော့တော့နောက်ကတော့သိလားနောက်ကတော့ကိုတလီကိုတဲ့နောက်ကတွေးထားတာနင်းနဲ့ကိုတလီဆိုင်ရှိတဲ့အဲ့ဒါပါဠိတွေနဲ့ကြည့်ရတာနောက်ကတော့ဒီကောင်နောက်ကြည့်နေဆိုအဲ့ကိုလီပြောင်းရတယ်လို့ပြောတာတခါတော့မြေတိုင်းသေးတယောက်ရှိတယ်သူအဲ့နောက်ကတော့နဲ့ကြည့်လိုက်ခဲ့မြေတိုင်းသေးသူပါလေဘာရောက်ကောပါမလို့ပါလားဆက်တော့ပြောဟုတ်ကြအဲ့ဒီနေရာကြီးတော့မရှိတဲ့တော့လို့ရှိမှလည်းတွားရင်ရေးတဲ့ခါကျအင်္ဂလိပ်ကနန်းနဲ့ဗာနဲ့ရေးတာဟုတ်လားအင်္ဂလိပ်ကနန်းနဲ့ရေးတဲ့ခါကျတော့16နဲ့15 20ဘာညာဒါတွေတော့ပြတ်တဲ့အင်္ဂလိပ်လိုရေးရတယ်ခါလေးမြောက်လေးပေါ့ပါ4 by 4ဟုတ်လားပြောက်လိုက်တော့လေးမြောက်တော့ဒါတဲ့ခါမှာဟိုကဖိုးလေးလို့ပြီးတော့မှအလီကတော့စုသွားလိုက်တာ16လို့စတုသွားလိုက်တာစတုကလေးလေကွာစတုဆိုတော့လေးပေါ့သွားလိုက်တာဆို16စတုသွားလိုက်တာ16ဆိုအဲ့တော့တို့မာရီအဲ့လိုကြည့်ပြရတော့အဲ့ဥစ္စာမင်းတားမိဆိုင်ရစားသိကြပါလားပဲ့လက်လမ်းကုန်ပါပဲ့လိုက်နေလိမ့်မယ်အဲ့ဒါလည်းပြောဦးမှာပေါ့ဒါကမှမင်းဆရာကြီးချိုတော်မင်းတို့ညံမလောက်ကြည့်တယ်ဒါမင်းတို့လက်ခံရမယ်ညံသိကြည့်တော်တယ်ဒါမှအလေးထုတ်သိနေကြတယ်ဆရာကြီးချိုတော်ရဲ့တသက်တာမှတ်တာအထုပ်ပါဒီမှာကြည့်ပါယူကလစ်လိုပဲဖြစ်တယ်ဆိုတော့ယူကလစ်ဟာပြိတ်ရောက်ခဲ့တယ်ဥစ္စာယူကလစ်ဆိုမင်းတို့ကျွန်တော်ပြောတာအဲ့တော့မင်းသူရ7ကိုမင်းနားရနိုင်လို့ကိုသာဝဲရှုံးလိုက်တဲ့ပုံကြီးတို့ခင်မှာအခုကျတော့မှမင်းတို့မှအချိန်ရတာပေါ့စက်တိုက်ပေါ့အဲ့စကားချင်းဗမာကိုသိပ္ပံသွားပြင်လိုက်ရမယ်ဘယ်လိုလုပ်ပြရမယ်အဲ့တော့အဲ့တော့မှလည်းအင်္ဂလိပ်ကသင်ဆိုပြီးမှတို့မာတွေကိုကအဲ့မှာတို့မာတွေကပထမဆုံးပညာကိုလက်ခဲ့တဲ့ဥစ္စာချမ်းမို့ပါအဲ့တော့ပြင်လိုက်တဲ့ဥစ္စာတရားရုံးတွေဘာဒီမှာပြောပြီးဆိုလို့ရှိရင်ပြောလိုက်ဆိုနေတဲ့ဥစ္စာအင်္ဂလိပ်လိုပြောတာအင်္ဂလိပ်လိုမှန်တယ်အင်္ဂလိပ်လိုလျှောက်လဲအင်္ဂလိပ်လိုလျှောက်တယ်မှာတရားသူကြီးကအင်္ဂလိပ်ပဲနောက်ကတခါလေဂျောဘင်းပုံကြီးကိုချိတ်ပြီးတော့တခါဂျောဘင်းကိုစားစစ်ထားအဲ့လိုတရားရုံးမှာအင်္ဂလိပ်ဆောက်ရတဲ့ခါဒီဥစ္စာကိုတော့ဒီပညာတော့တက်မှာပဲဆိုတော့ပထမဆုံးစပြီးတော့ဗမာတွေကယူတဲ့ဥစ္စာဟာအဲ့ပါပဲလောပဲအင်္ဂလိပ်ရောက်သွားတယ်ဟိုမှာဘာစာတို့ဘာတို့ LLB တို့အဲ့လိုဟာမျိုးတို့
လောတင်တာတင်တော့မှသူကဘွဲရအဲ့ဘွဲရတော့မှအဲ့ဘွဲဝစ်စုံဝိယုံနဲ့ယုံမနဲ့မှသူယုံပြီးဝင်လာတော့ဘွဲရကောင်းတော့အဲ့ဒါရတာအဲ့ဒါကြောင့်ဝိလုံတော်ရခေါ်တာဝိလုံတော်ရှိနေဆိုအဲ့ဒါနားလဲလားမင်းတို့အမှန်တရားပထမဆုံးဘွဲရဥပဒေတိတ်ကိုသိမရတာပေါ့သိမရတဲ့ဆိုလိုက်တဲ့ဥစ္စာဒီပစ္စည်းငါယူနေတာလားကြားနေတယ်ဒါမယူနဲ့ငါပစ္စည်းမဟုတ်ဘူးသိနေဒီမဖြစ်လာတဲ့ငါဒေါသမဖြစ်နဲ့ဒါငါစိတ်မရှိတောင်းတောင်းသိခံလိုက်မယ်အဲ့ဒီဟာတွေကိုအဲ့ဒီဥစ္စာတွေမထိသိနိုင်တော့အမှားကျလို့နေမှာပေါ့အမှားတွေထိသိနိုင်လို့ရှိရင်ကြီးလို့အဲ့ဒါကနကပညာနဲ့မှဆက်ပြီးကနတတိနဲ့မိမိကိုမိထိသိနေပိုးဆိုင်တယ်နောက်ပညာရှိတယ်မထိနိုင်ဘူးပေါ့ပညာတက်တဲ့ထိသိနေမှထိသိနေမှာအလေးကျင့်လောက်ရတယ်ဟုတ်လားဆိုရပါတော့မင်းတို့ရုပ်ရှင်ကြည့်မလားစာသင်မလားဆိုရုပ်ရှင်ကြည့်နေတာပေါ့ကွာဆိုတော့ဗီဒီယိုသွားကြည့်မလားစတေးရှုပ်သွားကြည့်လားစာသင်မလားဆိုဗီဒီယိုစတေးရှုပ်သွားကြည့်မှာပေါ့ကွာဆိုတော့လေဒါငါချုပ်ကြည့်လိုက်အောင်မယ်မထားဘူးလားအဲ့လိုထိသိနေတဲ့နည်းမျိုးပေါ့နော်အတတ်ပညာနဲ့အတတ်ပညာဘယ်လိုကွာခြားပါလဲဥမာပေးသေးခွဲပေါ်ပြပြအတတ်ပညာနဲ့အတတ်ပညာကအတတ်ပညာဆိုတာအတန်းဆိုတာဥစ္စာသူ့ဆင့်နဲ့သူသတ်မှတ်ပြီးတော့ပေးသွားတာကအပြင်မှာရောက်တဲ့ခါကျဘယ်ဆင့်ကြည့်အောင်သိနေတယ်လဲဆိုတော့သိအောင်လို့အတန်းသတ်မှတ်ထားတာအတတ်ပညာဆိုတဲ့ကမင်းအဲ့ဒီဥစ္စာတန်းမှမတတ်ဘဲနဲ့အဲ့ဒါတွေမနေပဲဒါတွေအကုန်တတ်နေရင်လည်းမင်းဒီပညာကတတ်တာပဲဒါမဲ့လောကကြီးမှာမင်းဘယ်တော့တတ်လဲဆိုတာတယောက်နဲ့တယောက်သွားတဲ့ခါကျဘယ်အတိုင်းနဲ့သတ်မှတ်မလဲငါအလောက်ခံနေပြီဆိုတော့ကိုင်းမင်းဘယ်လိုတန်းသင်ရတယ်ငါမေးရတော့မှာပေါ့ကျွန်တော်ဘာလို့ကြပါလဲမပြောနဲ့မဟုတ်ဘယ်တော့သင်ခဲ့တယ်တို့ဥမာဆိုတာငါတို့နိုင်ငံခြားကိုသွားတယ်ငါဒီကနေနိုင်ငံခြားသွားမယ်ဆိုတော့သွားရမယ်ဆိုလို့ရှိရင်ဟိုကဘာသင်ခဲ့လဲဘယ်နှနိုင်နဲ့မေးတာဘယ်လိုသင်လဲသင်တဲ့ဆရာကိုကြည့်တာဥမာဆိုလို့ရှိရင်ငါဆိုလို့ရှိရင်ဗမာကဥဝင်လက်တဲ့တုန်းကငါဂျေးယူနီဗာစီကိုလွတ်ဖို့လို့တက်ပြင်ဆင်နေတဲ့ဟိုမှာ2 seat ဆောင်ရတာဟိုကသင်တဲ့ဆရာကိုလည်းဆိုကြည့်တာဥဝင်မဆရာမင်းတို့ကဥဝင်ကဘယ်အောင်လာလဲဆိုကြည့်တာဥဝင်ကသူကအောင်နေတဲ့ဥစ္စာကအော့ဖော့တာအောင်ခဲ့တာဆိုလို့ရှိရင်သူသင်တာဆိုရင်ကိုယ်လက်ခံတယ်ဒါမှ how many hours ကြပြားကိုဘယ်နှနိုင်သင်လဲတောက်လျှောက်နော်နိုင်ပေါင်းလောက်သင်ခဲ့တယ်စကားကြီးဘယ်လောက်နိုင်ပေါင်းလောက်သင်ဒီလိုလာတာအဲ့ဒါသိမှဟိုကကြည့်ပြီးတော့လက်ခံပါပေါ့အောင်နေဆိုလိုက်မယ်ဆိုဘယ်ကောင်မှမသိဘူးနဲ့ဟိုလက်မခံနိုင်အဲ့တော့အဲ့လိုဟာမျိုးတွေကြတော့ဘယ်နဲ့လုပ်မလဲအတန်းမရှိတော့လေနားလည်တာတော့အတန်းဆိုတာလေတမရတယ်နောက်အတက်လည်းကြောင်သင်ရတယ်ဆိုကြတာမင်းတို့Thomas Edison ကကြားပါလေကျက်စင်မိပဲလားအဲ့ဒီမိလုံးကိုဆွေးနွေးချင်ရင်နော်နောက်တစ်ခါဓာတ်တက်ပေါ့recording ပေါ့အဲ့ဒါစတင်နေချင်တာ2ရက်နဲ့3ရက်လက်ဖြတ်မထွက်ဘူးလူတွေတော့ခါဆက်မထွက်တာအဲ့ကိုမအိတ်တာချုပ်ပြတာကိုက်နေလား2ရက်နဲ့3ရက်ကျက်စင်မိဆွေးနွေးခါကျတော့အဲ့ဒီတိုင်းအထက်ထဲမှာရှိတဲ့တတ်တူကြောင်ရှိတော့မီးထွန်းနေတာကြောင့်အဲ့ဒီဟာထော်ထားတဲ့ချမ်းလို့မီးဖွက်ပြတ်သွားလိုက်ချမ်းလို့မီးဖွက်အဲ့ဒီလိုမီးလုံးမပေါ့တခါလေလေလုံးအောင်လုပ်တယ်လေထုတ်ထားတဲ့မီးလုံးမအများကြီးကိုလုပ်လို့စမ်းတာအများကြီးထောင်းချီးကြည့်တာနော်စမ်းတာနောက်တစ်ခါအဲ့မှာရက်တောင်တစ်ခုကတွေ့လို့ရက်တောင်ကဟုတ်ဂျပန်ရက်တောင်ကဝါအမြင်လေးတွေ့လို့အဲ့ဝါအမြင်လေးကောက်ပြီးကောက်ချက်ချတော့အဲ့ဒီကနည်းနည်းလင်းနေတယ်ဟာရှင်းပြီးတော့လင်းသွားဟာရှင်းပြီးရည်တော့အဲ့တော့တွေ့ကုန်မတွေ့ခင်ဗျားဘာတွေ့လို့ဆိုကျုပ်တွေ့ပါတယ်ဟာခရက်ဒီခင်ဗျားက1000လောက်ဖြစ်နေပြီတဲ့ခရက်ဒီမတွေ့အဲ့1000လောက်မဖြစ်ဘူးကကျုပ်တွေ့ပြီဟာမဖြစ်တော့က1000ကျုပ်တွေ့ပြီတဲ့နောက်ထပ်မတွေ့တော့မတွေ့ချင်းရှာမှာဆိုရှားလိုက်တာနောက်ဆုံးဖြစ်တဲ့ခါကျဆရာတော်ကညောက်သူတို့မီးလုံးကိုထားတယ်မငြိမ်စမ်းကြမင်းပတ်တာဘယ်လောက်ရှိရဘယ်လောက်ရှိမငြိမ်ကုန်မငြိမ်လို့အဲ့ဒါမကိုက်မင်းစောင့်ကြည့်ငါလည်းအိတ်ရှင်ပြီအဲ့လောက်တလဲလေးစောင့်ကြည့်တာ2ရက်3ရက်ရှိလို့ကိုမငြိမ်တော့မှစိုင်းပြီဆိုချတာပါအဲ့တော့မှအဲ့ဒီစိချန်စီရိုးတယ်ဟုတ်လားမိုးရွာနေလည်းမငြိမ်တော့လေးတိတ်လို့လည်းမငြိမ်တော့မင်းရောက်ထွန်းပြပြီဆိုအဲ့လိုဖြစ်တာမင်းအဲ့ဒါမင်း patient ဘောကွာမင်းစိတ်ချခြင်းဘောမဟုတ်ဘူးလားတကယ်လို့ပြီဆိုအဲ့ဒါဇွဲခေါ်တာဘောကွာတတ္တိဘောကွာတတ္တိဆိုတာခဏပြုတ်ကောင်းလို့ရှိရင်တတ္တိနဲတယ်ခေါ်တာကြာရှည်ကောင်းလို့ရှိရင်တတ္တိများတယ်ခေါ်တာကြာရှည်ခံတဲ့တတ္တိကိုဇွဲခေါ်တာဘောကျောင်းနဲ့ဗျာတဲ့ဘဝတစ်ခုပညာနဲ့တိဆောက်ရတယ်မိမိချင်းနဲ့လိုအပ်ပါလေအပညာလိုအပ်တာပေါ့ဘဝတစ်ခုပညာနဲ့တိဆောက်ရမိမိချင်းနဲ့လိုအပ်တယ်ပညာလိုအပ်တာပေါ့မောင်ရဲ့ဟာနဲ့လာပြောအမလေးဒီဆောက်တော့ပညာဆိုလို့ဘာလို့ဟာမပညာနဲ့ဒီဆောက်ရှင်လည်းပြောတယ်ပညာနဲ့ဘာလို့လဲဆိုဘာဟုတ်လို့ပညာနဲ့ဒီဆောက်ပညာပြီးရောပညာရနဲ့ပြည့်စုံတာခေါင်းဆောင်မတူဖြစ်နေမှာလားပညာရနဲ့ပြည့်စုံတဲ့သူခေါင်းဆောင်ဖြစ်နေတယ်ဆိုတော့ဘယ်ပညာမှမသိပဲနဲ့မင်းကခေါင်းဆောင်ခြင်းနဲ့ဘာပညာတော့ကျွန်တော်တက်တဲ့ပညာပြောတဲ့ဘာတတ်တော့ဆိုရေထဲနဲ့ကျွန်တော်ခဲချတာပြီးပါအဲ့ဒီပညာလို့လည်းဘယ်လိုခေါင်းဆောင်ဖြစ်မလဲအဲ့တော့ဒါမှတစ်ခုတော့ရှိတယ်ပညာတတ်တဲ့သူကခေါင်းဆောင်ဖြစ်နေစားခေါင်းဆောင်တဲ့ခေါင်းဆောင်မှုပညာတတ်မှာပေါ့ခေါင်းဆောင်မှုပညာကပေါ်သေးသေးမခင်နဲ့
မင်းတို့ကတည်းကခေါင်းဆောင်ဆိုလို့ရှိရင်နိုင်ငံခေါင်းဆောင်မှာခေါင်းဆောင်ပညာခင်းနေတာမဟုတ်ဘူးကော်မတီတစ်ခုမှမနေချင်းတိုက်ကြခေါင်းဆောင်ပညာသူခေါင်းဆောင်မှုတားရတယ်စီမံခန့်ခွဲမှုတားရတယ်အဲ့တော့ခေါင်းဆောင်မှုရုပ်ချင်လို့ရှိရင်ခေါင်းဆောင်ဖြစ်တယ်ခေါင်းဆောင်မှုအတတ်ပညာကိုသိရတယ်ခဏနိုင်ငံရေးကိုကြွကျင်နေုံနဲ့မပြီးဘူးစီရုံနဲ့ဥစ္စာဘာလို့တောက်စားဘယ်လိုပြောမှလူတွေဘယ်လိုပြောမှအဲ့ခေါင်းဆောင်မှုတက်ပညာကိုသိရတယ်လူတိုင်းတက်တယ်ဘယ်လိုမထင်နဲ့ခေါင်းဆောင်မှုတက်ပညာနော်အဲ့တော့ပညာရတဲ့ပြည်သူကခေါင်းဆောင်တို့ဖြစ်နိုင်မှာလားဖြစ်အောင်လို့ဖြစ်နိုင်ပညာလည်းတက်တယ်ခေါင်းဆောင်မှုတက်ပညာကိုလည်းစီးမှုမဲ့လေ့လာမဲ့လုပ်မယ်ဆိုရင်ဖြစ်နိုင်ဆရာကကျွန်တော်တို့ဘွဲရပြီးရင်ဘာလုပ်ရမှာလဲပြုတ်စားပေါ့ကွာဘယ်လိုတော့မှာလဲဟာဘယ်လိုတော့မှာဆိုမင်းမင်္ဂလာဆောင်တဲ့အခါကျနောက်ကတက်ပေါ့ကွာခဏငါသိခဲ့တယ်ပါပြီလေကွာမင်းညောင်လေးမင်းသွားပြီးတော့လို့ဂျုံမိုင်းလို့ဆိုဖြစ်ရမယ်ဆိုတော့ပါတယ်မို့လားအဲ့ဒါပြင်ရအဲ့ဟာကိုညံနဲ့ကိုပြန်ပြီးသုံးမှာပေါ့ကွာအဲ့လိုမသုံးမဲနဲ့မင်းဟိုဒီတိုင်းကြီးဘာမှအဲ့ဒါထုတ်မသုံးမဲနဲ့ဒီတိုင်းကြီးထားရင်တော့တက်လာတာဘာမှမထူဟိုဘာလို့ပဲတော့မကြောက်ခဏလေးမပြောပြန်ပေါ်လာတယ်ထားတော့ဒီအဲ့ဒီပညာနဲ့ပြန်ပြီးတော့ကိုပတ်ဝန်းကျင်လောကမှာချင်းကပ်ပြီးသုံးရမှာပေါ့အဲ့လိုမသုံးနိုင်လို့ရှိရင်တော့ဘယ်နဲ့လုပ်မလဲဒီပညာအဲ့ဒီအပြင်မှာချင်းကပ်ဖို့လို့အတွက်စဉ်းစားဖို့လို့အတွက်သူကပေးလိုက်တဲ့နည်းလမ်းပဲဟုတ်လားအဲ့ဒီဟာနဲ့သွားမှာပေါ့အဲ့တော့ဘွဲရတဲ့ဥစ္စာဘွဲကြီးကိုဒီတိုင်းကြီးဘွဲကြီးတိုင်းဆိုလို့ရတာမှမဟုတ်ဘူးလေအဲ့ဒီမင်းဘွဲရတာတော့ရတာပေါ့မင်းကဘယ်လိုလဲဆိုဒီဘွဲနေညီရောက်မင်းအသိဉာဏ်ရှိတယ်မင်းစူးစမ်းရတာအဲ့ဒီဟာနဲ့အသိဉာဏ်နဲ့ပြန်ပြီးဆင်ခြင်ပြီးသွားမှာပေါ့ဒီတိုင်းကြီးသွားပြီးသုံးလို့တော့ပဲဖြစ်မှာဘွဲကြီးကသုံးလို့ရတာမှမဟုတ်ဘူးလေဟုတ်ပြောဘွဲတစ်ခု900ပေးသားမှဆိုဘွဲလေးလည်းရတာအတူတူပဲကျမတို့ခေါ်လိုက်မှာ4နှစ်လုံးသိရခဲ့ရတဲ့ပညာတွေဟာဘွဲရပြီးတဲ့တော့နောက်လက်တွေပေါ်မှာဘယ်လိုသုံးမလဲဆိုဆရာတင်မြင့်ကိုပြောပြပါခုနကပြောဖို့အဲ့ဒါဒီကိုညံနဲ့ကိုပြန်ပြီးဆင်းနေတော့မှာပေါ့နော်ကိုတက်တော့အများအကူကြီးပေးမယ်ဆိုသိရှိရမှတ်တာလောကကို service ပေးမှာလောကရဲ့အကျိုးကိုဆောင်မှလူရဝင်တာပညာဘာမှသိမတတ်တဲ့လူတွေလူရဝင်တာဘာကြောင့်လဲသိလားလောကအကျိုးကိုဆောင်နေတယ်ကြည့်စမ်းကြည့်ပါအပြင်းလို့ဘိုးလေးကခမင်းတို့ဟုတ်တယ်ဒီနေ့တော့ဒီစီမလို့ဘာလို့ညာလို့ဒီလိုလုပ်နေတာသူကဘောရတို့ဒါရက်ကွက်မှာရှိတဲ့ဘုရားဘာသာတော်ဆိုလေးပေါင်းတော့ဗျာရှင်းလို့ဒါလုပ်နေတယ်လောကကိုတခုအကျိုးပြုပါလူရဝင်လာပါတယ်ဆရာတဲ့ပညာတစ်ခုရရှိဖို့အတွက်ပါရမီနဲ့ကိုယ်ပိုင်ဘယ်ရကိုယ်ပိုင်ဉာဏ်ဘယ်ရပို့ရေးကြည့်ပါလေဖြေကြပါပါရမီဆိုတဲ့ကိစ္စဒီလိုတမန်အားဖြင့်ရိုးကြောင်းဆင်ခြင်မှုတရားတွေပါလိမ့်မှာပါရမီဆိုတဲ့ကိစ္စမျိုးကသိမဟုတ်ပါရမီဆိုတဲ့ဘောက talent ဆိုတာဗီဇဘာမှဖြစ်တယ်ဆိုတာတချင်းဆိုတာမျိုးပကြီးရေးတာမျိုးပကြီးတို့တချင်းတို့ဂီတတို့ဘာလို့ဆိုတာသူကပါရမီကိုဘာမှကိုဖြစ်တာမပါလို့ရှိရင်ရကိုမရတာအဲ့တော့တချို့အရာသူကအားထုတ်လို့ရတယ်အဲ့ဒီမှာပြောရမှာကွာဒါမျိုးကရှောက်ပြီးခေါ်တော့ငါဟိုမျိုးဆက်တွေတိုးတက်ရဖို့ဆိုတဲ့စာအုပ်နဲ့ကြားဘူးရကြားဘူးရနော်ဟာတော့မဟုတ်ဘူးအဲ့ဒီမှာတော့ထည့်ရပါတယ်တို့တင်ချပါမောက်ခဥအောင်လာတာအဲ့မှာဒီမှာလည်းပြောခဲ့အောင်ပါမင်းတို့ကလေးတွေတိတ်သုံးဝင်တော့ငါပြောတော့တာအဲ့ဒီကောင်က after dinner speech ခေါ်တယ်ဒီနှစ်ပတ်လဲအဆောင်ရတာကတခုပါအဲ့ဒီမှာလို့တော့အဲ့ဒီမှာတော့ညစားပါတော့ပြောတယ်ဆရာကဘယ်နဲ့စကားဆက်ပြီးထားလာပြီးပြောတယ်မပြောတခုပြောအောင်မယ်ကွာတဲ့မင်းတို့ငါ့ကိုဒီသင်္ချာပါမောက္ခပြင်တော့မင်းတို့ငါ့ကိုသင်္ချာပါပြီးပါတယ်ဒီ mathematical brain ပေါ့ကွာတဲ့အဲ့ဒါတို့ပါတယ်ဗာညာနဲ့မင်းတို့ပြောကြတယ်အဲ့ဒါမင်းတို့မှားနေတယ်ကွာမဟုတ်ဘူးတဲ့မင်းတို့ပြောလို့ငါ့မှာသင်္ချာပါပြီးပါရင်တဲ့ငယ်လေးကငါသင်္ချာတော့မှာပေါ့ငယ်လေးတော့ကသင်္ချာမှာခြာတုကိုလန်ခဲ့တာငါလောကမှာဒီဘာသာကြီးမရှိရင်ကောင်းမှာပဲတော့အောင်မေးခဲ့တယ်အဲ့တော့ပြောညံ့ခဲ့တာတဲ့အဲ့ဒီလိုနဲ့နောက်ဆုံးမိစံမအောင်တော့မရှုံတော့မဖြုံပေါ့ကွာခကြီးကြီးစ조사ပြီးကတ်ပြီးတော့ကြီးအောင်လာရတာသိစိတ်ညစ်တာသင်္ချာချင်းကိုရောက်မှငါသိစိတ်ညစ်တာအဲ့ဒီမှာ9လရောက်တော့9လကအစိုးရစစ်တန်းလဲအောင်စေခြင်းနဲ့အောင်စေတော့ဆရာသင်္ချာကငါသိချသင်သူကသင်လေးငါထူးပူပြီးနားမလဲလေသူကသင်လေးနားမလဲနောက်ဆုံးကျဆရာနဲ့နင်းကိုပြင်းလို့ချတာထူးပူသွားတာပဲကမလေးချက်သွားအဲ့ဒီမှာတော့ကိုဒေါသဖြစ်သွားဆရာဦးဖြစ်တယ်လို့ဘာဖြစ်မှလည်းမသိဒေါသဖြစ်သွားအဲ့ဒီမှာသင်္ချာကသိစောမေကထာနဲ့ဒီသင်္ချာတော့စောမေကထာဒီသင်္ချာတော့ကိုတော့မယ်တက်တာအဲ့ဒီမှာခေါ်လာတဲ့သိချာပြန်တော့လိုက်တဲ့ခါကျမရဘူးလေကြာများရလာမရဘူးလေအဲ့တော့မရတော့မှငါ9တန်းသိချာမရ6တန်းသိချာပြန်6လို့6တန်းသိချာပြန်တိုက်တာ
အစအဆုံးတပုတ်မကြကုန်တော့ပြန်အဲ့ဒီမှာသိချ sense ပေါ်လာတာအဲ့ဒီမှာခွန်သားဆက်တော့အဲ့ဒီပြင်မှာကောင်းကြီးအောင်တယ်ရှစ်တန်းကိုရဆက်နဲ့တောက်လျှောက်ငါသိချကုန်လို့ထွက်ခဲ့တယ်အခုမင်းတို့သိချဗမောက်ခဖြစ်လာတယ်နာပြောမယ်သိချောင်းငါစတဲ့တာနောက်မှဖြစ်တာပထမတော့တောက်မြင်ကလည်းတက်ထားတယ်ဘယ်မလဲပါရမီဟုတ်လားအဲ့ဒီတော့တချို့ဟာတွေကြတော့ပါရမီဆိုဟုတ်တယ်မနောကပြောရတဲ့အနုပညာတို့ဘာလို့အဲ့လိုဟာမျိုးတွေပါဒီမှာဟုတ်ပါတယ်အဲ့ဒါမျိုးတွေကြဒီတော့ဘာလို့အတန်ကြောင်တဲ့ကောင်ကတချင်းဆိုတဲ့ကောင်အတန်ကြောင်လဲဆိုအတန်ကြောင်တဲ့ကကိုကဒီကအတူအတန်ကိုကကြောင်နေတာကြောင်တယ်ဘာကြောင့်သူနားကိုကကြောင်နားကိုကခုနပေါက်လံကိုသူကငါးပေါက်လံကြားတာအဲ့တော့ဟောကြားတယ်လေဆိုတာသူကအဖားဆိုတာဆိုတော့တို့နားထဲမှာကြာသူနားမှားလာဒါသူ့ဘောကနားထဲမှာပါလာတယ်ဘယ်နဲ့လုပ်မလဲဟုတ်လားအဲ့ဒါပြင်လို့မရတော့အဲ့ဒါမျိုးသွားမလုပ်နဲ့လို့ပြောတာပတ်စားလိုက်မလားလို့ကျင်တယ်မရုပ်လည်းမချုပ်မင်းသမီးလို့ကျင်ရုပ်မလာဘူးဆိုဘယ်နဲ့လုပ်မလဲဟုတ်လားမင်းသားမင်းဆိုရုပ်လေးတော့လာအောင်မှာပေါ့ငါလေရုပ်ကြီးကမင်းသားလေးချင်မှဆိုသွားလေဟိုကဘာတော့မဟောမငါရုပ်ရှင်တော့ကိုကြီးလေးချင်မှလူချမ်းမှဖြစ်မှာပေါ့ကွာဒါလည်းမင်းသားထိုးတိုင်းခံဒါလည်းမင်းသားခဏတော့ပေါက်ခလိုက်လက်သေးနဲ့ထိုးခလိုက်အဲ့လိုလုပ်နေတဲ့လူချမ်းမျိုးပဲဖြစ်မှာပေါ့အဲ့ဒါကြောင့်မလို့ကိုမတက်နိုင်ဘူးနော်တက်နိုင်တဲ့နေရာကိုကြည့်ရုပ်ရှင်လောကဝါသနာပါတယ်နော်မင်းတကယ်လို့မင်းသားဖြစ်နိုင်ဘူးမင်းသမီးဖြစ်နိုင်ဘူးဒါမင်းတကယ်လို့မဖြစ်နိုင်လို့ရှိရင်အဲ့ဒီနယ်ပယ်မှာအကောင်းဆုံးရုပ်ရှင်မင်းသားမဖြစ်နိုင်တော့ပါမယ်အကောင်းဆုံးဒါရိုက်တာဖြစ်နိုင်တယ်အစားထိုးအောင်မြင်ခြင်းခေါ်တယ်ဟုတ်တယ်အဲ့လိုသွားတာအစားထိုးအောင်မြင်ရတယ်ဒါလည်းမဖြစ်နိုင်ဘူးနော်အကောင်းဆုံးစံရွေးဆရာဖြစ်နိုင်တယ်ဒီလိုသွားတာနော်ကျောင်းအောင်နဲ့များတယ်ပညာဒီကိုကျင်တရားရည်တော့မြင်လို့ကိုကျင်တရားဒီပညာရည်နေထားတာတော့အမှန်ရဲ့ကောင်းလိုက်ပြီကြည့်ကြတော့မင်းပညာဒီကိုကျင်တရားရည်တော့မြင်လို့တဲ့ကိုကျင်တရားဒီပညာရည်နေချခံရတော့တဲ့ဒီမဲ့ဒီဥစ္စာသောလိုက်တော့ပညာရဲ့ကိုကျင်တရားရဲ့ဆိုကိုကျင်တရားပညာဆိုတာသိတာကိုကျင်တရားဆိုကျင့်တာသိမှကျင့်လို့ရတယ်သိတယ်မကျင့်ဘူးတော့ကိုကျင်တရားမကောင်းနော်မသိဘူးတော့မကျင့်တတ်ဘူးသိလဲသိရမယ်ကျင့်လဲကျင့်ရအဲ့ဒီကိုကျင်တရားဘယ်ပေါ်မှာတည်လဲဆိုတီလာပဲစောင့်ထိန်ခြင်းသူများပြည်စီလိုချင်တာပေါ့မယူနဲ့လို့ထားအဲ့ဒါတီလာပေါ့ကိုကျင်တရားပေါ့နော်ကိုကကြီးအများနဲ့လိုချင်နေတယ်မသိဘူးသူ့အတွက်လည်းပြေးလိုက်ပေါ့သူ့ပဲလည်းစဉ်းစားပေါ့ဟုတ်လားလောကကြီးမှာအကုန်လုံးကကိုယ့်အတွက်ကြီးနေတာကိုကြနေတာမဟုတ်ဘူးဟုတ်လားဓာတ်စီဓာတ်ဆံပြေလုံးနဲ့ပြောရမှာကိုကျင်ခဲဆိုတာမမြင်ရင်ကကိုကျင်ခဲတည်ပြီးတော့မမြင်ရင်အဲ့မှာမမြင်ရင်ကတော့ကျွန်တော်သိပြီးပေါ်ကြတာပေါ့ကျွန်တော်အဲ့မှာမက်သိကြကျွန်တော်မက်သိကြတာမသိလိုက်ဘူးအနာလူတယောက်ကထောင်ကဲမက်သိကြနေပြီဆိုတော့မှကျွန်တော်မှအရေးကြီးနဲ့မက်သိကိုကောက်တက်လိုက်တာအနက်ကအထက်အကျော်ပြင်မက်ကရောက်တော့အဲ့ဒီမှာဗိုက်ခဲချီနေပြီလို့အားရတာမမြင်ရဲဆိုတာအဲ့တော့မျိုးလုံးတွေကအများအားတင်လက်ပေါအောင်တော့သူများကြီးမြင်တာကိုအလက်ကိုအထက်ကလှမ်းတဲ့ပြည့်တော့မှဗိုက်ထဲချီနေတာအဲ့လိုလေးပေါ့ကြည့်ရတဲ့သူ့ဘက်ကိုယ်ပဲစဉ်းစားတတ်တဲ့ဟာလေးပါတယ်ကိုချင်းတရားကောင်းလာတာဘောဟုတ်လားခက်တာမှတ်လို့တွေးခေါ်မြောင်မြင်မှုဆိုတာအဲ့အကြောင်းတရားကိုရှာတာခရီးဖြစ်သွားတာအဲ့အကြောင်းတရားကိုတွေးသွားတာမစ္စနာကြည့်ပါလားဒီပန်ညာဆိုတော့ဘာကြောင့်ဖြစ်လဲသိတာဘာကြောင့်သိရလဲသိတဲ့နေရာရှိလို့ရှိရင်မသိတဲ့နေရာမရှိဘူးလားဟာတာအကြောင်းတရားမဟုတ်လားမသိတဲ့နေရာရှိအောင်ငါသွားမယ်ရှာမယ်ဆိုတော့ရှာတော့မသိတဲ့နေရာကိုကြောက်သွားတော့လက်နဲ့ကံပြီးလိုက်ရှာလို့ရတာမျိုးမဟုတ်ဘူးဒါမျိုးကဟုတ်လားအဲ့ဒီဥစ္စာကိုထိုင်းပြီးတော့စဉ်းစားကြည့်တော့ဘာလို့ရှာလဲဒုက္ခပြည့်6နှစ်ဆိုတာမင်းစဉ်းစားကြည့်ပါတော့ရှာလိုက်တယ်လေနောက်ဆုံးရတဲ့ခါကျတော့အကြောင်းရရှာတွေ့တယ်ဘာတွေ့လဲအနေကသာတိတန်တရာဆိုမကြေးဝါလဲဆိုမတွေ့ဘူးလားဖျားဖြစ်တော့ဥတိုင်းကြွိုက်တယ်ဆိုဟုတ်လားငါရဲ့ခန္ဓာကိုယ်အသစ်ကိုဆောက်တယ်ဆိုတဏှာယောက်ျားလက်သမားမင်းကငါတွေ့ပြီလေဒီကစားတယ်ငါအတွက်ခန္ဓာကိုယ်အသစ်ဆောက်ခွင့်မရှိတော့ဘူးတဏှာယောက်ျားလက်သမားအကြောင်းကြီးပါတဲ့ဒါအကြောင်းပေါ့ဟုတ်လားအဲ့တော့ပညာစာအကြောင်းကြောင့်သိကြလို့ဆရာပြောတယ်ဒီကောင်မြန်မြင်မှုနဲ့ဘယ်လိုပတ်သက်လဲဆိုတော့အဲ့ဒါပဲပေါ့ကိုရင်နော်ဒီဟာကဘာမှမထူပါဘူးဒီမဲ့စဉ်းစားကြည့်ရမလို့မျက်လုံးတစ်လုံးရှိတယ်နှာခေါင်းတစ်ပေါက်ရှိတယ်နေနှစ်ဖက်ရှိတယ်မျက်စရာရှိတာစဉ်းစားလားပုံရဆိုတာရှိသလားပုံရဆိုတာဒီပဲတပါတော့ဘာမှမရှိတာဒါမှဘာမှမရှိတာကြီးကလောကမှာမရှိဘူးလားဒီမဲကွာမျက်လုံးတစ်လုံးရှိတယ်အဲ့မျက်လုံးတော့မှဖြစ်နေမှာပေါ့ကွာနှာခေါင်းတော့ဖြစ်နေမှာပေါ့ကွာပြစ်ဆိုတော့ထုတ်လိုက်တဲ့ခါကျဒီကောင်ပြစ်ပြီးဖျားနဲ့ဆိုတော့ဖြစ်နေတယ်ခွေးနှာခေါင်းမဖြစ်နိုင်ဘူးလားထုတ်တာ upset ခေါ်တာထုတ်တာအဲ့ဒီထုတ်တာကိုပြန်ပြီးသုံးတဲ့ခါကျမှအလီပေါင်းဖြစ်တာအလီပေါင်းနေသူ့ကြည့်တတ်တာဘာသုံးကြတင်းနဲ့သုံးတယ်ကဘာသုံးကြဘာမှသုံးမရအဲ့ဒီပညာစာသူ့ကြည့်တော့ဘယ်သုံးလို့ရမလဲကွာမင်းအဲ့ဒီဥစ္စာပြန်ပြီးအသုံးချအောင်မင်းအသုံးချတဲ့ပုံမှာမူတည်ပြီးအသုံးချတော့ပေါ့တာဝန်ချင်မှာအခုမင်းစားတတ်တယ်အခုငါရေးမင်းနဲ့ဘယ်တော့သုံးလို့အောင်ကဲ
မင်းတို့ကငါစာဖတ်နေမင်းတို့ရင်တော့သိတယ်ကဲဘယ်ကူသုံးတာမဟုတ်လားမင်းတို့နဲ့ဒီပညာကိုသုံးလိုက်တာမဟုတ်လားပြီးတော့မင်းဒါဘာလို့မေးတာလားကွာမင်းပညာပဲမဟုတ်လားနော်นี่အရေးချင်းနဲ့အရေးအတွက်ကိုခွဲကြတာပါအရေးနဲ့အရေးချက်ကအရေးအတွက်ဆိုအရေးအတွက်ပါအရေးချင်းဆိုအရေးချင်းကွာရှင်းမလားရှင်းပါလားအောင်မင်းတို့အဲ့ဒါပိုင်တာဖြေပုံကအရေးအတွက်နဲ့အရေးချင်းဆိုတာသူက quantity to quality ဆိုတာရှိရမယ်ကွာပြောရင်လည်းအရေးချက်ကဥပမာဆိုရပါတော့တစ်ခုမှဖြစ်သေးဘူးနှစ်ခုမှဖြစ်သေးဘူးသုံးခုမှဖြစ်သေးဘူးအချိန်များလာတဲ့ခါကျဖြစ်သွားနှစ်လုံးနဲ့စီမကြည့်ဘူးနှစ်လုံးမှများတော့ရှိဖြစ်သွားတယ်အရေးအတွက်ပေါ့ကွာနှစ်လုံးမှများတာအရေးအတွက်ပေါ့စီထွက်လာတာအရေးချင်းပေါ့တလုံးနဲ့မကြိတ်ပြီးညှင့်နေပါထွက်လာဒါပေါ့ကွာဒီလိုတော့ထို့တဲ့ဒီတက်လာတဲ့ centigrade မှာ1 2 3 4တက်လာဒါဆိုပြကြခန်းတက်လေအောင်ဘောဆိုပွက်လာ boiling point ဟုတ်လားအဲ့ဒီနဲ့ဖြည်းဖြည်းပူလာတဲ့ဥစ္စာတွေအရေးအတွက်ပေါ့ကွာအဲ့ဒီများတဲ့ခါကျအရေးချင်းပေါ့ကွာတယောက်အားနဲ့ယူလို့မရတစ်ပေါင်းအားနဲ့ယူရရဆိုဒါအရေးအတွက်ပေါ့ကွာတစ်ပေါင်းအားစားတယောက်တည်းယူလို့မရတစ်ပေါင်းအားနဲ့ယူတော့ရတော့အရေးချင်းပေါ့ကွာဆို quantity to quality လို့ပြောတာနော်အဲ့ဟာတော့ပါပဲနော်ဒီတနေ့ကိုတကူတစ်ထောက်ပဲစာကြက်ပြီးတော့မှတ်မိအောင်ကြက်တယ်ဆိုတော့ပညာရှင်ကြီးပေါ်လို့တယ်ဒီမှတ်မိတယ်မလားဦးကျဝိစာဟုတ်တယ်မလားဒီနေ့တကူတစ်ထောက်ပြီးအရေးအတွက်ပေါ့ကွာနောက်ဆုံးပြပြိကတော့ဘူးဆောင်းလာအရေးအတွက်ပေါ့ကွာအရေးချင်းပေါ့အဲ့ကြဟုတ်လားအဲ့ဒါပေါ့ကွာအရေးအတွက်နဲ့အရေးချင်းလားပညာနဲ့ဒနာကုံကိုနှိုင်းရှင်ပြပါဘာနှိုင်းနေတယ်ဆိုတခြားစီလို့ဆောင်းကုံကတော့ဘုန်းကြီးပေါ့ဒနာကုံကပိုက်ဆံချမ်းသာတယ်ပေါ့ကွာပညာရှိတယ်ဆိုပညာရှိတဲ့ကုံပေါ့ကွာတော့အိမ်မှာမချမ်းသာရင်လားပညာရှိရင်လားဒါပဲရှိတာပဲငါချမ်းသာရင်လည်းစိတ်ငြိမ်ရတဲ့စိတ်မရှိကြဘူးတကယ်မရှိရတာအဲ့ဒါလည်းမချမ်းသာတာဒါမှပညာနဲ့ပတ်သက်ဆိုငါစိတ်ဝင်စားတယ်ငါဖြစ်လာနောက်တကယ်ရေးတော့ကြာဒီကောင်ချမ်းသာရဲ့ကိုချမ်းသာရင်သူချမ်းသာသွားတာပဲချမ်းသာတော့ချမ်းသာတာပေါ့ငါလည်းသူချမ်းသာလို့ဆိုစိတ်ထဲမှာအားချမ်းသာဆိုမဆိုးဘူးပေါ့ငါလည်းဘူးပစ္စည်းစရာသုံးနိုင်တယ်ပေါ့ဒါမှငါလည်းပညာလေးနဲ့ငါလေးနဲ့ငါသုံးရတာပဲပေါ့ဒါမှသူစိတ်ထဲမှာသာမိုးအင်ကြီးဝေးမှသူကနေတယ်လို့ထင်တယ်ငါဘာသာငါဒီတမန်အင်ကြီးလေးနဲ့ပြီးရတယ်ငါဖို့မှာဒါတော်ပြီပေါ့ဖခင်ကတော့အဲ့အသိပညာကိုသူကတန်ဖိုးထားတယ်ထားလို့မလို့အဲ့ဒီဘက်ကောင်လိုက်မှသိဆိုရင်ဖခင်လိုက်နေကျို့တော့မှမင်းတို့ကောင်းဒီကွာဘာရကိစ္စနေရတော့ကြောင်းမပါတယ်အရေးကြီးမကြည့်ရစားကျုပ်ပြစားကောင်းစပင်းရှိတဲ့ဒိတ်ပါဟာအဲ့ဒါအတွက်ဒီတော့မင်းတို့ဒါတစ်ချောင်းချရှာတာဟုတ်လားဟာပြီးတော့ဟုတ်လားသင်္ကန်းကြတော့ဗျာသင်္ကန်းကဘာမဲ့သင်္ကန်းကမှသူများတွေဖြစ်ဖြစ်တာရှိသားပဲကွာပန္တုကုဏနေမုတ်လေးလေးကြတော့ပတ်ကူဟုတ်လားဖိမိတို့ကအလောက်ပါဖြုတ်ပြတဲ့ဝိတ္တိဝိတ္တိရှိတယ်အဲ့ဒါတွေယူပေါ့ကွာဟာအဲ့ဒါတွေကကိုယ်စားပြန်အဲ့ဒါမဲချုပ်ဖို့အားတစ်ချောင်းရှာတာအဲ့ဒါတွေကိုအယောင်ဆိုးလိုက်ကွာတဲ့ကိုကွက်ဒီကွက်နဲ့မညီလို့ရှိရင်သိခေါအောင်ဆိုးလိုက်ပြီးတော့ဘာမှလုပ်မယ်ကိုပတ်ထားလိုက်တော့အပေါ်ထဲအောက်ထဲချုပ်ဖို့အိပ်ဖို့တဲ့ဒါတော့ပေါ့ကျွန်တော်ထုံးဆောင်အခါတပိတ်တစ်ခုရှိတယ်ပြီးတော့ဆိုတာမင်းဘာမှကြီးမညာနဲ့အဲ့ဒါကိုတွေ့မနေနဲ့စားတဲ့ကမှငါဒီတရားထုတ်ဖို့လို့စားတာဒီဥစ္စာအရတာရှိမရှိငါလည်းမဆိုင်ဘူးအဲ့ဒါမတွေ့နဲ့ဟာဒီလိုလုပ်လိုက်တာအဲ့ဒါကြောင့်မင်းလိုတဲ့ပစ္စည်းရှင်းမျိုးပဲရှိတယ်ကွာတဲ့ပြိက္ခာရှိပါတော့ကွာအဲ့လိုကိုချတယ်ရှင်းမလားမင်းမင်းတို့လည်းအဲ့တိုင်းပဲမင်းပညာရှာတဲ့ကိစ္စကိုမင်းတို့အဲ့ပြိက္ခာရှိပါနဲ့လုံလောက်လို့ရှိရင်အဲ့ဒီနဲ့ကနေတကယ်တက်လာခဏတော့ဟိုအားစားရင်လည်းဒီလိုရှင်းတဲ့ပရိယာတိုင်းနဲ့ဒီလိုလေးဝေးရင်ဒီနဲ့အဲ့ဒါမျိုးတွေများလို့နေလို့ရှိရင်အဲ့ဒီပဲစိတ်ရောက်မှာပေါ့ဟုတ်လားလားတဲ့ဆိုချောင်းပြင်းနေဆိုတာညီတို့တွေပြန်ရှင်းလိုက်ကြသိချာချောင်းပြင်းပြီဆိုလို့ရစားလဲစားကိုယ့်ဟာကိုခေါင်းမချုံပြီးအိတ်နေတာဘယ်သူမှမသိအဲ့ဒါပြဖို့ဘဲရှိကန်ဆွဲရသေးတာဘိုးအရှိကန်တော့မဟုတ်ဘဲရှိကန်ပေါ့ဘဲနာပေါ့လို့ငါးရီလာတဲ့ရင်မှုကြတော့နေပြောကြပညာကြရင်ပညာနဲ့ဘောကဖိုက်တာချမ်းနိုင်တနာချာပေါ့ဒီကတော့လည်းသူ့ပုံနဲ့သူတော့ရှိတာကြီးပဲဘယ်ကုန်းကိုလိုချင်တော့တာပေါ့နော်ချစ်ခင်လေးစားတော့ဆက်ခနဲ့မြန်မာနိုင်ငံလူသားကောင်းကြီးလူလိုက်ပြည်သူကကြီးဗမာတောင်တွေဖားကြီးဘိုးကျောင်းထိုင်ဤအမေပညာကျိုးသက်မှုတိုးတက်မှုမှတ်တမ်းများနဲ့ကိုကျင်တရားကောင်းအောင်ဆောက်တည်မှုစံထားတော့အချက်များကိုဆရာလေးလာသိရှိတော့ဒီနေ့ကျောင်းသားတို့ကဘုဒ္ဓအတုယူအားကြကြပြောပြပေးပါဂျိုလေးလေးစားနဲ့မိုးကမျိုးဆက်သိကျောင်းသားများအမမင်းတို့ကအလကားနဲ့အဲ့တို့ပဲတပေါင်းကြီးရှိတယ်စားကိုယ်ကသွားပြီးငါးပိုင်လိုက်ရတဲ့ကိစ္စအဲ့ဒါတော့ငါးပြောင်းလားအလုံးစုံလုံးနဲ့ဘုရားဆရာမင်းသူကဒီလိုကသူ့မှာသိတစ်ချက်နဲ့ချက်တော့လိုက်ပါနော်ဘုရားဆရာနေတော့မင်းကျောင်းထားလို့မရဘူးအဲ့ဒါသိတာမလို့ကျောင်းကိုမနေရကျောင်းထားတာကိုမနေတာအကြာကြီးသူတော်ကြီးမှကျောင်းတရတာအသက်9နှစ်လောက်ရှိပြီကျောင်းထားတော့အဲ့ကြမှာကျောင်းတရဘာလို့ထားတာရှင်တော့သူ့ကိုဥအောင်သားကိုရှင်းပြီးတော့
သူလည်းရှင်ပြည့်နေကြလားဟာရှင်မပြည့်ရင်ကျောင်းရှင်ပြည့်ရင်ကျောင်းတွေကျောင်းမရင်ရှင်ပြည့်လို့ရအောင်အဲ့ဒါမှဒါရင်ကောင်းကျွန်တော်ကျောင်းနေအဲ့ဒါမှကျောင်းထားလို့ရတာရှင်ပြည့်မယ်ဆိုရှင်ပြည့်လို့ရှင်ဘယ်ဆိုင်တဲ့သူကဘိုးကျော်ဆိုဆိုင်ဝါနာပါတယ်တိတ်ဒီလိုတိတ်ပြီးတဲ့ခါဒီလိုလို့ဒီမှုတွေပါတယ်အပေါ်ရောက်ပြီးနေလို့အဲ့လိုဟာမျိုးကျွန်တော်အဲ့ဒီတက်တဲ့ဆိုင်ကိုငှားကိုပေးရတယ်ဒီလိုမင်းတို့ပြောလိုက်မှာဘိုးကျော်အောင်ဆိုင်အကူဦးအောင်ဆိုင်ရှိပါဦး He's my godfather not godfather ဆိုတာအဲ့လိုငါတို့နဲ့ laboratory ငါဒီးရအဲ့တော့ဘုရားဆိုင်အဲ့လိုဦးအောင်ဆန်းပြန်ပြောတာတည်းငါပြောအဲ့တော့မှကျောင်းနေတဲ့ခါကျပညာကျိုးစားတင်တယ်မင်းဒီတော့ကိုခဏလေးနဲ့အောင်တာအသက်မပြည့်ခင်မင်းဆရာအောင်သွားတာ national school မှာကျန်း promotion နဲ့ခုံတက်သွားတာအဲ့လိုတက်သွားသူ့ကိုကဥပဝင်အကြီးဆုံးသူက national ကျောင်းဆိုင်အကိုအကြီးဆုံးနဲ့အငယ်ကြီးဆုံးဆိုတော့ဖိနေသားတော့ကိုအသက်ကွာတာဥပဝင်နဲ့အဲ့တော့ဥပဝင်ကတရားကိုနှစ်ခါရုပ်ရှင်ကြည့်ဖို့ပေးတယ်တွားကြည့်ပြီးတော့ပြန်လာတယ်အဲ့ရုပ်ရှင်ဇာတ်လမ်းအချင်းချုပ်ကိုအင်္ဂလိပ်လိုရေးတင်ရတယ်မတင်နိုင်မကြည့်အောင်အဲ့လိုလုပ်ခဲ့ရမင်းတို့အဲ့လိုလုပ်ခဲ့ရပြီးတော့ရန်ကုန်တက်လို့ရတယ်သူကနိုင်ငံရေးကိုငယ်တဲ့ဝါသနာပါလွတ်လပ်ရေးကိုသိလို့ချင်တယ်အဲ့ဒီမှာလူချင်းတော့တဲလို့ကျောင်းသားတမ်းမဲ့ကအင်္ဂလိပ်လိုပြောရတယ်ဗမာလိုပြောလို့မရဘူးဘာလို့ကလားကျောင်းသားတွေပါတယ်တရုတ်ကျောင်းသားတွေပါတယ်ဒီကောင်ရဟိုဘက်ကနေတော့အင်္ဂလိပ်လိုပဲအိန္ဒိယကနေအောင်လာတဲ့ကောင်တွေပါတယ်နဲ့အောင်လာဒီမှာသူကအင်္ဂလိပ်လိုပဲပြောတာကိုကအဲ့တမ်းမဲ့ကမှာတခါတည်းကျောင်းသားတမ်းမဲ့ကမှာအင်္ဂလိပ်လိုပြောရမယ်ဆိုတော့အင်္ဂလိပ်လိုမပြောရလို့ရှိရင်ရကုန်မရဘူးကိုကကအင်္ဂလိပ်လိုသူ့လည်းပို့ကျွမ်းတယ်ကျွန်တော်မင်းအောင်ဆန်းမင်းအင်္ဂလိပ်လိုမပြောနဲ့ကိုကအဲ့ဘယ်နဲ့တမ်းမဲ့ကမှာဝင်လို့မရနိုင်ဘူးဆိုတော့မှဘာလို့လဲထင်တော့ပါလီမန်မှာပြောခဲ့တဲ့အင်္ဂလိပ်ဝင်ကြီးတွေကောင်းမယ်ဆိုတဲ့မိန်းကုန်းတွေ Disraeli လို့ Gladstone လို့ဆိုတဲ့မိန်းကုန်းရှည်ကြီးတွေကိုအလွတ်ကျက်ပြထားအချင်းကြီးလက်တော်ကြီးမိန်းကုန်းကြီးတွေအဲ့ဒါတွေအကုန်အလွတ်ကျက်ပြထားဒေါက်တာပန်းမော်ရဲ့အတန်ပူရဆိုအဲ့အတန်ကိုတူအောင်ကိုတယောက်ထက်ကျင်လာမင်းအဲ့လိုလုပ်တာအဲ့ဒါကိုချင်းတရားအဲ့ကိုချင်းတရားနဲ့မဆိုင်ဘူးအဲ့ဒါတတ်ပြောကိုချင်းတရားကြတော့လည်းမင်းဘယ်တော့ဖြောင်းလဲဆိုတဲ့စားဘယ်တော့ချုပ်ပြီးနိုင်လဲစားငါတခုလည်းပြောဂျပန်ပြည်ရောက်တာသူ့အထုပ်ပတိနော်အထုပ်ပတိမှာသူရေးတာသူကိုယ်တိုင်ရေးထားတဲ့အထုပ်ပတိသူ့လက်ရေးကြီးနဲ့ကိုနားဖားတာကိုအောင်ကန်းစမှာကော်ပီရှိလို့ငယ်တော့အဲ့ဒါချမ်းပတ်ငါငယ်ရှိတယ်ဂျပန်ပြည်ရောက်တယ်ကြီးဟိုမှာတလားနှာတော့တယ်ပင်နှက်ပြလိုက်တဲ့ခါပင်နှက်တော့တယ်မှာသူတို့ခါတယ်နောက်ဆုံးမိကြတော့နှာတော့ရှိခဲ့ကြသူတို့ဟာဂျပန်မှာသူတို့ကထုံးတန်းစင်လာဓာတ်ဒီဟာသူတို့ရဲ့ရည်ကျင်းမှုတွေမှာဘာမှအပြစ်မဟုတ်အဲ့တော့သူတို့ကယောက်ျားတွေဖြစ်တယ်မိန်းမတွေလည်းပြောပါချင်နေမယ်ဆိုတော့စနစ်တကျကိုတစ်ခါပြောပါဖို့လို့ပေးတယ်နော်အဲ့တော့သူကထုတ်ခဲ့တယ်သူဒီနေရာနိုင်တယ်ကျွန်တော်ဤစိတ်ကြီးတဲ့ငါဒီဥစ္စာဟာငါ့ကိုစမ်းခြင်းမဖြစ်သေးဘူးစားတယ်စမ်းတယ်ဂျပန်ကတို့ကိုစမ်းတယ်လို့မဆိုငါ့ရဲ့ကိုယ်ကြီးကိုစမ်းတယ်ခြင်းဖြစ်ပြီးစားတယ်ထို့ကြောင့်ငါဤဒီလိုဘဝကိုအိမ်အောင်ကြမှာဆုံးလို့ပြီဆိုအဓိဋ္ဌာန်နဲ့ထိုးထားဦးတဲ့ကျွန်တော်ပြီးရှောင်ဖက်လိုက်လိမ့်မယ်ကဲကိုရင်တို့ခဏတော့ဒီနေ့လက်တော့မနေနဲ့မင်းတို့ဟာစဉ်းစားကြည့်ကျန်တဲ့ဥစ္စာဘေးချလိုက်နော်ဘယ်တော့ဖြစ်အောင်အပြည့်ယောက်ျားကောင်းလဲဆိုတက်ကြည့်ချုပ်တီးချင်းချိုးကြခြင်းဆိုယောက်ျားကောင်းမှန်တယ်မြမိန်းမမြမှန်တယ်မြချုပ်တီးချိုးကြမှုမှာအားကြီးရတယ်ကိုယ်စိတ်ကိုထိနေရတယ်နိုင်ရတယ် master self master ကိုကို master လုပ်တယ်နော်ကျွမ်းမိုးနေတယ်ဆရာကနားတဲ့လူကောင်းလူတော်နဲ့လူတော်လူကောင်းအကြောင်းပြောင်းလဲဖို့ရတယ်ကြားဥပါတယ်တဲ့ဆရာအနေနဲ့ဘယ်လိုဖွင့်ဆိုလဲဆိုတာသိကြမှာလေခင်ဗျာလူကောင်းနဲ့လူတော်နဲ့လူကောင်းနဲ့လူကောင်းလူတော်ဆိုတာရှင်းတော့ပြောင်းမှလွတ်ခါတာပါဒါပါတို့အရင်တော့ကတော့လူတော်လူကောင်းဆိုတော့ပြောတော့တော့မူလ sense ကလည်းသူ့အနေနဲ့ဆိုတော့အဓိပ္ပာယ်ရှိပါသူလည်းသူ့ခန္ဓာမှာအမှဒီဥစ္စာဖြစ်သွားတဲ့ဥစ္စာတခြားမဟုတ်ဘူးကဒီဥဒ္ဒရာဥနိဗ္ဗာန်ကအဲ့မှာပြောလိုက်ခဲ့ဘူးပြောလိုက်ရလို့ဆိုတာ तू ကသူ့အတွေ့အကြုံနဲ့ तू ဘာတွေစိတ်ညစ်ပြီးပြောလိုက်တယ်မသိဘူးပြောတဲ့ဥစ္စာကကျွန်တော်တို့တဲ့အဲ့ကိုချင်းသိက္ခာကောင်းတဲ့လူတွေပြန်လာကြဖို့လိုတယ်တဲ့ပါတီမှာစုဖို့လိုတယ်တဲ့အဲ့တော့တခါတည်းကြတော့ဟိုတဲ့မတော်တဲ့လူကိုတော်အောင်လွတ်လိုက်ရတဲ့ဥစ္စာကလွယ်သေးတယ်တော်အောင်တင်ပြရတယ်မကောင်းတဲ့ကောင်ကောင်းအောင်လုပ်ရတယ်ဆိုတာတော့ကိုခက်တယ်တဲ့ဒါကြောင့်မလို့ကျိုးကတခါတည်းကလူတော်လူကောင်းဆိုမှကျွန်တော်စိတ်ထဲမှာလူကောင်းတာကိုပိုးပြီးတော့လူကောင်းလူတော်ဆိုပြီးတော့ကောင်းတာတောင်ဦးစားပေးရေးရမလားအောင်းမိမိတယ်လို့သူကပြောရတာအဲ့တော့ဒီတော့ကတော့ပါတယောက်ကမိကိုပြောလိုက်ဆိုသတင်းစာဆရာဆိုတာတွေကဥက္ကဋ္ဌကြီးပြောဒီမှာမှားမေးပြီးထိုးချက်ကြောင့်မလို့ရင်းနေဆိုကျွန်တော်တို့တိုက်သွားပြီးဘာညာနဲ့ရှောက်ပြီးလုပ်လိုက်တဲ့ဥစ္စာနဲ့လူကောင်းလူတော်ရှောက်တာဒါပဲအမှအတူတူပဲတော်တယ်တော်ခြင်းนี่စွန့်ရည်နဲ့ဆိုင်တယ်ကောင်းခြင်းนี่စာရိတ္တနဲ့ဆိုင်တယ်စွန့်ရည်လည်းရှိရမယ်ကိုခြင်းလည်းကောင်းရမယ်ဒါပြောချင်တာပဲဟုတ်လားအခုဖြစ်လာတာပဲလေဆိုစီးပွားရေးတကားဖွင့်လိုက်စီးပွားရေးလုပ်ငန်းတကားဖွင့်လိုက်တယ်အမြဘာတွေပါလာလဲဆိုပစ္စည်းတွေအများကြီးဝင်လာတယ်အခုဒီအထည်တွေလူလုံးပစ္စည်းတွေဟိုဟာတွေဒီဟာတွေဟာအများကြီးပဲဝယ်လို့မကုန်နိုင်ဘူးအဲ့ဒီအများကြီးဝယ်လာတဲ့ရုပ်ဝတ္ထုပစ္စည်းတွေကို
မင်းတို့မဲ့မောင်းအားကြီးလို့ချင်းသာရိတပြတ်သွားတယ်နော်ပညာတိုးတက်မှုဘဝတိုးတက်မှုဆုတ်ဆိုင်သွားတယ်အဲ့ဒါကိုသိမမဲ့မောပါနဲ့အဲ့ဒီဥစ္စာမျိုးတွေကိုမဲ့မောင်းအားကြီးတဲ့သူဟာစိတ်ကြီးအဖြစ်ခန့်ညံ့ညံ့လူတွေလို့သဘောထားရုပ်ပစ္စည်းရဲ့သိဆောင်မှုကိုဘတော်လှန်နေတဲ့ဉာဏ်တရားတွေဘယ်တော့မှမမြင်ဘူးကွာမှတ်တာရုပ်ပစ္စည်းရဲ့ဆွဲဆောင်မှုကိုတွန်းလှန်နေတဲ့သူမှအဲ့ဒီရဲ့စိတ်ကမှအားကောင်းတဲ့စိတ်တမာကြီးကောင်းတဲ့စိတ်မြင့်မြတ်တဲ့စိတ်ဖြစ်လာတယ်ဒီနေ့ကဘုလို့စီဝါရေးတကားဘုံနဲ့အတူပါလာတဲ့ရုပ်စုပစ္စည်းများရဲ့ဆွဲဆောင်မှုကိုထိုက်တဲ့လောက်ရုန်းကန်နိုင်သောစိတ်တကူရှိသောသူများဖြစ်ကြပါစေအဲ့ဒီအဖြစ်ကိုကျင့်တရားရှိသောကောင်းလာသောသူများလည်းဖြစ်ကြပါစေမိမိကိုမိမိပတ်ဝန်းကျင်တဲ့အသုံးဝင်အောင်လုပ်နိုင်သောယောက်ျားကောင်းမိန်းမများလည်းဖြစ်ပါစေလို့ပြောဆရာညီကို